ပီတိတန်ဖိုးစဉ်ရပါမယ်တကယ်လို့များအယံကိုတက်ကြွနေတဲ့အခါမျိုးเนาะဝရိယတွေအယံလွန်ကဲနေတဲ့စိတ်တွေအယံတက်ကြွပြီးတော့ပညာတွေဖြစ်တတ်တယ်เนาะပညာတွေဒီနေ့စဉ်မှတ်သားစရာစီးပူးစရာတွေကိုပဲအားထုတ်ရင်လည်းဘာဖြစ်တတ်လဲဆိုတော့တခါတလေမှာအယံကိုမြောက်တက်သွားတတ်တာတွေရှိတယ်စိတ်တွေကလေဟိုလိုမျိုးမြောက်တာကိုပြောတာမဟုတ်ဘူးเนาะစိတ်တွေကအယံကိုအပေါ်မှာပင့်နေတာမျိုးတွေရှိတဲ့အခါကျရင်လည်းကျမတို့တွေကတမာတိတို့ဥပိ္ပခာတို့ပတ္တတိတို့ ਨੇ ပြန်ပြီးတော့မှထိန်းညှိပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများကျမဓမ္မမိတ်ဆွေတို့ကိုhomework လေးအနေနဲ့ဖတ်စရာလေးတွေပေးထားတာဖြစ်တဲ့အတွက်ကြော်လိုက်ပါမယ်เนาะအဂိတုတ်တန်ရှိမယ်အာဟာရတုတ်တန်ရှိမယ်ဒါလေးတွေကဓမ္မမိတ်ဆွေတို့ဖတ်လို့ရပါတယ်ပြီးတဲ့အခါမှာဝရိယတန်ဖို့စဉ်ကြတော့ဝရိယနဲ့ပတ်သက်လို့ရှိရင်ဓမ္မမိတ်ဆွေများရဲ့ကျမတို့တွေဝရိယရဲ့စန့်ကျင်ဘက်ကိုပြောပါဆိုလို့ရှိရင်တော့ပြင်းရည်ခြင်းပေါ့နော်ယဟန်တို့စတင်အထုတ်ခြင်းဆိုတဲ့အာရဘဒတ်เนาะအာရံဘဆိုဝရိယကိုပြောတာဒီအာရံဘဆိုတာကပြင်းရည်ခြင်းကနေထွက်မြောက်အထုတ်တယ်ဆိုတာကဝရိယကိုပြောလိုက်တာနေကမဓာတ်ဒီအစစ်စင်တိုး၍အထုတ်ခြင်းဆိုတဲ့ပရကမဓာတ်ရှိပါတယ်တဲ့အဲ့ဒီအထုတ်မှု၃ပါးမှာလမ်းမှန်နဲ့နီးမှန်လမ်းမှန်နဲ့နှလုံးသွင်းမယ်ဆိုလို့ရှိရင်မဖြစ်သေးတဲ့ဝရိယတွေကိုဖြစ်စေနိုင်တယ်ဖြစ်ပြီးသားဝရိယတွေကိုလည်းတိုးပြီးတော့မှဖြစ်စေနိုင်တယ်ဆိုတော့ဓမ္မမိတ်ဆွေတို့ ਨੇ မစိမ့်ပါဘူးတမ္မပဒံတရားတွေကိုပြောတာလीเนาะတမ္မပဒံတရား၄ပါးဆိုတာဝရိယကိုပဲညွှန်းတာဖြစ်ပါတယ်တမ္မပဒံတရား၄ပါးထဲမှာမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်ဖို့အတွက်ဖြစ်ပြီးသားကုသိုလ်တွေဆိုရင်တိုးပွားဖို့အတွက်မဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်စေဖို့အတွက်ဖြစ်ပြီးသားအကုသိုလ်တွေကိုပယ်ပြောက်နိုင်စေဖို့ဆိုတဲ့တမ္မပဒံ၄ပါးကိုပဲပြောခြင်းဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျမတို့ဝရိယတွေလည်းပွားဖို့လိုအပ်တယ်။ဘာကြောင့်လဲပြင်းရည်ခြင်းရထွက်မြောက်အောင်မို့ပီတိလည်းဒီလိုပဲဓမ္မမိတ်ဆွေများပီတိတန်ဖို့စဉ်လို့ပြောလိုက်တာနဲ့ဟာလာကျမတို့တွေဓမ္မဝိစီယတန်ဖို့စဉ်ဝိရိယတန်ဖို့စဉ်ပီတိတန်ဖို့စဉ်ပီတိတန်ဖို့စဉ်ဖြစ်ဖို့အတွက်ကိုလည်းအဖန်ဖန်အထက်ထက်နှလုံးသွင်းရမှာဖြစ်ပါတယ်။ဒါဆိုရင်ဓမ္မဝိစီယတန်ဖို့စဉ်ဖြစ်ကြောင်းနေရဘာတွေလဲဓမ္မဝိစီယလို့ပြောတာဖြစ်တဲ့အတွက်ပညာနဲ့ပတ်သက်တာဒါဆိုရင်ပညာဖြစ်စေလိုတယ်ဆိုရင်ဘာလို့ရမလဲမေးမြန်းရမယ်အခုလိုမျိုးလေ့လာရမယ်ဓမ္မမိတ်ဆွေတို့တွေအခုလိုမျိုးပရိယတ်တိတွေလေ့လာတာတွေသင်တန်းတွေတက်တာတွေတရားတွေနာတာတွေဒီအနတ်အတိတ်ပဲကိုလေ့လာတာ ਨੇ အတူတူပဲအနတ်အတိတ်ပဲတွေမေးမြန်းရမယ်အတွင်းအပြင်ဝတ္ထုတွေတန်ရှင်းမှုပြုရမယ်เนาะအိန္ဒြေတွေညီမျှအောင်ထားရမယ်အိန္ဒြေတွေဆိုတာတတ္တဝရိယတတိသမารိပညာဆိုတဲ့အိန္ဒြေတွေကိုအညီအမျှဖြစ်စေရမယ်ပညာမရှိတဲ့သူကိုမပေါင်းနဲ့ပညာရှိတဲ့သူကိုမှီဝဲနောက်တစ်ခါဘယ်မှာဆင်ခြင်ရမလဲဆိုတော့ခန္ဓာအာယတနာတွေနဲ့ပတ်သက်ပြီးတော့လည်းစဉ်းစားဆင်ခြင်ရမယ်ခန္ဓာအာယတနာတွေဆိုတာကဉာဏ်နဲ့နေတဲ့သူပဲစက်စားနိုင်တာဓမ္မမိတ်ဆွေများကျမတို့တွေဟာလာဉာဏ်ကြီးတဲ့သူဉာဏ်နေတဲ့သူမပြောနဲ့အဘိဓမ္မာမတက်ထားတဲ့သူကိုတွားပြီးတော့မှဓမ္မမိတ်ဆွေကခန္ဓာ၅ပါးဘာလဲလို့မေးရင်ပြောနိုင်ပါမလားမပြောနိုင်ဘူးအာယတနာ12ပါးဘာလဲလို့မေးရင်မပြောနိုင်ဘူးဓမ္မမိတ်ဆွေများဒါကြောင့်မို့လို့เนาะဒါဒီသိအောင်အဆင့်ပဲရှိသေးတယ်တကယ်ကျင့်ကြပြီးဖြစ်တကယ်လက်တွေ့ပေါ်အထက်ကျမ်းနေမှာဆိုရင်ခန္ဓာနဲ့ပတ်သက်တဲ့ငါးပါးအရာကောက်တွေလေ့လာရတယ်ဒါပေမဲ့ဒါတွေဒီစာအဆင့်မှာပဲရှိသေးတယ်အဲ့ဒီကနေပြီးတော့မှခန္ဓာ၅ပါးကိုရှုမြင်နိုင်ဖို့အတွက်အာယတနာတွေကိုစင်ကြင်နိုင်ဖို့အတွက်ကဘသူတွေအတွက်လဲဆိုရင်ဉာဏ်နဲ့သူတို့ဒါလို့ပြောထားတာဖြစ်တဲ့အတွက်ဉာဏ်နဲ့သူတွေစက်စားရဖြစ်တဲ့ခန္ဓာတွေအာယတနာတွေကိုလည်းစင်ကြင်ရမယ်။တစ်ခါဓမ္မဝိစီယဆိုတဲ့ပညာကိုရဖို့အတွက်ကိုအမြဲတမ်းမလုပ်ထားရမလဲ။စိတ်နှလုံးကိုညွတ်ထားရမယ်။ငါဒီအမြဲတမ်းပညာဖြစ်စေရမယ်။တရက်ထက်တရက်ပညာတွေတိုးနေစေရမယ်။တရက်ထက်တရက်စင်ကြင်ဉာဏ်တွေတိုးနေစေရမယ်ဆိုပြီးတော့မှစိတ်ကိုညွတ်ထားရမှာဖြစ်ပါတယ်။ဒါဒီဓမ္မဝိစီယတန်ဖို့စဉ်ဖြစ်ကြောင်းခုနှစ်ချက်ဝရိယတန်ဖိုးစဉ်ဖြစ်ကြောင်းလဲ17ပါးရှိပါတယ်ဝရိယဖြစ်ကြောင်းလို့ပြောလိုက်တာနဲ့ဓမ္မမိတ်ဆွေများနောက်နေနေတယ်တုံဆိုင်နေတယ်ကောင်းမှုကုသိုလ်တစ်ခုခုကိုလုပ်ဖို့ဓမ္မမိတ်ဆွေတုံဆိုင်နေတယ်ဆိုလို့ရှိရင်အပယ်ကိုဆင်ကျင်လိုက်ပါဟလာအပယ်လေးပုံကောင်းမှုကုသိုလ်တွေမလုပ်ဘူးဆိုရင်အပယ်တွေကိုသွားမှာပါလားဆိုပြီးတော့ဆင်ကျင်ရမယ်တခါဝရိယနဲ့ဆက်တဲ့လောကီလောကုတ္တရာတရားဓုဝရိယနဲ့သာကြိုးစားအထောက်ခဲ့မယ်ဆိုရင်လောကီနဲ့ပတ်သက်ပြီးတော့လောကုတ္တရာနဲ့ပတ်သက်ပြီးတော့တရားဓုတွေရမှာပဲဆိုပြီးတော့မှအကျိုးကိုရှုစင်ကျင်နိုင်တယ်တခါဖယားပစ္စေကဗုဒ္ဓမဟာတာဝကတို့သွားတဲ့လမ်းပဲအဲ့ဒီသွားတဲ့လမ်းကိုငါသွားတဲ့နဲ့ဆိုပြီးတော့မှဘာလုပ်လဲသွားမိတ်ဆွေများခဏလေးနော်အဲ့တော့ဖယားပစ္စေကဗုဒ္ဓမဟာတာဝကတို့သွားတဲ့လမ်းဖြစ်တယ်အဲ့ဒီသွားတဲ့လမ်းကိုငါသွားတဲ့နဲ့ဒီလိုလမ်းမျိုးကပြည့်တဲ့သူတွေမသွားနိုင်ဘူးဒါကြောင့်မို့လို့ဒီအကျင့်တွေကိုကျင့်အပ်တယ်ဆိုပြီးတော့မှဆင်ခြင်ရမယ်တခါဒါယကာတို့ရဲ့ကောင်းမှုကိုအကျိုးကြီးအောင်ပြုခြင်းဖြင့်
စွမ်းကိုတုံ့ပြန်ပူဇော်တာနော်ဒါယကာတို့ရဲ့ကောင်းမှုကိုအကျိုးကြည့်အောင်ပြုခြင်းဖြင့်စွမ်းကိုတုံ့ပြန်ပူဇော်တယ်ဆိုတဲ့ဒီတာရကလေးကလည်းဘာရှိလဲဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများရဲ့အပြစ်မှာလည်းပါခဲ့ပါတယ်နော်ကျမတို့တွေဒါနေ့စဉ်မပြတ်ပေါ်စွန်းလောင်းတယ်နော်အဖွားကိုတယောက်ကနေ့စဉ်မပြတ်ရဟန်းတော်တစ်ပါးကိုစွန်းလောင်းတဲ့အခါမှာစံကောင်းပဲလောင်းတယ်ပေါ့သူကိုယ်တိုင်ကြတော့စံချမ်းကိုစားတယ်ပေါ့နော်အဲ့ဒါကိုယဟန်ကမသိဘူးတရက်ကြတော့မှတိလဲတိသွားတော့အဖွားကိုဒါယကာကြီးကနော်စံအဟောင်းကိုစံမကောင်းတဲ့စံကိုစံအကျန်းပေါ့စံအကျန်းကိုစားပြီးတော့ယဟန်ကိုကြတော့စံအကောင်းကိုလှူတာပါလားဒါဆိုရင်ဒီစွမ်းနဲ့တန်အောင်လို့ကြင်ကြံအားထုတ်ရမယ်ဆိုပြီးတော့အဲ့ဒီစွမ်းကိုအကြောင်းပြုပြီးတော့မှကြင်ကြံအားထုတ်လိုက်တာအရဟတကိုရောက်သွားတယ်တဲ့နော်ဒါကြောင့်ဒါယကာတို့ရဲ့ကောင်းမှုကိုအကျိုးကြည့်အောင်ပြုခြင်းဖြင့်ဒီစွမ်းကိုပြန်ပြီးတုံ့ပြန်ပူဇော်တာကိုယ့်ကိုကတ်လိုက်တဲ့ဒီပစ္စည်းလေးပါကိုဘလို့တုံ့ပြန်ပူဇော်မှာလဲဆိုရင်မိမိဒီတရားတွေရတထက်ရအောင်ထူးတထူးအောင်တဆင့်တက်တဆင့်မြင့်တက်မြင့်အောင်ကိုကိုပြုခြင်းအဖြစ်ဒီစွမ်းကိုလာပြီးတော့လှူတဲ့သူပစ္စည်းလေးပါကိုလာတဲ့လှူတဲ့သူဟာလဲအကျိုးကိုပို့ပြီးတော့မှများများရမယ်သဘောပြောချင်တာကဓမ္မမိတ်ဆွေတို့ဟာလာတရိษံကိုလှူတဲ့ဟာအကျိုးရှိတယ်ပုထုဇဉ်ကိုလှူတဲ့အကျိုးရှိတယ်သောတာပန်ကိုလှူတဲ့အကျိုးရှိတယ်နောက်ဆုံးအရဟတဖို့တီလှူတဲ့အကျိုးရှိတာဖြစ်တဲ့အတွက်အမြင့်ဆုံးကိုလှူလို့ရှိရင်အကျိုးကလည်းအများဆုံးရမယ်ဆိုတဲ့သဘောကိုပြောတာပါတခါမြတ်စွာဘုရားဟာဝရိယကိုမြဲစွာအားထုတ်တယ်ဆိုပြီးတော့မှဂုံကျေးဇူးကိုလည်းချီးမွမ်းပြီးတော့မှမြတ်စွာဘုရားရဲ့အဆုံးအမကိုမကျူးကျော်ဘူးမဖောက်ပြတ်ဘူးဘာကြောင့်လဲမြတ်စွာဘုရားရဲ့တပည့်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ်စရာမြတ်စွာဘုရားကျင့်ခဲ့တဲ့အတိုင်းပဲကျင့်ကြံပဲဆိုပြီးတော့မှဆင်ခြင်ပဲနောက်တစ်ခါအမွေအနေနဲ့လည်းခံယူတဲ့တယ်သူတော်ကောင်းတရားရဲ့အမွေပဲဒီအမွေဟာပြည့်ရည်သူနဲ့မထိုက်တန်တာဖြစ်တဲ့အတွက်ဝရိယဆိုတာအားထုတ်တဲ့တယ်နောက်တစ်ခါအလေးရောက်မှာဖြစ်ဘူးတဲ့အမှတ်တင်ညာကိုနှလုံးသွင်းမယ်ဘာလို့လဲကိုရီဝရိယတွေညော့နေပြီဆိုတဲ့အချိန်မှာပြင်းနေတဲ့အချိန်မျိုးလေအဲ့အချိန်ကျရင်အလင်းရောင်ကြီးလို့ပြောလိုက်တာနော်အရိယာပုတ်တွေဘာတွေပြောင်းခင်းလင်းပြင်တွေဘာတွေကိုသွားလိုက်ပေါ့ဒါမှထိနာမိတ်တာကိုပယ်ဖြောက်နိုင်မယ်ဝရိယတွေညော့နေပြီဆိုရင်ပြောတာပေါ့နော်တခါဝရိယမရှိတဲ့ပုံကိုယ်တွေပေါ့ပေါ့တန်တန်နေတဲ့ပုံကိုယ်တွေကိုရှောင်မယ်ဝရိယကိုမြဲမြဲမြန်မြန်အားထုတ်တဲ့ပုံကိုယ်တွေကိုမှီဝဲပြီးတော့မှခုနပြောတဲ့တမ္မပဒံ၄ပါးပေါ့နော်တမ္မပဒံ၄ပါးရဲ့အကျိုးအာနိသင်တွေကိုဆင်ခြင်မယ်ပြီးတော့မှဝရိယတန်ဖို့စဉ်ဖြစ်ကြောင်းစိတ်ကိုဘာလုပ်ထားရမလဲညှတ်ထားရမယ်ဝရိယဖြစ်ဖို့အတွက်ကိုပဲအမြဲတမ်းစိတ်ကိုညှတ်ထားရမယ်ရော့လာပြီဆိုရင်ပြန်ပြန်တင်ပေးနေရမယ်သဘောပေါ်ဓမ္မမိတ်ဆွေညာရယ်နော်တခါလေးဖြစ်တတ်ပါတယ်ကျမတို့မရေးချင်တော့ဘူး assignment တွေစာတွေလည်းမကြက်ချင်တော့ဘူးအတန်းတွေလည်းမဝင်ချင်တော့ဘူးတရားလေးပဲအေးဆေးဆေးထိုင်ပြီးတော့နာတရားလေးပဲဖွင့်ပြီးတော့မှထိုင်နေလိုက်ချင်တယ်ဆိုတဲ့စိတ်မျိုးတွေလည်းဝင်လာတတ်ပါတယ်နော်ဒါကြောင့်ဝရိယနဲ့ပြန်ပြီးတော့မှတင်ပေးဖို့လိုပါတယ်ပီတိတန်မိုးစဉ်လည်းဒီလိုပဲဓမ္မမိတ်ဆွေများပီတိတန်မိုးစဉ်ကြတော့1ကနေ9အထိအနုတ္တိကမ္မထန်တွေကိုပွားတဲ့ပီတိဖြစ်ဖို့အတွက်ကိုဗုဒ္ဓဓမ္မတန်ခါသီလာစာကဒေဝရာဥပသမဆိုတဲ့ကမ္မထန်9ပါးကိုပွားမယ်ဒါက1ကနေ9တစ်ခုမြောက်ကိုရောက်သွားတဲ့အခါမှာကြတော့ယေရနာ3ပါးမှာကြည်ညိုမှုနည်းတဲ့သူပေါ့ယေရနာ3ပါးမှာကြည်ညိုမှုနည်းတဲ့သူဆိုရင်သူ့ကိုဘလို့တင်စားလဲဆိုတော့အစီအစေးတွေခန်းချောက်ပြီးတော့စိတ်နှလုံးကြမ်းတမ်းတဲ့ပုံကိုမျိုးလို့တင်စားကြတယ်နော်ယေရနာ3ပါးမှာကြည်ညိုတဲ့ပုံကိုကြတော့ညံ့ညောတယ်ပေါ့အစီအစေးလေးတွေရှိနေတာဖြစ်တဲ့အတွက်ညံ့ညောတဲ့ပုံကိုမှီဝဲမယ်ကြည်ညိုပွဲရကောင်းတဲ့တုတ်တန်တွေကိုဆင်ကျင်မယ်လို့ပြောလိုက်တာဥမာအဖြစ်ဓမ္မစကြာလားနော်ပရိတ်ဒေလားဒါတွေရှိတယ်လေဟလာမဟာသတိပဋ္ဌာနာတုတ်လားစသဖြင့်ပေါ့ဒါကြောင့်ဓမ္မမိတ်ဆွေတို့များအချိန်လေးတွေလည်းရှိတယ်အားလည်းအားတယ်ဆိုရင်တန်ရုပ်တွေတက်ကြပါကျမရဲ့ဒီ foundation မှာဆိုလို့ရှိရင်လည်းတန်ရုပ်5ချမ်းကိုဖွင့်လာတာအခုလာမဲ့2029ဆိုရင်3ချမ်းဖွင့်ပါမယ်တာဂါရာရဲ့နိဒာနာရဲ့ခန္ဓာရဲ့ဆိုပြီး3ချမ်းဖွင့်ပါမယ်เนาะအဲ့ဒီမှာဓမ္မမိတ်ဆွေတုတ်တန်လမ်းကြောင်းကို9နှစ်လောက်ဖြောက်လိုက်ဖူးတယ်ဆိုရင်ကိုပဲတော်တော်လေးကိုကျေနပ်အားရစရာကောင်းပါတယ်เนาะအပြီးတမှာလေးတစ်ဖက်မှာလေးလာပြီးတော့တုတ်တန်လမ်းကြောင်းအရာလေဓမ္မမိတ်ဆွေကျွမ်းကျင်သွားတယ်ဆိုလို့ရှိရင်ဒီဝိသုဒ္ဓိမတ်ကိုလည်းကြေးလေးလေ့လာထားတယ်ဆိုရင်တော့တော်တော်ကြီးကိုလူပုဂ္ဂိုလ်ဆိုင်ရာအနေနဲ့ပြည့်စုံတဲ့သဘောမှာရှိတယ်တရားအားထုတ်တဲ့အခါမှာပဲဖြစ်ဖြစ်နေ့စဉ် live ကိုဖြတ်တန်းနေတဲ့အခါမှာပဲဖြစ်ဖြစ်ပေါ့เนาะအမှန်တရားတွေကိုစုပ်ကင်ထားပြီးတော့မှကိုယ့်ရဲ့ဒီဓမ္မလမ်းကြောင်းကိုဖြောင်းဖြောင်းမှန်မှန်ရှောက်လန်းနိုင်ဖို့ဆိုတာတုတ်တန်တွေဝိသုဒ္ဓိမတ်တွေเนาะဒါတွေကိုလက်ကင်ထားဖို့လိုပါတယ်တခါပီတိတန်မှုစဉ်ဖြစ်ကြောင်းမှာစိတ်နှလုံးကိုညှတ်ထားရမယ်။ငါသည်ပီတိတန်မှုစဉ်တွေဖြစ်ရမှာပါလား။ပီတိတရားတွေငါစီမှာဖြစ်ရမှာပါလားဆိုပြီးတော့မှစိတ်နှလုံးကိုညှတ်ထားမယ်။စသဖြင့်အားဖြင့်ပီတိတန်မှုစဉ်ဖြစ်ကြောင်းဟာစัจ တပါ။ဒါဆိုဓမ္မမိတ်ဆွေများကျမတို့အခုနာတော့ဓမ္မဝိစီယရဲ့ဝိရိယရဲ့ပီတိရဲ့ဆိုတော့အလှုပ်တရားလားအငြိမ်တရားလားအလှုပ်တရား
ဟုတ်တယ်အလှုပ်တရားကိုဘယ်အချိန်မှာပွားရမလဲဆိုတော့စိတ်တွေကြာနေတဲ့အခါမှာအလှုပ်တရားတွေကိုပွားပြရမှာဖြစ်ပါတယ်ဒါဆိုရင်ကျမတို့မြောက်ပင့်နဲ့မြောက်ပင့်ပြီးပြီဒီသုံးပါးနဲ့မြောက်ပင့်စရာရှိတာမြောက်ပင့်တယ်ပေါ့တကယ်လို့များမြောက်နေတဲ့အချိန်မျိုးတွေလွင့်နေတဲ့အချိန်မျိုးတွေတအားတွေကိုတက်ကြွနေတဲ့အချိန်မျိုးတွေကြာရင်လေပြန်ပြီးတော့မှနှိပ်ပေးရပါမယ်ပြန်ပြီးတော့မှအောက်ကိုချပေးရတဲ့အခါတွေရှိတယ်အဲ့လိုနှိပ်တဲ့အခါတွေဆိုတာဘလို့အခါတွေမျိုးလဲဆိုတော့များသောအားဖြင့်ဝရိယတွေလွန်နေတဲ့အချိန်မျိုးတွေကဘာဖြစ်တတ်လဲဆိုတော့စိတ်တွေပြန့်လွင့်တတ်တယ်အဲ့လိုစိတ်တွေပြန့်လွင့်နေတဲ့အချိန်မှာအခုနကပြောခဲ့တဲ့အလှုပ်သုံးပါးကိုမပွားနဲ့အလှုပ်သုံးပါးကဘာတွေလဲဆိုရင်ဓမ္မဝိစီယရဲ့ဝိရိယရဲ့ပီတိရဲ့အဲ့ဒီသုံးပါးကိုမပွားဘဲနဲ့တဲ့ပတ္တတိတို့နော်ဥပိ္ပခာတို့တမာတိတို့စတဲ့အငြိမ်တရားသုံးပါးကိုပွားပေးရမှာဖြစ်ပါတယ်ခုနကကျမတို့အလှုပ်တရားပွားတော့ကလည်းပဲအကိတုတ်တန်လေးကိုဥပမာပေးတယ်အာဟာရတုတ်တန်လေးကိုဥပမာပေးတယ်အခုလည်းပဲဓမ္မမိတ်ဆွေများအရှိမဖတ်ထားပြီးဖြစ်တဲ့အတွက်အကိတုတ်တန်နဲ့အာဟာရတုတ်တန်နှစ်ခုကိုပြန်ပြီးတော့မှပြန်ပူဇော်ကြည့်လို့ရတယ်เนาะကိုပါကူဒါဆိုရင်ကျမတို့သွားတော့မယ်ဘယ်ကိုသွားမလဲဆိုတော့အလှုပ်တရားတွေဖြစ်နေတဲ့အတွက်အငြိမ်တရားတွေနှိမ့်မယ်ပေါ့အငြိမ်တရားတွေနဲ့စိတ်ကိုနှိမ့်တဲ့အခါနှိမ့်မယ်ဆိုတော့တမာတိကိုအရင်ပြောကြည့်ရအောင်တမာတိလို့ပြောလိုက်တာနဲ့ဓမ္မမိတ်ဆွေများတမထနမိတ်တမာတိရှေးတမာတိဆိုတဲ့တမထနမိတ်တမထလို့ပြောလိုက်တာနဲ့အာယုံတစ်ခုတည်းကျမတို့ဒါစင်ကဲစဉ်းစားရမယ်နော်တမာတိလို့ပြောလိုက်တာနဲ့တမထနဲ့ဆိုင်သွားပြီတမထလို့ပြောလိုက်တာနဲ့အာယုံတစ်ခုတည်းနဲ့ဆိုင်သွားပြီဒါကြောင့်တမထနမိတ်ဟာအာယုံတစ်ခုတည်းပဲရှိတယ်အမျိုးမျိုးသောအပြက်ကနမိတ်တွေမရှိဘူးအမျိုးမျိုးသောနမိတ်တွေမရှိဘူးမှန်တာပေါ့ဓမ္မမိတ်ဆွေများကျမတို့ဇန်ဆိုတာအာယုံတစ်ခုတည်းကိုစူးစူးဆက်ဆက်ရှုတာလေဒါကြောင့်တမထဒီလည်းပဲเนาะဒီဇန်တရားတွေကိုကျင့်ကြံတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာယုံတစ်ခုတည်းကိုဆွဆွဲမြဲမြဲရှုတော့မှာအဲ့ဒီတမထနမိတ်တွေအကြောင်းမှန်လမ်းမှန်အပြင်နှလုံးသွင်းမှုကိုများစွာပြုခြင်းမဖြစ်သေးဘူးဒါကြောင့်မို့လို့တမာတိဖြစ်ခြင်းတယ်ပေါ့ပြောခြင်းတဲ့သဘောကတမထတော့ကျင့်နေပါရဲ့သို့တော့အခြေအနေအရရက်ကြောင့်မို့လို့တမာတိတွေမရသေးဘူးဆိုလို့ရှိရင်တမာတိတွေဖြစ်စေဖို့အတွက်ကိုဘာလုပ်ရမလဲကြိုးစားရမယ်လွန်စွာအဖန်ဖန်ဖြစ်စေခြင်းကပြန်ပြောခြင်းကဘာဝနာထဝင်းခြင်းပြည့်စုံခြင်းကဖြစ်သောအကြောင်းပဲတမာတိရှိမှသာလေဓမ္မမိတ်ဆွေဆက်လက်ပြီးတော့မှတည်တတ်နိုင်မှာဖြစ်တဲ့အတွက်တမာတိတန်ဖို့စဉ်ကိုပွားတဲ့တယ်လို့ပြောတာအဲ့လိုမှမဟုတ်ရင်စိတ်တရားပြောင်းလဲနေတယ်ပညာတွေအများကြီးလေ့လာတယ်ဆိုရင်လည်းပဲတစ်ခါတည်းရမှာเนาะလေ့လာစရာတွေမှတ်သားစရာတွေနဲ့ပြည့်နှက်နေပြီးတော့ပြန့်လွင့်တတ်တာတွေရှိတယ်လေဒါကြောင့်မို့လို့သို့တော်လေဥဒ္ဒစ္စဆိုတဲ့ဒီကိလေသာဟာဘယ်မှတ်နဲ့မှပယ်မယ်လို့ဓမ္မမိတ်ဆွေတို့သိထားလေနောက်ဆုံးမဲ့ကြမယ်နောက်တော့အရဟတမဲ့ကြမယ်ဟုတ်ပါတယ်เนาะဒါတို့ပါအရဟတမတ်နဲ့ကြမှာပယ်တာဖြစ်ပါတယ်เนาะဒါကြောင့်မို့လို့ပြန့်လွင့်နေတယ်ဆိုတာဒီစာသမားတွေပါတယ်ဆိုလဲများသောအားဖြင့်စာရေးတယ်တို့ပါလို့ဆိုတချို့ဆိုပြောကြတယ်လေဩနင်ကပြန့်လွင့်တာတွေများနေလို့စာတွေရေးတာအတွေးတွေများလို့စာတွေရေးတာဆိုတာမှန်ပါတယ်သို့တော်လည်းပဲကျမတို့ကောင်းတဲ့လမ်းကြောင်းတွေဆိုရင်เนาะလက်ကင်ထားရမှာဖြစ်တယ်ကောင်းတဲ့လမ်းကြောင်းမှာဥဒိစ္စဖြစ်တော့တော်သေးတာဗောမကောင်းတဲ့လမ်းကြောင်းမှာဘာလို့ရင်ကောင်းမလဲခိုးမလားလူမလားနှိုက်မလားဆဲမလားကြမ်းမလားဆိုတဲ့နေရာတွေမှာဥဒိစ္စဖြစ်နေတာထက်ဆိုင်ရင်တော့ဗောနော်ဘာကြောင့်လဲဥဒိစ္စဆိုတာကအရဟတမတ်နဲ့မှာပြတ်မှာ哦ဒါဆိုရင်တမာတိတန်ဖိုးစဉ်ကိုလည်းပွားတဲ့နဲ့တခါဥပိ္ပခာတန်ဖိုးစဉ်အခုပြောတာအငြိမ်တရားတွေကြီးပဲနော်အလှုပ်တရားတွေပြီးသွားတဲ့အခါမှာအငြိမ်တရားတွေနဲ့စိတ်ကိုနှိပ်မှာတမာတိနဲ့ပွားမယ်တမာတိနဲ့စိတ်ကိုနှိပ်တာတွေရှိမယ်ဥပိ္ပခာနဲ့စိတ်ကိုနှိပ်တာတွေရှိမယ်ခါဖြစ်ကြောင်းတရားတွေမှာကျမတို့နှလုံးသွင်းရမယ်တမာတိဖြစ်ကြောင်းတရားတွေမှာနှလုံးသွင်းရမယ်ဒါဆိုရင်ပတ္တတိဖြစ်ကြောင်းတရားတွေမှာနှလုံးသွင်းရမယ်ဒါဆိုရင်တဲ့ဒီထဲမှာ तू ကပတ္တတိဖြစ်ကြောင်းတရားတွေကဘာတွေလဲတမာတိဖြစ်ကြောင်းတရားတွေကဘာတွေလဲဥပိ္ပခာဖြစ်ကြောင်းတရားတွေကဘာတွေလဲဆိုပြီးကျမတို့ကိုပေးထားတယ်ဒီအပိုင်းလေးတစ်ပိုင်းလုံးပါလေ BA part 3ပေါ့နော်တုတ္တဓမ္မခဝေတိ BA part 3 body ပက္ခိယမှာအကုန်ပါတယ်နော်ဓမ္မမိတ်ဆွေများဒါဆိုရင်ကျမတို့တွေအနှိတ်တရားတွေလာတော့မယ်ဖိတော့မယ်ပေါ့ပြန့်လွင့်နေတဲ့စိတ်တွေမြောက်ကြွနေတဲ့စိတ်တွေတက်လွင့်နေတဲ့စိတ်တွေကိုကျမတို့ဖိတော့မယ်ဆိုရင်ပတ္တတိဖြစ်ဖို့အတွက်အရန်ကောင်းတာပဲเนาะတော်တော်ကိုအမြဲတမ်းမှတ်မိနေတာဘာလဲဆိုတော့ပတ္တတိဆိုတာဘာပြောတာလဲဓမ္မမိတ်ဆွေများပီတိပြီးရင်ပတ္တတိလာတယ်လေဘာပြောတာလဲပီတိပတ္တတိဆိုတာပီတိရဲ့ပတ္တတိရဲ့ဒုက္ခရဲ့ဆိုတာအတွဲလေးရှိတယ်လေနော်ပီတိဆိုတာကိုယ်ရောစိတ်ပါချမ်းသာဟုတ်တယ်ပီတိပတ္တတိဒုက္ခစသဖြင့်ပေါ်မှာမိတ်ဆွေများရယ်နော်ကာယပတ္တတိစိတ်တပတ္တတိကြားဘူးလားကြားဘူးပါတယ်ကိုယ်ကာယပတ္တတိစိတ်တပတ္တတိအဲ့ဒီထဲမှာကျမတို့ဒီကိုယ်ဆိုတာထက်သူကကာယလို့ပြောပေမဲ့စိတ်တွေစေတသိက်တွေကိုပြောတာ
နော်ဒုက္ခရောက်ပြီဆိုတော့မှဒုက္ခကခန္ဓာကိုယ်ကြီးပါချမ်းသာလာနော်ဒီလိုခွဲထုတ်လိုက်မယ်ဆိုရင်ပေါ့နော်ပီတိရဲ့ပတ္တတိရဲ့ဒုက္ခရဲ့ပီတိဆိုတာကကြတော့မခံစားရသေးဘူးအဝေးကြီးကနေရေကိုလှမ်းမြင်တာရေငတ်နေတဲ့တဲ့ကန္နာရတဲ့ကခရီးတဲ့အဝေးကြီးတဲ့ကနေရေကိုလှမ်းမြင်လိုက်တဲ့အခါကျတော့ခဏနေရေတောက်ရတော့မှာပဲဆိုတဲ့စိတ်နဲ့ဘာဖြစ်တာလဲကျေနပ်ပြီးတော့မှနှစ်သိမ့်တာအဲ့ဒါကမခံစားရသေးဘူးသို့တော့ပီတိတွေတော့ဖြစ်နေတာပေါ့မိတ်ဆွေများရဲ့အဲ့ဒီကနေပြီးတော့မှကိုယ်တွေစိတ်တွေနော်ချမ်းသာတယ်ဆိုလို့ရှိရင်ပတ္တတိဖြစ်ပြီးတော့ဒီခန္ဓာကိုယ်ကြီးတစ်ခုလုံးမှာချမ်းသာခြင်းဆိုတဲ့ဒုက္ခအစဉ်ကိုရောက်တာပေါ့ဒါကြောင့်ပီတိပတ္တတိဒုက္ခဆိုတာအတွဲလိုက်ကလေးလာတာပေါ့နော်ကဲဒါဆိုရင်ပတ္တတိတမှုစဉ်ဖြစ်ကြောင်းတရားအရန်ကောင်းတယ်နော်ဓမ္မမိတ်ဆွေတို့လည်းအမြဲတမ်းမှတ်ထားစိတ်ထဲမှာလေပတ္တတိတွေပါလေဟိုပေါ့ညစ်နေတာတို့သိတယ်မလားဟိုတခါလေကြာရင်မနွမ်းဘယ်လိုပြောမလဲမလန်းတာတို့နွမ်းနေတာတို့ဆိုလို့ရှိရင်တဲ့ကောင်းမွန်တဲ့ဘုဇင်တွေမှီဝဲရမယ်ဓမ္မမိတ်ဆွေများခဏလေးနော်အဲ့တော့ပတ္တတိဖြစ်ကြောင်းလို့ပြောလိုက်တာ ਨੇ ကောင်းမွန်တဲ့အစာအစာကိုကြိုက်တဲ့အစာလေးပဲဖြစ်ပေါ့နော်ကောင်းမွန်တဲ့အစာအစာမှီဝဲရမယ်တင့်လျော်တဲ့ရာသီဥတုမှီဝဲရမယ်တင့်လျော်တဲ့အရိယာပုဂ္ဂိုလ်မှီဝဲရမယ်ဒါဆိုရင်တစ်ခါတလေမှာကိုယ်တွေစိတ်တွေနွမ်းနေတယ်ပင်ပန်းနေတယ်စိတ်တွေမချမ်းသာဘူးဆိုရင်အစာကောင်းကောင်းလေးစားလိုက်နော်အဲကွန်လေးဖွင့်ရင်လည်းဖွင့်လိုက်မဟုတ်လို့ရှိရင်ကောင်းမွန်တဲ့ရာသီဥတုလေးတမမျှတအောင်လို့ကိုကဖန်တီးပြီးတော့နေလိုက်ဣရိယာပုတ်လေးဒီလိုပဲခဏလေးလှဲလျောင်းလိုက်တာပဲဖြစ်ဖြစ်နားလိုက်တာပဲဖြစ်ဖြစ်เนาะဒီလိုအမိကလထိုင်လေးနဲ့ပဲနေလိုက်တာပဲဖြစ်ဖြစ်ဒါမျိုးလေးတွေကပတ္တတိဖြစ်စေတယ်တစ်ခါအလဲလက်ဖြစ်တဲ့ကာယိကပယောဂကိုဖြစ်စေတယ်ဆိုတာဒီခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဗောဓမ္မမိတ်ဆွေများရယ်เนาะပယောဂဆိုတာလုံလဝရိယအာထုတ်တာကိုပဲပြောတာအလဲလက်ဖြစ်တော့ဆိုတာအရင်လဲစိန်ခံလွန်းတာမဟုတ်ဘူးအရင်လဲပင်ပန်းလွန်းတာမဟုတ်တဲ့ကာယိကပယောဂကိုဖြစ်စေတယ်ပြီးတော့ဘသူ့ကိုရှောင်ရမလဲဆိုတော့အမြဲတမ်းစိတ်တွေပူပန်နေတဲ့ပုံကိုရှောင်ကိုစိတ်အေးချမ်းတဲ့ပုံကိုပေါင်းเนาะပြီးတော့မှပတ္တတိဖြစ်စေဖို့အတွက်ငါမှာပတ္တတိတွေဖြစ်စေရမယ်ဆိုပြီးတော့မှစိတ်ကိုညှွတ်ထားရမယ်တဲ့ဒါကပတ္တတိဖြစ်ကြောင်းတရား9ပါးတမာတိဖြစ်ကြောင်းကတော့17ချက်ရှိတယ်ဒီမမိတ်ဆွေတို့သိပြီးသားเนาะအတွင်းအပြင်ဝိထုတန်ရှင်းတာဟိုတစ်ဘက်ကအကျယ်ရှင်းခဲ့ပါတယ်အတွင်းအပြင်ဝိထုတန်ရှင်းမှုတွေပြုရမယ်ဒါမှတမာတိရတာเนาะမဟုတ်လို့ရှိရင်ထမိန်အနာအစထွက်နေတာလားထိုင်နေတဲ့ဖြာကျန်းနေတာလားလက်သေးတွေကရှည်နေတာလားဆိုဟိုကုတ်ဒီကုတ်နဲ့ဖြစ်တတ်တယ်လေเนาะဟိုရဒီရပေါ့တကယ်လို့မတန်ရှင်းရလေလေတခါနမိတ်မှာလဲလိန်မာရမယ်တဲ့မှန်တာပေါ့ကျမတို့ပရိကမ္မနမိတ်စယူကြတဲ့ကလဲတေးသေးချာချာပရိကံပြုရမယ်ဥက္ကဟနမိတ်ကိုရတဲ့အချိန်မှာလည်းဒီဥက္ကဟနမိတ်ကိုပရိဘာကနမိတ်အထိရောက်သွားအောင်လို့စွဲနေအောင်မှတ်ထားနိုင်ရမယ်ပရိဘာကနမိတ်ကိုရောက်ပြီဆိုရင်လည်းအဲ့ဒီနမိတ်ကြီးကိုမပြတ်သွားအောင်လို့မပြုတ်သွားအောင်လို့ထိန်းနိုင်ရမယ်ဒါဒီနမိတ်ကိုလိမ့်ပါခြင်းအိန္ဒြေတွေကိုလည်းညီမြောက်အောင်ထားရမယ်တတ္တဝရိယတတိတမာတိဆိုတဲ့အိန္ဒြေတွေကိုညီမျှအောင်ထားရမယ်စိတ်ကိုနှိမ့်တဲ့အခါမှာနှိမ့်လို့ပြောပြီးသားစိတ်ကိုမြောက်တဲ့အခါမှာမြောက်ဘာဒီတမာတိကလုပ်တဲ့အလုံးဘယ်အချိန်မှာကျမတို့ကြွတက်နေလဲကိုကိုသိတယ်လေအဲ့ချိန်ကျရင်ကိုပြန်ချိုးပေးရမယ်ဘယ်အချိန်မှာအရန်ကြနေလဲစိတ်တွေကြပြီးစိတ်တွေနှိမ့်နေတယ်နှိမ့်နေတယ်ချိုးကျိုးနေတယ်ဆိုတာသိလို့ရှိရင်ပြန်ပြီးတော့မှမြင့်တင်ပေးရမယ်စသဖြင့်ပေါ့နော်ပြီးတဲ့အခါမှာဘာလုပ်ရမလဲငြိမ်သက်ခြင်းဆိုတဲ့တရားပွဲကောင်းတဲ့စိတ်ကိုတတ္တာတန်ဝေကတွေနဲ့ရှင်လန်းတန်ဆွမ်းစေရမယ်။အော်ငြိမ်ငြိမ်သက်သက်ရှိနေတဲ့စိတ်ကလေးဟာတာယာပွဲပါလားဆိုပြီးတော့မှဒီငြိမ်သက်တဲ့စိတ်ကိုလိုချင်တဲ့တတ္တာเนาะအဲ့ဒီတတ္တာတွေတန်ဝေကတွေနဲ့စိတ်ကိုပြန်ပြီးတော့ရှင်လန်းစေရမှာ။ဘာကိုပြောချင်တာလဲဆိုတော့တခါလေကြာရင်လေငြိမ်နေတယ်ဆိုပြီးကြည့်လိုက်ပြင်မယ်အဲ့ဒီငြိမ်နေတာဟာရှင်လန်းနေတာမဟုတ်ဘဲနဲ့အဲ့ဒီငြိမ်နေတာဟာစိတ်တက်တွေကြာနေတဲ့အငြိမ်မျိုးတွေဖြစ်နေတတ်တယ်။ဒါကြောင့်မို့လို့စိတ်ဓာတ်တွေကျနေတဲ့အငြိမ်မျိုးမဟုတ်ဘူးရှင်လန်းတန်ဆွမ်းနေတဲ့အငြိမ်မျိုးကိုပြောတာတမာတိဆိုတာလေငြိမ်နေပေမဲ့အားရှိနေတာတခါလေကြာရင်ငြိမ်လဲငြိမ်အားတွေလဲနေဒါမျိုးမဟုတ်ဘူးเนาะငြိမ်သက်ခြင်းဟာတာယာပွဲပါလားเนาะတာယာပွဲချမ်းသာကင်းတဲ့စိတ်ကိုတတ်တာနဲ့တန်ဝေကားတို့နဲ့ရှင်လန်းတန်ဆွမ်းစေရမယ်ဒါဆိုရင်ကောင်းစွာအညီအညွတ်ဖြစ်နေတဲ့ဘာဝနာစိတ်အညီအညွတ်လို့ပြောတဲ့ဟိုကမြောက်လဲမြောက်မနေဘူးကြလဲကြမနေဘူးအဲ့ဒီလိုမျိုးအညီအညွတ်ဖြစ်နေတဲ့အချိန်ကြရင်တဲ့မြောက်တာတွေနှိပ်တာတွေဘာမှမဖြစ်စေဘဲနဲ့လစ်လူရှုထားမြောက်လဲမမြောက်နဲ့နှိပ်လဲမနှိပ်နဲ့ရွှင်လဲမရွှင်စေဘဲနဲ့လစ်လူရှုခြင်းဒါတွေကတမာတိဖြစ်စေဖို့အကြောင်းအရာတွေလေ
တမာတိမရှိတဲ့ပုဂ္ဂိုလ်ရှောင်မယ်တမာတိရှိတဲ့ပုဂ္ဂိုလ်မိဝဲမယ်တမာတိရှိတဲ့ပုဂ္ဂိုလ်ဆိုတာဒီနေရာမှာเนาะသူကဥပစာရတမာတိအပနာတမာတိလို့ပြောထားတာဖြစ်တဲ့အတွက်ဇန်နီးနာအထိရောက်နေတဲ့ပုဂ္ဂိုလ်မျိုးတွေဇန်ရထားတဲ့ပုဂ္ဂိုလ်မျိုးတွေကိုမိဝဲဇန်ဒီဟူသောဝိမောက်ခကိုလည်းအထက်ထက်တက်ဝင်ပြီးတော့စင်ချင်းဇန်ဆိုတာဝိမောက်ခเนาะလွတ်မြောက်ခြင်းပါလားဘယ်ကနေလွတ်မြောက်တာလဲကာမိဆန္ဒတွေကနေလွတ်မြောက်တာပါလားဆိုပြီးတော့မှစင်ကျင်ရမယ်ပြီးတော့တမာတိဖြစ်ခြင်းတဲ့စိတ်တွေပေါ့နော်တမာတိမှာစိတ်ကိုနှလုံးညွတ်ထားရမယ်ဥပိ္ပခာတန်မိုးစိန်ကြတော့ရှင်းပါတယ်ဓမ္မမိတ်ဆွေများရဲ့သရဝါတွေအပေါ်မှာလစ်လူရှုတာနော်သရဝါတွေအပေါ်မှာလည်းလစ်လူရှုသင်္ခါရတွေအပေါ်မှာလည်းလစ်လူရှုပြီးရင်သရဝါနဲ့သင်္ခါရတွေကိုဆွဲလန်းတဲ့သူတွေကိုရှောင်သရဝါသင်္ခါရတွေအပေါ်မှာဥပိ္ပခာထားတတ်တဲ့နဲ့ပေါင်းနော်ဘာကျုပ်ဆရာတော်ဘုရားကြီးဆိုနော်အဲ့ဒီပုံစံအရန်ပေါက်တာပဲနော်အရန်ချစ်တာမျိုးလဲတွေ့ရဘူးအရန်လစ်လူရှုတာမျိုးလည်းမဟုတ်ဘဲနဲ့အညီအမျှထားတဲ့ပုံစံကိုပေါ်လွင်တာနော်ဒီဥပရိယကလေတခါဥပိ္ပခာတန်မိုးစင်မှာစိတ်ကိုညှွတ်ထားရမယ်တဲ့ဒါဆိုဓမ္မမိတ်ဆွေများဒါဒီအနှိပ်ပေါ့နော်ကျမတို့မြောက်နေပြီဆိုလို့ရှိရင်အဲ့ဒီ၃ချက်နဲ့ဥပိ္ပခာတမာတိနော်တမာတိလို့ ਨੇ နှိပ်ပေးရပါမယ်ကဲဒါဆိုရင်စိတ်ကိုရွှင်စေတဲ့အခါမှာဘလို့ရွှင်စေရမှာလဲစိတ်ကိုရွှင်စေတဲ့အခါမှာရွှင်လန်းစေခြင်းဆိုတာဘာကိုပြောတာလဲအဲ့တော့ယောဂီယာပညာကြောင့်မို့လို့เนาะကြောင့်ကြဆိုင်မှုနှုံချင်းကြောင့်ပဲဖြစ်ဖြစ်ပညာရဲ့ကြောင့်ကြဆိုင်မှုတွေနှုတ်နေတယ်ပေါ့ပညာတွေဘာတွေတိတ်ပြီးတော့စင်ကြင်ဉာဏ်နဲနေတဲ့အချိန်မှာငြိမ်သက်ခြင်းဆိုတဲ့ချမ်းသာကိုမရတဲ့အတွက်ဘာဝနာမှာတိတ်မပျော်ဘူးဖြစ်နေတာပေါ့တရားတွေဘာတွေအာမထုတ်ခြင်းကိုစာတွေဘာတွေတိတ်မကြက်ခြင်းကိုစသဖြင့်ပေါ့အဲ့လိုတွေဖြစ်နေတယ်ဆိုလို့ရှိရင်တဲ့ထိတ်လန့်ခြင်း၈ပါးဆိုတာရှိပါတယ်။ပံဝေကဝိတ္ထုလို့လည်းခေါ်ပါတယ်နော်။အဲ့ဒီထိတ်လန့်စီကောင်းတဲ့အကြောင်း၈ပါးကိုစင်ကျင်လိုက်တယ်ဆိုရင်အဲ့ဒီစိတ်ကထိတ်လန့်ပြီးတော့မှတရားထိုင်ခြင်းစိတ်တွေနော်တရားနာခြင်းစိတ်တွေဟလာပရိယလှုပ်ခြင်းစိတ်တွေပရိပတ်လှုပ်ခြင်းစိတ်တွေရှင်လန်းတန်ဆွမ်းပြီးတော့မှအဲ့ဒီလိုမျိုးစိတ်တွေကိုပြန်ပြီးတော့မှရှင်စေရမှာဖြစ်ပါတယ်တဲ့။တံဝေကဝိတ္ထု၈ပါးဆိုတာကတော့ဟလာဇာတိဇရာမရဏနော်ပရိသန္တိနေမယ်အိုမယ်နာမယ်သေမယ်เนาะဗျာတိတွေမရဏတွေအပယ်တွေတခါနောက်ဘာကိုစင်ကြင်ရမလဲဆိုတော့ဒါအတိတ်တုန်းကဝစ်ဆိုတဲ့အကြောင်းရင်းရှိတဲ့စင်းရဲပဲအနာဂတ်မှာလဲဒီဝစ်တာလည်းအကြောင်းရင်းရှိမှာပဲပြစ္ဆုတ်ပံမှာလဲပဲစင်းရဲပဲဓမ္မမိတ်ဆွေများဘလောက်ချမ်းသာတဲ့သူပဲဖြစ်ဖြစ်ဘလောက်စင်းရဲတဲ့သူပဲဖြစ်ဖြစ်ရှာဖွေနေရတာဘာပဲလဲစားဝတ်နေရေးပဲဓမ္မမိတ်ဆွေများကြားကြီးခြေရကြီးဆိုသလိုအိမ်ဆယ်အိမ်ရှိတဲ့သူကလည်းရှာနေတဲ့ target ဒီစားဝတ်နေရေးပဲအိမ်တလုံးမှမရှိတဲ့ homeless တွေနဲ့ရှာနေတဲ့ target ဒီလည်းပဲစားဝတ်နေရေးပဲဒါကြောင့်မို့လို့ပြစ္ဆုတ်ပံကာလမှာပင်ပန်းလိုက်တာဆင်းရဲလိုက်တာဘာကြောင့်လဲအာဟာရကိုရှာနေရတဲ့အကြောင်းရင်းရှိလို့ဆင်းရဲတာဒါဆိုရင်သင်္ကန်းတွေဘာတွေယုံလိုက်လို့ယဟန်တွေဘာတွေဖြစ်သွားလို့မရှာရတော့ဘူးလို့မထင်နဲ့နော်ဓမ္မမိတ်ဆွေများစွန်းကန်တာတွေဘာတွေဒီလဲပဲဘာပဲလဲအာဇီဝပဲအသက်မွေးဝမ်းကြောင်းပဲเนาะဒါကြောင့်ဘုရားတရားတန်ဃာတို့ရဲ့ဂုဏ်ကိုဆင်ခြင်ပြီးတော့မှစိတ်ကိုပြန်ပြီးတော့ဘာဖြစ်စေရမလဲကြည်လင်စေရမယ်တဲ့เนาะဒါကြောင့်မို့လို့ကျမတို့တွေဟလာစာချက်တာတွေတခါလေအယမ်းများတာပဲဖြစ်ဖြစ်တရားထိုင်တာတွေအယမ်းများတာပဲဖြစ်ဖြစ်အရွတ်အဖတ်တွေနည်းနည်းလေးယော့နေတဲ့အခါကျရင်ဖြစ်တတ်တယ်အဲ့ဒီအချိန်ကျရင်ကြသလိုလိုเนาะဒါမှမဟုတ်လို့ရှိရင်လေအဲ့ဒီအချိန်ကျရင်နည်းနည်းအာယုံမရသလိုလိုပြန့်လွင်သလိုလိုဒါမျိုးဆိုလို့ရှိရင်ကြီးညိုပွဲရကောင်းတဲ့ပရိတ်တွေဖြစ်ဖြစ်တုတ်တန်းတွေဖြစ်ဖြစ်เนาะဟိုပါပေါ့ဓမ္မစကြာတွေဖြစ်ဖြစ်ပဋ္ဌာန်းတွေဖြစ်ဖြစ်ရွတ်လိုက်เนาะဒါမျိုးကိုပြောချင်တာတူတော့မတူဘူးเนาะအာဂုံဒီလည်းပဲဟာလာဒီလိုအရွတ်အဖတ်ထဲမှာပါနေတာပဲသို့တော့ pressure တစ်ခုနဲ့တော့ကြက်နေရတာပေါ့ဓမ္မမိတ်ဆွေများရေဟိုလိုမျိုးအတန်ကြီးကြီးလင်းလင်းနဲ့ရွတ်လိုက်ရတာမျိုးမဟုတ်ဘဲနဲ့ထက်ခါမမှတ်မိအောင်လုပ်နေရတာဖြစ်တဲ့အတွက်လောက်ဖန်များလာတဲ့အခါကျရင်ဒီခါလေးကျရင်စိတ်တွေလေပုဒ္ဒစာဖြစ်တာလေးတွေရှိတတ်တယ်ကြကျင်တာလေးတွေရှိတတ်တယ်အဲ့ကြတော့ပြန်ပြီးတော့မှတတိရှိနေဒါတွေကိုမြင်တဲ့အခါကျတော့ပြန်တင်ပေးရတဲ့သဘောပေါ့နော်တခါလစ်လူရှုတဲ့အခါလစ်လူရှုမယ်ဆိုလို့ရှိရင်လေဘာကိုပြောတာလဲလစ်လူရှုတဲ့ဆိုတော့ယောဂီကဘာဝနာစိတ်ကမပြန့်လွင်ဘူးတာယာပွဲရလည်းမကင်းဘူးအာယုံမှာအညီအမျှဖြစ်ပြီးတော့မှလမ်းမှန်ကိုသွားနေတာပဲဆိုလို့ရှိရင်အဲ့ဒီယောဂီအပေါ်မှာမြောက်တာတွေလည်းမလုံးနဲ့တော့နှိပ်တာတွေလည်းမလုံးနဲ့တော့ရွှင်တာတွေလည်းကြောက်ကြဆိုင်เสียမလို့တော့ဘာကြောင့်လဲ तू ကအညီအမျှဖြစ်နေတာဖြစ်တဲ့အတွက် तू ဒီဘာနဲ့ဥပမာပေးထားလဲဆိုတော့အညီအမျှသွားနေတဲ့မြင်းအပေါ်မှာဘယ်ရတဒိန်းရမှကြောက်ကြမဆိုင်ဘူးအညီအမျှမသွားမှသာလည်းလိုက်ထိန်နေရတာလေအညီအမျှသွားနေတဲ့မြင်းကိုကြည့်ပြီးတော့မှဘယ်ရတဒိန်းရမှကြောက်ကြဆိုင်เสียမလို့တာဖြစ်တဲ့အတွက်ကျမတို့ဒီလည်းပဲဒီလိုမျိုးဥပိ္ပခာတရားတွေဖြစ်နေတဲ့အညီညွတ်လေးဖြစ်နေတယ်ဆိုရင်နှိပ်เสียလည်းမလို့ဘူးပင့်เสียလည်းမလို့ဘူးရွှင်เสียလည်းမလို့ဘူးလို့ပြောလိုက်တာနော်တမာတိကင်းတဲ့ပုဂ္ဂိုလ်ရှောင်းဆိုတာကတော့တမာတိမရှိတဲ့ပုဂ္ဂိုလ်ဆိုတာကတော့ဓမ္မမိတ်ဆွေများရဲ့ကျမတို့လူပောင်လောကပတ်ဝန်းကျင်မှာပြောမယ်ဆိုလို့ရှိရင်မာယာတာတရားတွေများတယ်
လွယ်ကူကူလေးစကားကိုပြောတတ်တယ်ဟာလာလိန်တတ်တယ်ဆိုတော့အဆင်ပြေအောင်လို့ပြီးရောပြောပြီးစလွယ်ပြောတတ်တယ်နောက်ဖြစ်နောက်ရှင်းစတာမျိုးတွေကိုဒါဆိုရင်တမာတိမရှိတဲ့ပုံကိုဟောဒီဘက်နော်စာနဲ့ပေနဲ့ပြောတော့မယ်ဆိုလို့ရှိရင်နော်ဇန်နဲ့ပတ်သက်ပြီးပြောကြတာပေါ့နော်ဇန်ရာကြောင့်အကျင့်လန်းကိုတွားဘူးကျင့်ဘူးတဲ့မတွားဘူးမကျင့်ဘူးတဲ့ပုံကိုမျိုးအဲ့လိုပုံကိုမျိုးဆိုလို့ရှိရင်စိတ်နှလုံးကမတည်တတ်ဘူးပြန့်လွင့်နေတဲ့ပုံကိုတွေဖြစ်တဲ့အတွက်တောင်းပါတမာတိရှိတဲ့ပုံကိုဆိုလို့ရှိရင်လည်းပဲဒီကျမတို့ရဲ့ daily life မှာဆိုလို့ရှိရင်လည်းပဲမှန်မှန်ကန်ကန်ရိုးရိုးသားသားဖြောင့်မတ်တဲ့ပုံကိုလူတိုင်းလိုချင်ကြတာပဲလေနော်မုန်းတာတကံနာပေါ့နော်အမှန်ပြောလို့မုန်းတာလဲတကံနာသို့တော်လည်းပဲသူကတမာတိရှိပါလားသူကရိုးသားပါလားမှန်ကန်တဲ့ဘက်ကနေအမြဲတမ်းရက်တည်ပါလားဆိုတဲ့ပုံကိုမျိုးဆိုလို့ရှိရင်ကျမတို့မှီဝဲမယ်တခါဒီဘက်ကလောကုတ္တရာဘိုင်းဘက်ကပြောမယ်ဒါတောင်ဇန်ဆိုတာလောကုတ္တရာမဟုတ်ဘူးเนาะလောကီအဆင့်မှာပဲရှိသေးတယ်သို့တော့ကျမတို့ daily life နဲ့ချိန်ထိုးပြီးပြောမယ်ဆိုလို့ရှိရင်เนาะဇန်ရာကြောင့်အကျင့်လန်းကိုတွားဘူးကျင့်ဘူးတဲ့ပုံကိုမျိုးကိုတော့ဘာလုပ်ရမလဲရန်ဖန်ရန်ခါချင်းကပ်ရပါမယ်တဲ့เนาะကဲဒါဆိုရင်အပ္ပနာတမာတိမှာလည်းစိတ်ကိုညှို့ထားရမယ်ဆိုတာဘာလဲအပ္ပနာကိုရောက်ရမယ်အပ္ပနာဖြစ်ကိုဖြစ်ရမယ်เนาะအပ္ပနာဖြစ်ဖို့အတွက်ကိုအမြဲတမ်းစိတ်ကရှိနေရမယ်ဇန်ရခြင်းနဲ့เนาะဒီဇန်အပေါ်မှာအလေးနဲ့ထားတယ်တမာတိတွေရှိခြင်းနဲ့ငြိမ်သက်ခြင်းနဲ့เนาะတခုခုအာယုန်လေးတခုတည်းပေါ်မှာစူးစိုက်ပြီးတော့မှငြိမ်သက်ပြီးတော့နေခြင်းနဲ့ဆိုတဲ့စိတ်ကလေးတွေညှို့ထားရပါမယ်။ဒါဆိုရင်ကျမတို့နှိမ့်တဲ့အခါနှိမ့်တာတွေเนาะမြောက်တဲ့အခါမြောက်တာတွေပဲမမိတ်ဆွေများရဲ့။ကဲနမိတ်ဖြစ်လာပါပြီတဲ့။ကျမတို့တွေနမိတ်เนาะဒီလိုမျိုးတွေကြင်ကြံကြိုးကုပ်လိုက်လို့ဒီဘောဓိပက္ခိယတရားတွေဘုဇင်တရားတွေကိုကျမတို့ကနှိမ့်တဲ့အခါနှိမ့်မြောက်တဲ့အခါမြောက်နဲ့တတိနဲ့ဘာလုပ်လိုက်လဲညီမျှအောင်ထိမ့်သိမ့်ပြီးတဲ့အခါမှာနမိတ်ကိုလည်းထိမ့်သိမ့်ဖို့လိုပါတယ်တဲ့နမိတ်ကိုထိမ့်သိမ့်တဲ့နေရာမှာဓမ္မမိတ်ဆွေများရဲ့သူကဘာနဲ့ဥပမာလေးတွေပေးထားလဲဆိုတော့ပန်းဝတ်မုံဥပမာနဲ့ပေးထားတယ်ရေခွက်မှာထားတဲ့ကြာရွက်ဥပမာနဲ့ပေးထားတယ်ပင့်ကူမြင်ဥပမာနဲ့ပေးထားတယ်လှေသူကြီးဥပမာနဲ့ပေးထားတယ်စီကြည်ဥပမာနဲ့ပေးထားတယ်နော်ပြောချင်တဲ့သဘောကပရိဘာဂနမိတ်ဖြစ်ပေါ်လာပြီဆိုလို့ရှိရင်တဲ့အဲ့ဒီပရိဘာဂနမိတ်ကိုဘာလို့ဖို့အတွက်ကိုလဲလျင်မြန်တဲ့အဟုန်နဲ့ဇန်ရဖို့အတွက်အားထုတ်တော့တဲ့ဖြစ်လာတဲ့ပရိဘာဂနမိတ်ကိုကျမတို့စုပ်ကင်ပြီးတော့မှအသုံးချပြီးတော့မှအပနာရအောင်အားထုတ်ရတော့မယ်ဇန်ရအောင်အားထုတ်ရတော့မယ်လို့ပြောတာဝိရိယကိုလွန်စွာအားထုတ်ခြင်းဝိရိယကိုလွန်စွာအားထုတ်ခဲ့မယ်ဆိုရင်ပြန့်လွင့်နိုင်တယ်ဒါဆိုရင်ဇန်မရနိုင်ဘူးဝိရိယကိုလွန်စွာအားထုတ်ရင်တော့ငါတော့ဇန်ရမှာမဟုတ်ဘူးလို့အပြစ်မြင်ပြီးတော့မှရထားပြီးတဲ့ပြိဘာကနမိတ်ကြီးကိုကဲငါဒီအပနာကိုရဖို့အတွက်ဝိရိယတွေအားဆိုင်နေလဲဘာအကျိုးရှိမှလဲဆိုပြီးဝိရိယကိုလျှော့လိုက်ရင်လဲဘာဖြစ်သွားမှာလဲပြင်းကြီးတဲ့အဆင့်ကိုရောက်ပြီးတော့ဇန်မရနိုင်ဘူးပြောချင်တာကဝိရိယသည်တင်းလို့လည်းမရဘူးလျှော့လို့လည်းမရဘူးဝရိယတွေလွန်နေလို့လဲဇံမရနိုင်သလိုဝရိယတွေယော့နေတယ်ဝရိယလွန်ရင်တော့ဇံရတော့မှာမဟုတ်ဘူးဆိုပြီးတော့လဲမလျှော့လိုက်နဲ့လျှော့လိုက်ရင်လဲမရနိုင်တော့ဘူးဒါကြောင့်မို့လို့တဲ့အနှဲငယ်မျှတော့လဲတွန့်ဆုတ်လျင်ဘာဝနာစိတ်ကိုတွန့်ဆုတ်ခြင်းမှာလွတ်စေတယ်အနှဲငယ်မျှတော့လဲတက်ကြွပြန့်လွင့်လျင်ဘာဝနာစိတ်ကိုတက်ကြွပြန့်လွင့်ခြင်းမှာလွတ်စေတဲ့အတွက်ရောလဲမရောပါနဲ့တင်းလဲမတင်းပါနဲ့တဲ့ဝရိယကိုထားတဲ့အခါမှာလေဝရိယအရန်လွန်လို့လည်းမရဘူးဝရိယအရန်ရောလို့လည်းမရပါဘူးဆိုပြီးတော့မှဥပမာလေး၅ခုကတော့ဓမ္မမိတ်ဆွေများပူဇော်ကြည့်လိုက်လို့ရပါတယ်ဒါဆိုကျမတို့ပထမဇန်တက်ကြမယ်အဲ့တော့ဓမ္မမိတ်ဆွေများပထမဇန်ကိုမပြောခင်မှာကျမတို့ရှေ့တုန်းကယူခဲ့တယ်ပေါ့နော်ဘာတွေယူခဲ့လဲကျမတို့ကပိုင်းဝင်းကိုပြုပြင်ခဲ့တယ်နော်မှတ်မိတယ်နော်ဓမ္မမိတ်ဆွေများဒါဆိုရင်ကျမတို့ဟာကျမတို့နဲ့ကိုက်နေတဲ့ဇယိုက်တွေကိုကျမတို့လေ့လာလိုက်တယ်လေ့လာပြီးတဲ့အခါမှာကမ္မထမ်းဆရာစီကိုသွားတယ်ကမ္မထမ်းဆရာစီကိုသွားပြီးတော့မှဘယ်လိုကျောင်းတွေမှာနေရမယ်ဘယ်လိုပစ္စည်းတွေနဲ့နေရမယ်ပြီးတဲ့အခါမှာဘယ်လိုပလီဘောဓာတွေကိုဖြတ်ရမယ်ဆိုတာတွေဓမ္မမိတ်ဆွေလေ့လာပြီးတဲ့အခါမှာကမ္မထမ်းကိုတောင်းယူလိုက်တယ်ဆိုပါစို့ကမ္မထမ်းကိုတောင်းယူပြီးတဲ့အခါမှာမနီးမဝေးကျောင်းမှာကျင့်မယ်ဆိုပြီးတော့ကျောင်းလဲရွေးလိုက်တယ်ဆိုပါစို့ရွေးပြီးတဲ့အခါမှာပထဝီကတိုင်းကိုစကျင့်ပြီဆိုပါစို့ကမ္မထမ်းဆရာကပထဝီကတိုင်းကိုပေးလိုက်တဲ့အတွက်ပထဝီကတိုင်းကိုဓမ္မမိတ်ဆွေစကျင့်ပြီဆိုလို့ရှိရင်ဓမ္မမိတ်ဆွေဘာလုပ်မလဲအရုံရောင်ရှိတဲ့မြေညက်ကိုယူမယ်ယူပြီးွားရင်လိမ့်ကြံမယ်လိမ့်ကြံပြီးွားရင်ရွှေ့ပြောင်းလို့ရတဲ့ရွှေ့ပြောင်းလို့ရတဲ့ကတိုင်းဝင်းတော်၎င်းပါမတ်နဲ့တနေရာထဲမှာအခိုင်အခန့်ထားတဲ့ပါမတ်နဲ့ကတိုင်းဝင်းတော်၎င်းလှုပ်ပြီးတော့မှဓမ္မမိတ်ဆွေပရိကံမနမိတ်ကိုယူမယ်ပရိကံမနမိတ်ကိုယူမယ်ယူရင်းနဲ့မှဥက္ကဟနမိတ်မျက်စိပိတ်ထားတော့လဲမျက်စိဖွင့်ထားတဲ့ကဲ့သို့မြင်ရတဲ့အနေအထားတိကိုရောက်ပြီဆိုလို့ရှိရင်ကိုယ်နေရာကိုပြန်မယ်ကိုယ်နေရာကိုပြန်ပြီးမျက်စိလေးမှိတ်ပြီးတော့ကြည့်
မျက်စိလေးမိတ်ပြီးကြည့်ကြည့်လို့ပေါ်တယ်ဆိုရင် okay တယ်မျက်စိလေးမိတ်ပြီးကြည့်ကြည့်လို့ပေါ်တစ်ချက်မပေါ်တစ်ချက်ဆိုရင်အဲ့နေရာကိုပြန်သွားပြီးတော့ပြန်ကြည့်ဒီလိုနဲ့ပဲကျမတို့မှတ်ယူရတာပေါ့နော်ကတိုင်းဝင်းဆိုရင်လည်း eye level နဲ့ဘယ်လိုထားရမလဲကိုကလည်းအမြင့်ဘယ်လောက်မှနေရမယ်စသဖြင့်ဒါတွေကျမတို့လေ့လာခဲ့တယ်ဟောလေ့လာပြီးတဲ့အခါမှာကျမတို့နမိတ်တွေယူတယ်နမိတ်တွေယူပြီးတော့ဥက္ကဟနမိတ်အဆင့်ရနေပြီးတော့ပရိဘာကနမိတ်အဆင့်ကိုတက်သွားပြီဆိုလို့ရှိရင်ကြည်လင်နေတယ်ပြတ်သားနေတယ်တောက်ပနေတယ်ပရိဘာကနမိတ်ကိုရောက်တဲ့အချိန်မှာပရိကမ္မနမိတ်ကယူခဲ့တဲ့ကတိုင်းဝင်းအတိုင်းမဟုတ်တော့ဘူးအဲ့ဒီတုန်းကလက်ရာတွေအဖုအပိတ်နေမြေအယောင်မညီတာတွေရှိနိုင်တယ်နော်အထက်ဖြစ်နေတာတွေရှိကောင်းရှိနိုင်တယ်အဝင်းအဝိုင်းမညီတာတွေရှိကောင်းရှိနိုင်တယ်သို့တော့ပရိဘာကနမိတ်ကိုရောက်သွားတဲ့အချိန်လဲကြာလဲကြာအောင်ဒါတွေမရှိတော့ဘဲနဲ့ကြည်လင်ပြတ်သားပြီးတော့မှအစပေါင်းများစွာကြည်လင်ပြတ်သားတဲ့ပရိဘာကနမိတ်ကိုရလာပြီဆိုတော့မှဓမ္မမိတ်ဆွေသည်အဲ့ဒီပရိဘာကနမိတ်ကြီးကိုစောင့်ရှောက်ထားရင်းနဲ့မှဘယ်ဇံကိုရနိုင်တာလဲဆိုတော့ပထမဇံကိုရနိုင်တာအဲ့တော့ဓမ္မမိတ်ဆွေများဖြတ်မေးကြည့်မယ်နော်ကျမတို့တွေကတိုင်းဝင်းကိုကြည့်တဲ့အခါမှာမျက်လုံးကလေဘလို့ပုံစံနဲ့ဥပမာပေးထားလဲအဲ့ဒီထားရမယ့်မျက်လုံးရဲ့ position ကိုအနေထားကိုမှတ်မိလားတယောက်လားတွေ့တော့ရှမ်းမလုံးချင်းမမိတ်လွန်းချင်းအနေတော်ပေါ့မှန်ကြည့်သလိုမျိုးเนาะမှန်ကြည့်သလိုမျိုးဆိုတဲ့ဥပမာလေးနဲ့လေကျမတို့ကျင်းမုံမြင်နေပါတယ်မှာကိုယ့်ရဲ့မျက်နှာရိပ်ကိုကြည့်ရင်ဘယ်လိုကြည့်လဲအဲ့လိုပုံစံလေးနဲ့ဥပမာပေးထားပါတယ်တာရုပါဓမ္မမိတ်ဆွေများကဲဒါဆိုကျမတို့ပထမဇန်ကိုရောက်တော့မယ်နမိတ်ကိုကျမတို့ကောင်းကောင်းထိမ့်သိမ်းထားလိုက်ပြီအဲ့တော့အခုအပ္ပနာနဲ့ပြည့်စုံတော့မယ်ဆိုတဲ့အခိုက်အပ္ပနာဆိုတာတခြားမဟုတ်ဘူးเนาะဇန်ကိုပြောတာဇန်နဲ့ပြည့်စုံတော့မယ်ဆိုတဲ့အခိုက်မှာပဲတဲ့ဝီထိအစဉ်နဲ့ तू ကပြထားတာဝီထိအစဉ်ဒီဘဝင်ကိုဖြတ်ပြီးတော့မှမြေလို့ကျမတို့စပြီးတော့ပရိကံမှာယူကြတဲ့ကရွတ်ခဲ့တယ်လေရွတ်ရင်းနဲ့မှတဖြည်းဖြည်းစိတ်ထဲကနေမြေဆိုပြီးရှုရင်းနဲ့အဲ့လိုအားထုတ်တဲ့အတွက်ကြောင့်မို့လို့ရလာတဲ့ဘာဝနာစိတ်မှာလဲထင်နေတဲ့ပထဝီကတိုင်းနမိတ်ကတော့ဒီနမိတ်ပဲเนาะပရိဘာကနမိတ်ကိုပဲအာယုံပြုပြီးတော့မှစိတ်ပေါ်တေးကြတာပေါ့ဇန်စိတ်ပါဆိုမှမနောဒွါရဝိဇန်လေးဘာဝနာပါဆိုမှမနောဒွါရဝိဇန်ပဲဖြစ်မှာပေါ့ပြင်စဒွါရဝိဇန်ဖြစ်เสียအကြောင်းမှမရှိတာဇန်လေးဘာဝနာလေးပြင်စဒွါရဝိဇန်ဆိုရင်ဘာတွေရှိမလဲစက္ခုဝိညာဉ်နဲ့ပတ်သက်တာစက္ခုဒွါရိကသောတာဒွါရိကစသဖြင့်ပေါ့မြင်စိတ်ကလေးတွေကြားစိတ်ကလေးတွေနားစိတ်ကလေးတွေဟလာစားစိတ်ကလေးတွေထိစိတ်ကလေးထိစိတ်ကလေးထိတိစိတ်ကလေးတွေဒါတွေကပြင်စဒွါရအခုကကြတော့ထိတဲ့စိတ်ဖြစ်တဲ့မနောဒွါရဝိဇန်တွေဖြစ်တော့မယ်အဲ့ဒီမနောဒွါရဝိဇန်ဖြစ်တဲ့နောက်မှာမှပထဝီကတိုင်းရဲ့ပြိဘာကနမိတ်ကြီးပဲနော်နမိတ်ကြီးကိုအာယုံပြုပြီးတော့မှဇောတွေစောတော့နော်အဲ့ဒီဇောတွေစောပြီးတော့မှဇောရဲ့နောက်ဆုံးမှာမှဇန်ဖြစ်တာပါနော်ဒါဆိုလို့ရှိရင်4-5ချိန်စောတဲ့ဇောမှာနောက်ဆုံးဇောကရူပဝဆရဇောဆိုတာကဇန်ကိုပြောလိုက်တာနော်ကျွင်းတဲ့ဇောတွေကတော့ကာမဝဆရဇောတဲ့ဒါဆိုဓမ္မမိတ်ဆွေများဝီထိစဉ်လေးကိုကြည့်ရင်ရှင်းပါတယ်နော်နာဒမှာဝင်ကဆလနာဘဝင်ကုပစ္စေဒနော်ဘဝင်ကဆလနာဘဝင်ကုပစ္စေဒဆိုတဲ့ဘဝင်စိတ်တွေဘဝင်ကဆလနာဘဝင်တွေလှုပ်ခတ်သွားပြီးဘဝင်ကုပစ္စေဒအဲ့ဒီရှိနေတဲ့ဘဝင်ကိုဖြတ်ချလိုက်တော့မယ်ပြီးရင်ဘာဝိဇံမနောဒွါရဝိဇံပြစ္ဆဒွါရဝိဇံမဟုတ်ဘူးနော်မနောဒွါရဝိဇံဖြစ်တဲ့အတွက်ဘာလာတော့မလဲပရိကံဥပ္ပစာအနုလုံးဆိုပြီးတော့မှကာမဇောတွေဖြစ်တာအဲ့ဒီပရိကံဥပ္ပစာအနုလုံဆိုတာကာမဇောတွေကာမတိဟိတ်ဇောတွေအဲ့ဒီပရိကံအနုလုံဂုတ္တတော်ဘူးအနုလုံပြီးတော့မှဂုတ္တတော်ဘူးလည်းတူပဲအဲ့ဒီကနေပြီးတော့မှရူပဝဆရဇောဆိုတဲ့ဇဆိုတာဇံကိုပြောတာပါပရိကံဥပ္ပစာအနုလုံဂုတ္တတော်ဘူးပြီးတော့မှဇံဇောစောမှာပါပြီးရင်ဘဝင်ပြန်ကြမယ်ဒါဆိုဓမ္မမိတ်ဆွေများကျမတို့ရည်ကြည့်မယ်ဘဝင်ကဆလနာဘဝင်ကုပစ္စေတာဆိုတာကဘဝင်စိတ်ကလေးမနောဒွါရဝိဇ္ဇန်စိတ်ကလေးပြီးတာနဲ့အဲ့ဒီအနောက်မှာဇောဖြစ်ပြီး4ချိန်ဖြစ်ရင်လည်းဖြစ်မယ်5ချိန်ဖြစ်ရင်လည်းဖြစ်မယ်ဆိုတော့ရည်ကြည့်ရအောင်ပရိကံဥပ္ပစာအနုလုံဂုတ္တရဘူးတဲ့နော်ဒါဆိုရင်ပရိကံဥပ္ပစာအနုလုံဂုတ္တရဘူး4ချိန်ကာမဇော4ချိန်ပြီးတာနဲ့ဇန်ဆိုပြီးတော့မှ5ချိန်မြောက်မှာရူပဝဆရဇန်ဇောစောပါတယ်နော်ဒါဆိုရင်တိတ်ခပုဂ္ဂိုလ်ကြတော့တဲ့ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ကြတော့ဓမ္မမိတ်ဆွေများပရိကံမပါတော့ဓမ္မမိတ်ဆွေတို့ဝီထီပိုင်းမှာသင်ရမှာပါနော်ပရိကံမပါတော့တဲ့အတွက်တန်းပြီးတော့မှဘဝင်ကဆရဏဘဝင်ကုပစ္စေဒမနောဒွါရဝိဇ္ဇံပြီးတာနဲ့ဥပ္ပစာအနုလုံ
ဂုတရဘူးဇံဘဝင်ဆိုပြီးတော့မှသွားပါတယ်เนาะဒါကြောင့်မို့လို့ဒါတွေဒီကျမတို့အဲ့ဒီဇံဆိုတဲ့တလုံးဒီရူပဝဆရဇောဖြစ်ပြီးတော့မှကြံတဲ့ဇောတွေဒီကာမဝဆရဇောဖြစ်ပါတယ်ကာမဝဆရဇောတောင်မှတိဟိတ်ဇောဖြစ်ပါတယ်เนาะဒီမှာမိတ်ဆွေများဘာဖြစ်လို့လဲဆိုတော့ဇံဆိုတာတိဟိတ်တွေလေကဲဒါဆိုရင်ကျမတို့တွေเนาะဇံရသွားပြီဆိုကြပါစို့ဒီမှာဇဆိုတဲ့ဇံရလိုက်တာနဲ့ဒီမှာမိတ်ဆွေပထမဇံရပြီအဲ့တော့ပဂတိစိတ်မှာရှိတဲ့ဝိတ္တထုထအားကောင်းတာကျမတို့အခုလက်ရှိရှိနေတဲ့ normal စိတ်တွေမှာလည်းဝိတ္တတွေရှိတာပဲဝိစာရတွေရှိတာပဲဒါကြောင့်တရားထိုင်နေတဲ့ဓမ္မမိတ်ဆွေအခုပြောလိုက်တဲ့စိတ်ကလေးတွေအော်ငါဖြစ်ဖူးတာပဲဒါဇန်ရဲ့အနီးနားမှာဖြစ်တဲ့အချိန်ဇန်ရဲ့အနီးနားတမာတိကိုရောက်တဲ့အချိန်မှာဓမ္မမိတ်ဆွေအော်ဒါလေးကအာယုံတင်တင်ပေးနေတာပဲငါရဲ့စိတ်ကလေးတွေဟာပြန့်လွင့်နေတဲ့အတွက်ကြောင့်မို့လို့ဝင်လေထွက်လေလေးကိုစိတ်နဲ့ပြန်ပြီးတော့ကပ်ပေးနေတာပဲဝင်လေထွက်လေအာယုံကလေးနဲ့စိတ်ကလေးနဲ့ကိုပြန်တင်ပေးနေတယ်ဆိုတော့ဓမ္မမိတ်ဆွေသိတာအဲ့ဒါဝိတ္တစိတ်ကလေးကိုသိသိရနေပြီးတော့မှပြန်တင်ပေးစရာမလိုပဲနဲ့ဒီအာယုံကလေးမှာပဲစိတ်ကလေးကတောက်လျှောက်ရှိနေတယ်ဆိုရင်ဒါဟာဝိစာရဆိုတဲ့သဘောတရားကိုသိနေတယ်ပီတိလူတိုင်းသိတယ်နော်ဒုက္ခလူတိုင်းခံစားဘူးတယ်ဧကဂတစိတ်ကလေးတစ်ခုမှာဆောင်းပွဲဖြစ်ရင်ပဲကြည်လိုက်၄နာရီဓမ္မမိတ်ဆွေထိုင်ဖြစ်ရတဲ့အခါမှာအဲ့ဒီ၄နာရီထဲမှာ2နာရီလောက်ကတော့အနည်းဆုံးဘဲမှပြန့်လွင့်လို့မရအောင်သပင်တွေလည်းထောင်ခေါင်းတွေလည်းထောင်မျက်လုံးတွေလည်းပြူနားတွေလည်းကားပြီးတော့မှဘာလုပ်နေရတာလဲဖြေနေရတာလေအသက်ကုန်ပြီးတော့မှဒါအိမ်ပြန်ရောက်တော့မှဒါခါကိုက်မယ်စကြောတက်မယ်လက်ဆေးလိုက်မယ်ဒါသူ့အပိုင်းလောဆယ်ဒီ2နာရီ3နာရီကတော့အဲ့ဒါဇန်စိတ်တွေဖြစ်နေတာမှမိတ်ဆွေများနော်ဘယ်မှမပြတ်လွယ်မယ်နဲ့ဆူဆူဆိုင်ဆိုင်ဧကကတာစဉ်းစားပြီးတော့မှပူဇော်ဒါဆိုရင်ပုံမှန်အားဖြင့်လဲကျမတို့မှာဒီဝိတ္တဝိစာရပိဋိဒုက္ခဧကကတာတွေမရှိလို့လားရှိပါတယ်တဲ့သို့တော်ဇန်ရသွားပြီဆိုရင်ပဂတိစိတ်မှာရှိတဲ့ဝိတ္တဝိစာရဧကကတာတွေပီတိတွေစသဖြင့်အဲ့ဒီဇန်တွေအဲ့ဒီစိတ်တွေထက်အဲ့ဒီစေတသိက်တွေထက်ပို့ပြီးတော့မှအားကောင်းတဲ့ဝိတ္တဝိစာရပီတိဒုက္ခစိတ်ဧကကတာဆိုတာဧကကတာကိုပဲပြောတာလေရှိတယ်တဲ့3ချိန်4ချိန်တော့ကာမဝဆရဇောတို့ကိုကျမတို့ကအပ္ပနာကိုကြိုတင်ပြုပြင်တဲ့အတွက်ကြောင့်ပရိကံလို့ခေါ်လိုက်တယ်တခါဥပ္ပစာဆိုတာကအနီးအနာဘသူရဲ့အနီးအနာလဲဆိုဇန်ရဲ့အနီးအနာဖြစ်တဲ့အတွက်ဥပ္ပစာလို့ခေါ်ပြီးတော့မှအနုလုံးကြတော့ဘာဖြစ်သွားလဲဆိုတော့ရှေ့တုန်းကကျမတို့ပြုတ်ခဲ့တဲ့ပရိကံနဲ့အနောက်မှာလာမဲ့ဇန်နဲ့ကိုသူကဘာလုပ်ပေးတာလဲဆိုရင်လျော်အောင်လို့ပေါင်းကူးပေးလိုက်တဲ့သဘောအနုလုံးရဲ့သဘောပါလေရှေ့ရပရိကံနဲ့အနောက်မှာလာမဲ့ဇန်ဆိုတဲ့အပ္ပနာနဲ့လျော်တဲ့အနုလုံးလို့ဆိုလိုက်တာเนาะဒါဆိုရင်ပရိကံဥပ္ပစာအနုလုံး3ချိန်4ချိန်ဇောစိတ်တွေမှာအားလုံးမှာနောက်ဆုံးဖြစ်မဲ့တတိယတို့သရုပ်ထတို့ဆိုတာဘာကိုပြောချင်တာလဲဆိုတော့မန္တဖြစ်ခဲ့လို့ရှိရင်ပရိကံပါမယ်တိတ်ခဖြစ်ခဲ့ရင်ပရိကံမပါတဲ့အတွက်ဒီနေရာမှာတတိယတို့သရုပ်ထတို့ကွဲနေရခြင်းဖြစ်ပါတယ်ဒါပေမဲ့အားလုံးကတော့ပြောချင်တာကဂုတ္တရဘူးကိုရောက်ပြီဆိုလို့ရှိရင်ဒီဂုတ္တရဘူးဒီဘာအနွယ်ကိုဖြတ်လိုက်တာလဲဆိုတော့ကာမအနွယ်ကိုဖြတ်လိုက်တာဘာကြောင့်လဲဘုဒ္ဓရဘူးရဲ့အနောက်မှာဇန်ရတော့မှာဖြစ်တဲ့အတွက်ဇန်ရသွားပြီဆိုရင်ဓမ္မမိတ်ဆွေမဟကုတ်အနွယ်ဝင်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘုဒ္ဓရဘူးလေးမြည်ရခြင်းဖြစ်ပါတယ်ဆိုပြီးတော့မှကျမတို့ဒါလေးကိုညင်းပါတယ်တခါအပ္ပနာဘာကြောင့်ဖြစ်တာလဲခုနပြောခဲ့သလိုပါပဲကျမတို့တွေဒီဟာလာ3ချိန်ရှိမယ်4ချိန်ရှိမယ်เนาะအပ္ပနာဒီဇန်လို့ပြောတာဖြစ်တဲ့အတွက်4ချိန်မှလည်းဖြစ်နိုင်တယ်5ချိန်မှလည်းဖြစ်နိုင်တယ်ကိန်းတွေမဟုတ်တာဘာကြောင့်လဲဆိုတော့ခုနခိတ်ပနဲ့ဒန္တာနဲ့မို့လို့ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်အတွက်ကပရိကံမလိုဘဲနဲ့ဉာဏ်နှုတ်တဲ့အတွက်ကပုဂ္ဂိုလ်အတွက်ကကြတော့ပရိကံလိုနေတာဖြစ်တဲ့အတွက်ဒီနေရာမှာ4ချိန်5ချိန်လို့ပြောခြင်းဖြစ်ပါတယ်တခါအာဘိဓမိကဝတ္တထမထေရကြတော့တဲ့ဘာစကားသူ့ရဲ့ဟောတာကကြတော့ရှိသောကုသိုလ်တရားတွေဟာနောက်သောကုသိုလ်တရားတွေကိုအာတိဝနာနဲ့ကျေးဇူးပြုတယ်။အော်ဓမ္မမိတ်ဆွေများအခုဆိုရင်ဝိသုဒ္ဓိမတ်လေးလာတာဘယ်နှပတ်ဖြစ်သွားပြီလဲအာတိဝနာเนาะအာတိဝနာထပ်လာတော့အတော်လေးတွေတိလာပြီ။တခါအာတိဝနာပစ္စည်းကိုးကားပြီးတော့မှရှေ့သောပစ္စည်းတွေကြောင့်မို့လို့เนาะရှေ့သောတရားတွေကြောင့်မို့လို့ကုသိုလ်တရားတွေကြောင့်မို့လို့နောက်သောကုသိုလ်တရားတွေကပို့ပြီးတော့အားကောင်းလာတယ်။စာ9ခါကြက်တာနဲ့ကြည်เนาะပထမတစ်ကြိမ်စာကြက်တယ်ဒုတိယတစ်ကြိမ်စာကြက်တယ်သိမရသေးဘူး3ကြိမ်4ကြိမ်လည်းနဲ့စိတ်သက်ကြလာကဲဖြစ်ချင်ရဖြစ်ဆိုဆက်ကြက်တယ်5ကြိမ်6ကြိမ်ရတယ်လို့ဖြစ်လာတယ်9ကြိမ်10ကြိမ်ကျတော့ကိုယ်နဲ့အကျွမ်းဝင်လာပြီ9ကြိမ်10ကြိမ်ကျတော့ရသွားဘာပစ္စည်းပဲလဲအာတေဝနပစ္စည်းပဲเนาะဒါကြောင့်မို့လို့သရုပ်ထနဲ့ပြင်စမဇောမှာအပ္ပနာတွေဖြစ်ပါတယ်တဲ့ဒါပေမဲ့အဲ့ဒီဇောကရှောကြနိုင်ပါတယ်ဘာကြောင့်လဲဘဝင်နဲ့နီးနေတာ哦ဇန်ပြီးတာနဲ့ဘဝင်ရတာလေဘဝင်နဲ့နီးနေတဲ့အတွက်ကြောင့်မို့လို့ရှောကြနိုင်ပါတယ်ဆိုပြီးတော့မှပြောခြင်းဖြစ်ပါတယ်တဲ့ဒါဆိုရင်ဓမ္မမိတ်ဆွေများရှောကြနိုင်တယ်ဆိုရင်ကျမတို့ဘာလုပ်သင့်တယ်လဲဆိုလို့ရှိရင်မရှောကြအောင်လို့
ဝတိဘောဝင်တဲ့ပါတယ်နော်ဝတိဘောအပိုင်းလေးရတဲ့နောက်မှာပါလိမ့်မယ်အောက်ဆုံးလေးမှာကြည့်ပါအပနာဇန်စောဆိုတဲ့ဇန်စိတ်ကလေးတွေဟာတကယ်တော့ဇန်ပြီးတာနဲ့ဘဝင်လို့တန်းကြတယ်လေဝီထီစင်မှာအဲ့တော့စိတ်တခဏတစ်ချက်ကလေးပဲရှိတာပေါ့ဒါဆိုရင်ဖက်ခနဲလေးဖြစ်သွားတာကျမတို့မထိန်ထားရင်တခါလေးဖြစ်မှန်းအောင်သိချင်မှသိလိုက်မှာဘာလို့လဲအဲ့တစ်ချက်ကလေးပဲဖြစ်ပြီးတော့အဲ့ဒါကိုမှကျမတို့ကမထိန်ထားနိုင်တာမကျွမ်းကျင်ဘူးလေမကျွမ်းကျင်တဲ့အတွက်ကြောင့်မို့လို့စိတ်တခဏတစ်ချက်မြတာရှိတယ်မှန်တယ်ဇန်တို့ရောက်ခါစားအစာဆုံးကအပနာစိတ်ပြီးတဲ့အခါမှာလောကီအဘိညာဉ်တို့မတ်စိတ်၄ခုတို့ဖို့စိတ်၄ခုတို့ပြီးရင်ရူပအရူပမှာဖြစ်တဲ့ဘဝင်ဖြစ်တဲ့ဇန်စိတ်တို့နေဝတင်ညာနာတင်ညာယေရဏစိတ်တို့និရောဓသမဘကနေပြီးထားတဲ့အခါမှာဖြစ်တဲ့စိတ်အဲ့ဒီခုနှစ်ဌာနတွေမှာတဲ့ဘာဖြစ်တယ်လဲဆိုတော့မတ်စိတ်ရဲ့နောက်အခြားမဲ့မှာဆက်ပြီးတော့ဖြစ်တဲ့ဖို့စိတ်ဆိုရင်လေ၃ချိန်ထပ်ပို့ပြီးတော့မှမဖြစ်ပါဘူးတဲ့ဖို့2ချိန်3ချိန်ကြတယ်ဆိုပြီးတော့မှပြောကြတာလေနော်ဒါဒီလည်းပဲဘာနဲ့ခွဲတာလဲဆိုရင်မန္တနဲ့တိတ်ခါပဲဉာဏ်ထက်တဲ့ပုံကိုဆိုရင်ဖို့3ချိန်ဉာဏ်နှုတ်တဲ့ပုံကိုဆိုရင်ဖို့2ချိန်ဘာလို့လဲ तू ကအရှိမပရိကံယူလိုက်တဲ့အတွက်ကြောင့်မို့လို့စိတ်တခဏတစ်ခုစာကိုပရိကံကိုပေးလိုက်ရတဲ့အတွက်အနောက်မှာမှတ်ပြီးတော့ဖို့2ချိန်ပဲကြာတော့တာဟောဉာဏ်ထက်တဲ့ပုံကိုကြတော့ပရိကံကိုမပေးထားတာဖြစ်တဲ့အတွက်ဒီပရိကံရဲ့အစာပတ်ပြီးတာနဲ့ဖို့3ချိန်လာကြတာเนาะဒါကြောင့်မို့လို့ခုနှစ်ဌာနတို့မှာမတ်စိတ်ကနောက်မှာဆိုရင်လည်းပဲဖို့စိတ်က3ချိန်ထပ်ပို့ပြီးတော့မဖြစ်ဘူး2ချိန်ဖြစ်တာရှိမယ်3ချိန်ဖြစ်တာရှိမယ်နိရောဓသမဘတ်ဝင်စားရင်လည်းပဲနိရောဓသမဘတ်ကဝီထိစင်မှာလည်းဒီလိုပဲလေဓမ္မမိတ်ဆွေများနေဝတင်ညာနာတင်ညာဝင်စားပြီးတော့မှသာလေနိရောဓသမဘတ်အဆင့်ကိုရောက်တာအဲ့တော့နေဝတင်ညာနာတင်ညာဇံကိုဝင်စားရင်လည်းပဲ2ချိန်ပဲဝင်စား2ချိန်ထပ်ပို့ပြီးဝင်စားလို့မရဘူးနေဝတင်ညာနာတင်ညာ2ချိန်ထပ်ပို့ပြီးဝင်စားလိုက်ရင်ဓမ္မမိတ်ဆွေဘယ်ရောက်သွားမလဲဆိုတော့အဲ့နေဝတင်ညာနာတင်ညာဇံတမဘတ်ကိုဝင်စားတဲ့ပုံစံဖြစ်သွားမယ်နော်နေဝတင်ညာနာတင်ညာယေရဏဇန်စိတ်ကြီးကိုပဲတမာဘတ်ဝင်စားတဲ့အဆင့်ဖြစ်သွားလိမ့်မယ်။ဒါကြောင့်နေဝတင်ညာနာတင်ညာကို2ကြိမ်လေးဝင်စားပြီးတော့မှနိရောဓတမာဘတ်ကိုချတာ။နိရောဓတမာဘတ်ဆိုတာတော့တခြားမဟုတ်ဘူး။စိတ်တွေစေတသိက်တွေစိတ်တစားရုပ်တွေကိုခဏချုပ်ထားတာ။9ရက်တန်သည်တော့၎င်း3ရက်တန်သည်တော့၎င်း15မိနစ်တန်သည်တော့၎င်းချုပ်ထားတာเนาะဒါကနိရောဓတမာဘတ်။ရူပဘုံနဲ့အရူပဘုံတွေမှာတော့ဘဝင်စိတ်တွေကเนาะအကျိန်အတိုင်းအရှိတော့မရှိဘူးတဲ့တောက်လျှောက်ရှိရင်လည်းရှိမှာပေါ့တခါအစဆုံးဖြစ်တဲ့အပနာစိတ်ဒါကြောင့်ခုနပြောလိုက်တဲ့ပထမဇန်စဖြစ်တယ်ဆိုတဲ့ဇန်စိတ်ကလေးရဲ့လောကီအဘိညာဉ်စိတ်ကလေးရဲ့အဘိညာဉ်တွေပြတော့မယ်ဆိုရင်အဘိညာဉ်ဖြစ်တဲ့အဘိညာဉ်ကလေးရဲ့မတ်ကြွားတဲ့ခဏလေးရဲ့နိရောဓသမဘတ်ဒီပါတွေဝင်စားပြီးရတဲ့တန်းပြီးတော့မှဖို့စိတ်နဲ့ထကြတယ်နိရောဓသမဘတ်ကိုဝင်စားနိုင်တဲ့ပုံကိုယ်တွေကလည်းဘယ်သူတွေလဲဆိုရင်အနာဂတ်နဲ့ယဟန္တာပဲဝင်စားနိုင်တာအဲ့တော့အနာဂတ်နဲ့ယဟန္တာဖြစ်တဲ့အတွက်ခုနတော့က तू ကဝီထိစိတ်အစဉ်ချလိုက်ပြီဝီထိစိတ်အစဉ်ချပြီးတော့မှ तू ကနေဝတင်ညာနာတင်ညာယေရဏဇန်စိတ်ကိုဖြစ်စေပြီးတော့မှနိရောဓသမဘတ်ကိုဖြစ်စေတာနိရောဓသမဘတ်ပြီးတာနဲ့ तू ကပြန်ထဖို့ဆိုရင်သူ့မှာရှိပြီးသားဥစ္စာနဲ့ तू ကပြန်ထရတယ်အနာဂတ်ပုဂ္ဂိုလ်ဆိုရင်သူ့မှာရှိတဲ့ဥစ္စာဒီအနာဂါမိဖို့လို့သုံးတယ်ယဟန္တာဆိုရင်သူ့မှာရှိတဲ့ဥစ္စာဒီအရဟတဖို့လို့သုံးတယ်ဒါကြောင့်မို့လို့နိရောဓသမဘတ်ပြီးတာနဲ့သူ့မှာရှိတဲ့ဥစ္စာအနာဂတ်ပုဂ္ဂိုလ်ဆိုရင်အနာဂါမိဖို့နဲ့ထယဟန္တာဆိုရင်အရဟတဖို့နဲ့ထအဲ့ဒီထတဲ့အချိန်မှာဖြစ်တဲ့ဖို့စိတ်တည်လဲပဲဂျိန်တာဖြစ်တယ်ဖို့စိတ်နဲ့တော့မရောနဲ့နော်စစွာဥဆုံးအနာဂံဖြစ်တဲ့ဖို့စိတ်တည်ဓမ္မမိတ်ဆွေတိတ်ခပုဂ္ဂိုလ်ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့မယ်ဆိုရင်အဲ့ဒီအနာဂါမိမတ်ပြီးတာနဲ့အနာဂါမိဖို့ဆိုပြီးတော့၃ချိန်ကြဉာဏ်နှုံးတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့မယ်ဆိုရင်အနာဂါမိမတ်ပြီးတာနဲ့အနာဂါမိဖို့ဆိုပြီး2ချိန်ကြမယ်ဒါကပထမဦးဆုံးကိုအနာဂံဖြစ်သွားတဲ့ဝီထိဖြစ်သွားပြီးတဲ့ပုံကိုဟာကိုရထားတဲ့အနာဂါမိဖို့စိတ်ကြီးကိုဖလသမဘတ်အနေနဲ့ကြားလိုက်လို့ဓမ္မမိတ်ဆွေဝင်စားလို့ရတယ်ဖို့အချိန်ပေါင်းများစွာနော်နုဆိုပြီးတော့မှလေအနုလုံးပြီးတော့မှဖို့ဆိုပြီးတော့အချိန်ပေါင်းများစွာဝင်စားလို့ရတယ်ဝီထီပိုင်းတွေကိုပြန်ပြောနေတာနော်အချိန်ပေါင်းများစွာဝင်စားလို့ရတယ်အခုကျတော့နိရောဓသမဘတ်ဝင်စားတော့မယ်ဆိုရင်ကျမတို့ဒီနိရောဓသမဘတ်ဝင်စားခြင်းတဲ့ပုံကိုဟာအနာဂံလည်းဖြစ်ရမယ်အနာဂံသုံးဖို့ယဟန္တာဖြစ်ရမယ်တမာဘတ်10ပါး9ပါးလေးရထားမေးကြည့်မယ်နော်တမာဘတ်10ပါးဆိုတာဘာလဲဓမ္မမိတ်ဆွေတမာဘတ်10ပါးဆိုတာစတုတ်ကနီးနဲ့ပြောမယ်ဆိုရင်ရူပဇံ4ပါးအရူပဇံ4ပါးပေါင်းလိုက်တော့10ပါးပြင်စကနီးနဲ့ပြောမယ်ဆိုရင်ရူပဇံ5ပါးအရူပဇံ
4ပါပေါင်းလိုက်တော့9ပါဒါကိုပဲကျမတို့ကတမာဘက်10ပါ9ပါလို့ပြောတာဟလာအဘိဓမ္မာတွေစတင်တော့ငငယ်တော့ကြက်ကြတယ်တမာဘက်10ပါ9ပါရရှိတော့အနာဂါမိပုဂ္ဂိုလ်ယဟန္တာပုဂ္ဂိုလ်တို့ဒါလည်းနိရောဓတမာဘက်ဝင်စားနိုင်နေဆိုဒီတိုင်းတက်ခဲ့ကြတာလေကဲဒါဆိုရင်အခုတမာဘက်10ပါဆိုတာဘာတမာဘက်9ပါဆိုတာဘာပြောချင်တာကနိရောဓတမာဘက်ဝင်စားဖို့အတွက်တမာဘက်10ပါလုံးရထားရမယ်စတုတ်ကနီးနဲ့ပြောမယ်ဆိုရင်တမာဘက်10ပါလုံးဆိုတာဘာလဲဒါလည်းပဲရူပဝဆ4ပါအထိရထားရမယ်အရူပလည်း4ပါအထိရထားရမယ်ဘာကြောင့်လဲဓမ္မမိတ်ဆွေများအခုနပြောခဲ့တယ်နိရောဓတမဘတ်မဝင်စားခင်ဘာဇံဝင်စားရမှာလဲဘာဇံဖြစ်စေရမှာလဲနေဝတင်ညာနာတင်ညာယေရဏဇံဖြစ်စေရမှာဆိုတော့ဓမ္မမိတ်ဆွေကကျမရူပဝဆရဇံအထိတော့ရထားတယ်နိရောဓတမဘတ်ဝင်စားခြင်းလဲဆိုရပါမလားမရဘူးနိရောဓတမဘတ်အားထုတ်လို့ဆိုရင်အရူပဇံ4စဉ်လုံးထိရထားရမယ်ဘာဖြစ်လို့လဲလို့မေးရင်နိရောဓတမဘတ်မဖြစ်ခင်အရှိမနေဝတင်ညာနာတင်ညာယေရဏဇံစိတ်ကလေး2ကြိမ်ဖြစ်ဖို့လိုသေးတယ်အဲ့ဒီဇန်စိတ်ကလေး2ကြိမ်ဖြစ်ဖို့ဆိုတာဓမ္မမိတ်ဆွေရထားပြီးသားမှအဲ့ဒီဇန်စိတ်ကိုဖြစ်စေလို့ရမှာလေဒါကြောင့်တမဘက်10ပါး9ပါးရပြီးမှသာလျင်နိရောဓတမဘက်ဝင်စားလို့ရတယ်လို့ပြောလိုက်တာနော်နိရောဓတမဘက်ကထပြီဆိုရင်လေဓမ္မမိတ်ဆွေကအနာဂံလည်းဖြစ်ရမယ်ယဟန္တာအနာဂံသို့မဟုတ်ယဟန္တာဖြစ်ရမယ်လို့ပြောထားတာဖြစ်တဲ့အတွက်အနာဂံဆိုရင်ကိုရထားတဲ့အနာဂါမိဖို့နဲ့ထမယ်ယဟန္တာဆိုရင်ကိုရထားတဲ့အရဟတဖို့နဲ့ထမယ်ဒါကြောင့်နိရောဓတမဘက်ဝင်စားတဲ့ပုဂ္ဂိုလ်ဟာတမဘက်10ပါး9ပါးလည်းရထားရမယ်အနာဂတ်လည်းဖြစ်ရင်ဖြစ်မဖြစ်ရင်ယဟန္တာဖြစ်လို့ပြောချင်တာဘာကြောင့်လဲသူဝင်စားမဲ့နိရောဓတမဘက်ရဲ့အရှိမနေဝတင်ညာကြီးဝင်စားမှာဖြစ်တဲ့အတွက်အမြင့်ဆုံးတမဘက်ထိရထားမှနေဝတင်ညာကိုဝင်စားလို့ရမယ်ဟောနိရောဓကနေထပြီဆိုရင်လည်းဖို့နဲ့ထရမှာရိုးရိုးဖို့နဲ့ထလို့မရဘူးအနာဂတ်ဆိုအနာဂါမိဖို့ယဟန္တာဆိုအရဟတဖို့ဒါကြောင့်ကျမတို့ငငယ်ကကြက်ခဲ့တယ်နိရောဓတမဘတ်ဝင်စားနိုင်သောပုဂ္ဂိုလ်များမှာအဘယ်နည်းဆိုရင်နိရောဓတမဘတ်ဝင်စားနိုင်သောပုဂ္ဂိုလ်များသည်တမဘတ်10ပါး9ပါးရရှိထားပြီးသောအနာဂတ်ပုဂ္ဂိုလ်သို့မဟုတ်ယဟန္တာပုဂ္ဂိုလ်ဖြစ်ရမည်ဆိုတာအဲ့ဒီဝီထိစဉ်လေးတစ်ခုတည်းမှာပဲပေါ်လွင်ပါတယ်နိရောဓတမဘတ်မဝင်စားခင်အရှိမနေဝတင်ညာနာတင်ညာယေရဏဇန်စိတ်ကလေးရှိရမယ်နှစ်ကြိမ်ကြရမယ်ပြီးရင်နိရောဓတမဘတ်ဝင်စားနိရောဓတမဘတ်ဝင်စားတဲ့အချိန်မှာစိတ်တရောစိတ်တိတ်တရောစိတ်တစားရုပ်တရောအကုန်လုံးချုပ်ငြိမ်းချမ်းပေါ့ဒါလည်းပြီးတော့ပြန်ထားရင်ဗာနဲ့ထားဖို့နဲ့ထားရိုးရိုးဖို့မရအနာဂါမိဖို့ရမယ်အရဟတဖို့ရမယ်ဒါကိုပြောချင်တာเนาะဒါဆိုရင်ဓမ္မမိတ်ဆွေများအဲ့ဒီအချက်ကလေး၄ချက်ပေါ့ဒါလေးကမေးတတ်တယ်เนาะဟုတ်လားမတ်စိတ်ကဲနောက်အခြားမဲ့မှာဆက်ပြီးတော့ဖြစ်တဲ့ဖို့စိတ်ဟာ၃ကြိမ်ထက်ပိုလွန်လို့မဖြစ်ဘူးဆိုတာမျိုးလေးဖို့စိတ်ဒီ2ကြိမ်3ကြိမ်ထက်ပိုလွန်ပြီးတော့မဖြစ်ဘူးလို့ပဲဖြေရင်မှန်နိုင်လားဘယ်လိုယူဆလဲဘယ်လိုယူဆလဲကျမတို့တွေမတ်စိတ်ကနောက်မှာဖြစ်တဲ့ဖို့စိတ်တည်တာလဲ2ကြိမ်3ကြိမ်ထက်ပိုမဖြစ်တာဓမ္မမိတ်ဆွေကသောတာပန်ဖြစ်ပြီးသွားလို့ဖလတမဘဝင်စားမယ်ဆိုရင်ဖို့ဆိုပြီးကြိမ်မှန်များစွာဖြစ်နိုင်တယ်လေဒါကြောင့်မတ်စိတ်ကနောက်မှာဆိုတာပါရမယ်เนาะမတ်စိတ်ကနောက်မှာဖြစ်တဲ့ဖို့စိတ်ဒီ2ကြိမ်ဖြစ်ရင်ဖြစ်မယ်3ကြိမ်ဖြစ်ရင်ဖြစ်မယ်အဲ့ထက်မပိုဘာကြောင့်2ကြိမ်3ကြိမ်လို့ပြောတာလဲပုံကိုယ်ပေါ်မှာမူတည်လို့လေပရိကံယူတာနဲ့မယူတာညံထက်တာနဲ့ညံလုံးနဲ့ပေါ်မူတည်ပြီးတော့မှ2ကြိမ်3ကြိမ်ထက်လွန်တယ်လို့ပြောမလွန်ဘူးလို့ပြောလိုက်တာပိုလွန်ပြီးမဖြစ်ဘူးလို့ပြောလိုက်တာမတ်စိတ်ကနောက်ဆိုတာမပါရင်တော့ဖလတမဘဝင်စားတဲ့အချိန်ကြရင်ဖို့စိတ်တွေဟာကြိမ်ပန်များစွာပေါ့ဖို့ဖြစ်တာပေါ့เนาะဘာကိုပြောချင်တာနေဝတင်ညာနာတင်ညာလည်းဒီလိုပဲဓမ္မမိတ်ဆွေကနေဝတင်ညာနာတင်ညာယေရဏဇန်ကြီးကိုရထားပြီးတော့နေဝတင်ညာနာတင်ညာယေရဏဇန်စိတ်ကြီးနဲ့ဝင်စားပြီးတော့မှတနာရီနေခြင်းနဲ့ဆိုရင်လည်းနေလို့ရတာပဲအဲ့ချိန်ကျရင်လည်းအဲ့နေဝတင်ညာနာတင်ညာယေရဏဇန်စိတ်တွေဟာတောက်လျှောက်ဖြစ်နေမှာပဲဒါပေမဲ့ဘယ်နေရာမှာရှိတဲ့နေဝတင်ညာနာတင်ညာယေရဏဇန်စိတ်က2ကြိမ်ပဲဖြစ်တာလဲဆိုရင်နိရောဓတမဘတ်ဝင်စားခံနီးနိရောဓတမဘတ်မဝင်စားခင်မှာဒီနေဝတင်ညာနာတင်ညာယေရဏဇန်စိတ်ကလေးကိုဝင်စားရပါတယ်အဲ့လိုဝင်စားတဲ့အချိန်မှာ2ကြိမ်ထက်မပိုပါနဲ့လို့ပြောလိုက်တာ2ကြိမ်ထက်ပိုရင်ဓမ္မမိတ်ဆွေတမဘတ်ကြီးအဲ့ဒီဇန်စိတ်ကြီးနဲ့တမဘတ်ဇန်ဝင်စားသလိုဖြစ်သွားလိမ့်မယ်เนาะဒါကိုပြောချင်တာနောက်ဆုံးဒီတစ်ကြိမ်သာဖြစ်တာတွေကဘာတွေလဲဆိုရင်လောကီအဘိညာဉ်ကလည်းတစ်ကြိမ်ပဲဖြစ်တယ်အစာဆုံးအပ္ပနာစိတ်ဆိုတာကလည်းပဲပထမဇန်စဖြစ်ခါစားဓမ္မမိတ်ဆွေပထမဇန်ပြီးရနဲ့ဘဝင်တန်းကြတာပထမဇန်အခုပဲစရအခုပဲတန်းပြီးဇန်မဖြစ်ဘူးပထမဇန်အခုစရတာနဲ့ဂုတ္တရဘူးပြီးတာနဲ့ဇန်ရတယ်ဇန်ရပြီးရနဲ့ပြန်ပြီးဘဝင်ပြန်ကြတာဒါကြောင့်ပထမဦးဆုံးဖြစ်တဲ့အပ္ပနာစိတ်ရဲ့
နော်တကိုးတွေဖန်ဆင်းတဲ့လောကီအဘိညာဉ်စိတ်ရဲ့မတ်စိတ်ကလေးဒီလည်းအားလုံးသိကြတဲ့အတိုင်းပဲနော်တစ်ချက်ပဲဖြစ်တယ်တခါနိရောဓသမဘက်ကနေထတဲ့အနာဂံတို့ယဟန္တာတို့ဆိုရင်လည်းပဲတစ်ချိန်ပဲဖြစ်တယ်ဘာလို့ဆိုတော့ तू ကထတဲ့စိတ်လေဒီစိတ်တွေစေတသိက်တွေစိတ်တစားရုပ်တွေအခိုက်အတန့်အမျှ तू ကနိရောဓသမဘက်မှာချုပ်လိုက်တာချုပ်ပြီးတော့မှဘာနဲ့ပြန်ထမလဲပြန်အသက်ရှူတဲ့သဘောပေါ့ပြန်အသက်သွင်းတဲ့သဘောပေါ့ဓမ္မမိတ်ဆွေများအဲ့နိရောဓသမဘက်ဖြစ်နေတဲ့အချိန်မှာစိတ်လည်းမရှိတော့ဘူးစေတသိက်လည်းမရှိတော့ဘူးအကုန်လုံးကချုပ်နေတာလေစိတ်တစားရုပ်တွေလည်းမရှိတော့ဘူးကမ္မဇရုပ်တွေပဲရှိနေတာအဲ့တော့အဲ့ဒီအချိန်မှာတေးသလိုဖြစ်နေတာပေါ့နော်တေးတဲ့ပုံစံမျိုးဖြစ်နေတာအဲ့တော့ပြန်ပြီးတော့ပြန်ဝင်တော့မယ်ပြန်ထတော့မယ်ဆိုဘာစိတ်နဲ့ထရမလဲဆိုဖို့စိတ်ကလေးနဲ့ထတဲ့ဖို့စိတ်ဖြစ်တဲ့အတွက်အဲ့ဒီအချိန်မှာဖြစ်တဲ့သူပိုင်ထားပြီးသားရှိပြီးသားသူ့ရဲ့ဖို့စိတ်ဒီအဲ့ဒီအချိန်မှာတစ်ချိန်ပဲဖြစ်တယ်အဲ့ဒီတစ်ချိန်လေးကဘာအတွက်လဲဆိုရင်ထဖို့အတွက်ပဲနော်ဒီနိရောဓသမဘက်ကနေထဖို့အတွက်ပဲအဲ့တစ်ချိန်ကလေးဖြစ်လိုက်တာဒါကြောင့်တစ်ချိန်နာဖြစ်တဲ့ဖို့စိတ်ဆိုလို့ရှိရင်နော်နိရောဓသမဘက်ကနေထတဲ့ဖို့စိတ်အဲ့နေရာမှာဝိသေသနာထည့်ရမယ်အနာဂါမိဖို့နဲ့အရဟတဖို့ဘာကြောင့်လဲကျန်တဲ့သောတာပန်တဂရဂံတွေကနိရောဓသမဘက်ဝင်စားလို့မရတာဒါဆိုရပါတယ်နော်ဒီမမိတ်ဆွေများကဲဒါဆိုကျမတို့ဒါပထမဇန်ကိုဖွင့်ဆိုတာပေါ့ပထမဇန်ကိုဖွင့်ဆိုရဲဆိုတဲ့နေရာမှာလဲဒါဟိုပါပေါ့တုတ်တန်နေမှာဆိုအမြဲပါတယ်ဝိဝစေဝကာမေဟိဝိဝစအကုတလေဟိဓမ္မေဟိနော် level 1တုတ္တဓမ္မမှာလည်းပါပါတယ်ဝိဝစေဝကာမေဟိကာမတို့မှာကင်းစိတ်၍ဒါလျင်ဝိဝစအကုတလေဟိဓမ္မေဟိအကုသိုလ်တရားတို့မှာကင်းစိတ်၍ဒါလျင်ဟောပထမဇန်ဆိုတော့အားလုံးသိပြီးသားဝိတက်တွေလည်းပါမယ်ဝိစာရတွေလည်းပါမယ်ပီတိဒုက္ခတွေလည်းပါမယ်ဆိုတော့တဝိတကံတဝိစာရံဝိဝေကဇံဆိုတာစိတ်သုံးတာဝိဝေကကြောင့်ဖြစ်တာနော်ဝိဝေကဇံဒီနေရာမှာဇာကွယ်သေးသေးတင်ဇံဆိုတာကြောင့်လို့ပြောချင်တာဝိဝေကဇံဒီလိုဝိတဝိစာရနဲ့တကွာဖြစ်တယ်ဝိဝေကကြောင့်မို့လို့ဖြစ်တဲ့ပီတိဒုက္ခဘာဝိဝေကကြောင့်ဖြစ်တဲ့ပီတိဒုက္ခလဲဆိုရင်နိဝရဏတရားတွေကင်းစိတ်လို့ဝိဝေကဆိုတာကင်းစိတ်တာနိဝရဏတရားတွေကနေကင်းစိတ်လို့ဖြစ်လာတဲ့ပီတိတွေဒုက္ခတွေရှိတဲ့ပထမဇန်တဲ့ပီတိဒုက္ခလူတိုင်းသိတယ်လေထိပေါက်ရင်လည်းပီတိဖြစ်တာပဲဟလာကိုကလေးတွေသားသမီးတွေစောင့်မွေးအောင်နဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုလဲပီတိတွေဖြစ်ကြတာပဲကောင်းကောင်းလေးနေရတယ်ကောင်းကောင်းလေးစားရတယ်ဆိုလဲဒုက္ခတွေဖြစ်တာပဲအဲ့ဒီဒုက္ခတွေဟာကာမဂုဏ်အာယုန်တွေနဲ့ဆက်နွယ်နေတဲ့ဒုက္ခတွေဖြစ်ပါတယ်ဒီနေရာမှာပြောချင်တဲ့ပီတိတွေဒုက္ခတွေဆိုတာကကာမဂုဏ်အာယုန်တွေနဲ့ဆက်နွယ်တာမဟုတ်ဘဲနဲ့ကာမဂုဏ်အာယုန်တွေကနေစိတ်သုံးနေလို့ဖြစ်တဲ့ချမ်းသာဒုက္ခပီတိကိုပြောချင်တာပါဒါကြောင့်ဝိဝစေဝကာမေဟိကာမတို့မှာကင်းစိတ်၍ဒါလျင်ဝိဝစအကုတလေဟိဓမ္မေဟိအကုသိုလ်တရားတို့မှာကင်းစိတ်၍ဒါလျင်တဝိတကံဆိုတော့ဝိတက်နဲ့တကွတဝိစာရံဆိုတော့ဝိစာရနဲ့တကွဝိဝေကဇံဇာခွဲတိတိဇံတော့ကြောင့်ဝိဝေကကြောင့်ဖြစ်တဲ့ပီတိဒုက္ခပီတိဒုက္ခရှိတဲ့ပထမဇာနဥပသမစ္ဆာဝိဟာရတိရသွားပြီဟဲ့တဲ့နော်ပထမဇာနဥပသမစ္ဆာဝိဟာရတိပထမဇာနဲ့ပြည့်စုံပြီးတော့ရှိနေပါတယ်တဲ့ဧဝမနေနပြင်စင်ကဝိပဟိနံပြင်စင်ကတမ္မနာကတံတိဝိဒကလျာဏံဓတ္တလက္ခဏာတမ္မနံပထမဇာနဲ့အဓိကရဟောတိတဲ့အဲ့လိုဖြစ်နေတဲ့ယောဂီဟာအင်္ဂါ၅ပါးပယ်ပြီးပြီပြင်စင်ကဓမ္မနာကတံပြင်စင်ကဝိပဟိနာเนาะအင်္ဂါ၅ပါးကိုပယ်ပြီးပြီဆိုတာကပြင်စင်ကဝိပဟိနံပဟိနဆိုတာပယ်လိုက်တာအင်္ဂါ၅ပါးနဲ့ပြည့်စုံတယ်ဆိုတော့ပြင်စင်ကတမ္မနာကတော့ပြည့်စုံတယ်တိဝိဒကလျာဏံကောင်းခြင်း၃ပါးတိဝိဒဆိုတာ၃ပါးကိုပြောတာကောင်းခြင်း၃ပါးလည်းရှိတယ်ကလျာဏဆိုတာကောင်းတာဓတ္တဆိုတာ10ပါးလက္ခဏာဆိုတာလက္ခဏာ10ပါးနဲ့လည်းတမ္မနံပြည့်စုံတယ်ဘာကိုလဲပထမဇာနံအဓိကတံဟောတိဘာကြောင့်ရတဲ့ပထမဇာလဲကျမတို့ပထဝီကတိုင်းကိုရှုရင်းနဲ့ပြောနေတာလေဒါကြောင့်ပထဝီကတိုင်းကိုအာယုံပြုတဲ့ပထမဇာကိုရပြီးဖြစ်ပါတော့တယ်တဲ့နော်ဓမ္မမိတ်ဆွေများခဏခဏရွတ်ပေးတာပေါ့တကယ်မရလဲဟိုရွတ်နေတော့ရတယ်လို့ဖြစ်တာပေါ့နော်ကာမတို့မှာကင်းစိတ်၍သားလျင်အကုသိုလ်တရားတို့မှာကင်းစိတ်၍သားလျင်ဆိုတာဒါမဟုတ်ပါဘူးဝိတုကာမကိလေသာကာမတို့ကနေကင်းကွာတာဖြစ်တဲ့အတွက်ဝိတုကာမကိလေသာကာမဘေးကြည့်လို့ရမလားဘာကိုပြောတာလဲဝိတုကာမကိလေသာကာမအဲ့ဒါဆိုတင်ပေးမယ်နော်ဝိတုကာမကိလေသာကာမတို့မှာကင်းကွာ၍သာလင်အတိအချဖြစ်၍သာလင်ပယ်သောအဖြစ်ဖယ်တယ်ဆိုတာကျမတို့မှာကိလေသာတွေကနေကင်းစိတ်တယ်လို့ပြောတာလိုချင်နေတဲ့ကိလေသာတွေဝိတုဆိုတော့တိယာပေါ့ဒီကာမတို့ရဲ့တိယာပေါ့ထားပါတော့အင်ကြီးလေးပဲဖြစ်ဖြစ်
ဟာလားအစားတောက်လေးပဲဖြစ်ဖြစ်ယေနာပစ္စည်းလေးပဲဖြစ်ဖြစ်အဲ့ဒါလေးတွေဝိတုကာမကိလေသာကာမကြတော့ကျမတို့ရဲ့ဒီကိုယ်တွင်းတဏ္ဍာမှာရှိနေတဲ့လောဘတွေဒေါသတွေเนาะရာဂတွေမောဟတွေစသဖြင့်ပေါ့ဝိစီကိစ္စတွေအဲ့ဒီကနေကင်းပြီးတော့မှအဲ့ဒီညာတွေအတိအချတွေဖြစ်နေတယ်ဆိုမပတ်သက်ဘူးပေါ့ကွယ်အခုကတော့ပတ်သက်နေတာပေါ့เนาะဉာဏ်စိတ်တွေဖြစ်တဲ့အချိန်ကျရင်အဲ့ဒီဟာတွေနဲ့မပတ်သက်ဘူးပယ်သောအဖြစ်ဖယ်ခွာသောအဖြစ်ရှိနေပါတယ်အဲ့ဒါကိုပြောချင်တာပါကာမတို့မှာကင်းစိတ်တယ်ဆိုတာကကြတော့ကာမဂုဏ်အာယုန်တွေကနေပြီးတော့မှဖယ်ခွာနေတဲ့အချိန်ပြောချင်တာကပထမဇန်ကိုရနေတဲ့အခိုက်မှာလေကာမိဆန္ဒနိဗ္ဗာန်တွေဘာမှမရှိဘူးနိဗ္ဗာန်တရားတွေဘာဖြစ်နေလဲပယ်ခွာနေတယ်လို့ပြောချင်တာတခါကာမတို့မှာကင်းစိတ်၍တာနေလဲထိုနည်း၎င်းပဲကာမဆိုတာဇန်ရဲ့ဆန့်ကျင်ဘက်ကာမရှိရင်ဇန်မဖြစ်ဘူးအခုဇန်ဖြစ်နေတယ်ဆိုတော့ကာမမရှိဘူးလို့မှတ်ပေးပါဥပမာဘာပြောမလဲအမှောင်နဲ့တီမီလိုပဲအမှောင်ရှိနေစီမီရောင်မရှိသလိုပဲစီမီရောင်ရှိလာတာနဲ့တန်းပြီးတော့အမှောင်ကပျောက်သွားသလိုပဲပါမနဲ့ဇန်ဆိုတာသူရှိရင်ကိုမရှိဘူးကိုရှိရင်သူမရှိဘူးဘာကိုပြောချင်တာเนาะဒါဆိုရင်ကျမတို့ပထမဇန်ကိုပြောပါဆိုလို့ရှိရင်နိဗ္ဗာန်တရားတို့ကနေကင်းစိတ်တာကိုပြောချင်တဲ့သဘောဒါဆိုရင်ကင်းစိတ်တယ်ဆိုတာရောဘာပဲလဲကင်းစိတ်တယ်ဆိုတာကတည်ငါဝိဝေကဝိခံမနာဝိဝေကသမုတ်စေရဝိဝေကပฏิပတ္တိဝိဝေကနိတ္တရဏဝိဝေကဆိုပြီးတော့เนาะဘောဓိပက္ခိယမှာလည်းဓမ္မမိတ်ဆွေတို့ကြက်ခဲ့ရပါတယ်အဲ့တော့တည်ငါဝိဝေက8ပါးလေးပေါ့เนาะဓမ္မမိတ်ဆွေများပူဇော်ကြည့်ပါဦးတည်ငါဝိဝေကတေကဝိဝေကအခဒခဏမြတ်သက်ချေ ပဏဝိဝေကသမုစေကဝိဝေကပฏิပတ္တိဝိဝေကနိတ္တရဏဝိဝေကကာယဝိဝေကစိတ်တဝိဝေကဥပတိဝိဝေကကာယဥပတိဝိဝေကသင်္ဃဝိဝေကခေတ္တခဏမြကင်းစိတ်တယ်ဝိခံမနာဆိုတော့အချိန်အတော်ကြာသမုတ်စေတာဆိုတော့အပိသက်ကျမတို့တွေကမ္မထမ်းပိုင်းပေါ့တတိယစဉ်ကမ္မထမ်းပိုင်းစစွာဥဆုံးလေ့လာတယ်ဆိုလို့ရှိရင်လေတည်ငါပဟံဝိခံမနာပဟံသမုတ်စေတာပဟံဆိုပြီးလေ့လာခဲ့ကြတယ်လေနော်ဟုတ်လားကျမတို့တွေတီလာနဲ့နော်ကိလေသာတွေကိုတည်ငါပဟံပဲကွာမယ်နော်တခါသမာဓိနဲ့စိတ်မှာဖြစ်နေတဲ့ကိလေသာတွေဝိခံမနာအချိန်တော်တော်ကြာပဲကွာမယ်ဟောမတ်နဲ့ဘာနဲ့လဲပညာနဲ့เนาะပညာနဲ့မတ်ပညာနဲ့အနုတယကိလေသာတွေကိုသမုတ်စေတာဆိုတော့အတွင်းမဲ့ပဟံပဲကွာမယ်လို့ကမ္မထမ်းပိုင်းကလေ့လာခဲ့ကြတယ်အခုဒီမှာဝိဝေက8ပါးတည်းလည်းပဲတည်ငါရှိမယ်ဝိခံမနာရှိမယ်သမုတ်စေတာရှိမယ်တည်ငါဆိုတာခဏဝိခံမနာဆိုတာအချိန်တော်ကြာသမုတ်စေတာဆိုတာအပိသက်အကျွင်းမဲ့ဟောကျမတို့သိတာအဲ့ဒီ၃ချက်ကတော့လူတိုင်းသိကဲနောက်ထပ်ဝိဝေကတွေကဘာတွေလဲပฏิပတ္တိဟုတ်တယ်ထပ်ဝင်းကျင်ကိုစင်ကြဲစေတာငြိမ်းအေးတာကင်းစိတ်တာဒီထပ်ပို့ပြီးတော့ငြိမ်းအေးကင်းစိတ်သွားတယ်ပေါ့ထပ်ဝင်းကျင်စင်ကြဲတယ်နိတ္တရဏဆိုတာထွက်မြောက်ခြင်းဖြင့်ကင်းစိတ်တာနိတ္တရဏနော်ကာယဝိဝေကဝိထုကာမတွေကနေကင်းစိတ်တယ်စိတ်တဝိဝေကကိလေသာကာမတွေကနေကင်းစိတ်တယ်ဟောခုနပြောခဲ့တဲ့ဝိထုကာမကိလေသာကာမဆိုတာဒါတွေကိုပြောတာလေဝိထုကာမတို့ကလည်းကင်းစိတ်တယ်ကိလေသာကာမတို့ကလည်းကင်းစိတ်တယ်စိတ်တဝိဝေကဆိုတဲ့အဆင့်ကိုရောက်ပြီဆိုလို့ရှိရင်လေဇန်ရဲ့အနီးအနားဖြစ်နိုင်တယ်ဇန်ရတာဖြစ်လာနိုင်တယ်เนาะစိတ်တဝိဝေကဆိုတာစိတ်တဝိတုဒ္ဓိလိုမျိုးပြောချင်တာတခါဥပတိဝိဝေကကြတော့ဥပတိ၄ပြာကနေခင်းတဲ့နိဗ္ဗာန်ကိုအာယုံပြုပြီးတော့နေတာကာမုပတိခန္ဓုပတိเนาะဒီနှစ်ဆိုရင်သာခါရမှာဒီဥပတိတွေချက်ခဲ့ရတယ်ထင်တယ်เนาะကာမုပတိခန္ဓုပတိကိလေသုပတိအဘိသင်္ခါရုပတိဆိုပြီးတော့မှဥပတိ၄ပြာကနေလဲကင်းစိတ်တယ်တဲ့เนาะကာမဂုဏ်အာယုန်နဲ့ပတ်သက်တာတွေပေါ့ဓမ္မမိတ်ဆွေများရယ်เนาะအဲ့ဒီကနေပြီးတော့မှကင်းစိတ်ပြီးတော့မှနိဗ္ဗာန်ကိုအာယုံပြုပြီးတော့မှနေပါတယ်တဲ့ဒါဆိုရင်ဒါလေးကဝိဝေက8ပါးပါကာမမီဘုံဆိုတာလေးကလည်းပဲကျမတို့စိတ်နှလုံးကိုပွားစေတက်လို့စစ်တပ်ဖွဲ့အစင်းစတဲ့အာယုံ6ပါးကိုဝိထုကာမလို့ခေါ်ပါเนาะအာယုံ6ပါးရူပါယုံတတ္တာယုံစသဖြင့်ပေါ့ခုနအင်ကြီးတို့ဟလာဒီအစားအသောက်တို့ဒါတွေကဘာတွေပဲလဲဝိထုကာမတွေ
ကိုမြင်နေရတာကြားနေရတာเนาะအစင်စတဲ့အာယုံ6ပါးဆိုတော့ရူပတတ္တကဏရတ္တဖုတ္တပเนาะတခါကိလေသာကာမကြတော့ကိုယ့်ရဲ့အတွင်းတန်တန်မှာရှိနေတဲ့လိုလားနေတာတွေတတ်မှတ်နေတာတွေစသဖြင့်ပေါ့ကြံစီနေတာတွေနမိတ်တွေယူနေတာတွေเนาะအမှုအရာတွေပေါ်မှာကျေနပ်နှစ်သက်နေတာတွေအဲ့ဒါတွေကိုကြတော့ကိလေသာကာမလို့ပြောပါတယ်ဒါဆိုရင်ဝိတ္ထုကာမနဲ့ကိလေသာကာမရဲ့ definition လေးတွေပါတခါကျမတို့ဘယ်ကိုသွားမလဲဆိုတော့ဒါတွေအကုန်လုံးကတော့အတူတူပဲเนาะအတူတူပဲပြောထားတာဖြစ်တဲ့အတွက်အကုသိုလ်တရားတို့အရာနိဝရဏကိုသာဘာဖြစ်လို့ဟောတာလဲတဲ့အဲ့တော့ဓမ္မမိတ်ဆွေများပူဇော်ကြည့်เนาะနိဝရဏတို့မှတပါးတော့ နိဝရဏ ဝရဏတို့မှာတပါတော့ဒိဋ္ဌိမာန သာသောတရားတို့ကို တရားတို့ဒီလေအောက်သို့ပြချတော်လေ တက်တော်လေ သမားတို့ကကင်း သ စ မား င် တို့ တာ မှာ လေ စိတ်ပါလေကုသိုလ်တရားတို့မှာကျင့်စေပါလေကုသိုလ်သက္ကာရဲ့နိုင် အောက်သို့တရားတို့အရာ တရားတို့အရာဒီပင်ချံဝေ ဒီပင်ချံဝေ သာနေ ဒီတို့ဤ နိုင်ရနိုင်ရ နေ ရ ရ သော ဖြစ် နိဝရဏ တို့ဤစัจจิပဲဖြ စั စ် จ ခြင်း จิ ကို ဖြစ် ပြ ခြင်း တော် ကို အ ပြတော်အားဖြင့်နိဝရဏတို့ဟောတော်မူအပ်၏ အဲ့တော့ဓမ္မမိတ်ဆွေများဒီတစ်ပိုက်ကလေးဒီတစ်ပိုက်ကလေးပူဇော်လိုက်တာ ဣ နဲ့ သနိယံသူ ရပါ ဖြစ် ပြီ ၏ ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ပါတို့ပါဆိုတော့ဓမ္မမိတ်ဆွေများအဲ့ဒီတစ်ပိုက်ကလေးကိုပူဇော်လိုက်တာနဲ့တင်ပဲဓမ္မမိတ်ဆွေများသဘောပေါက်တယ်နိဝရဏတို့ကတပါတခြားဟလာဒိဋ္ဌိတွေမာနတွေဒါဆိုနိဝရဏတွေကဘာတွေလဲကာမိသနာနိဝရဏဌိနမိတာနိဝရဏပြပါရဥဒ္ဒစ္စကုကုသဝိသိကိစ္စစသဖြင့်ပေါ့ဒီနိဝရဏကနေတပါကျန်တာတွေလည်းအကုသိုလ်ဖြစ်ပင်မဲ့လေကာမတို့ကကင်းစိတ်၍သားလျင်အကုသိုလ်တရားတို့မှာကင်းစိတ်၍သားလျင်ဆိုပြီးခုနရုပ်နဲ့ဝိဝိစေဝကာမေဟိဝိဝိစအကုတလေဟိဓမ္မေဟိမှာဟလာနိဝရဏကိုပဲဘာဖြစ်လို့ဟောတာလဲလို့ပြောလိုက်ပါပြောလိုက်တော့ तू ကဘာပြန်ပြောထားလဲဆိုတော့နိဝရဏကပဲဇန်ရဲ့ယံသူဖြစ်တယ်ပစ္စနိဆိုတာသူနဲ့ opposite ပြောချင်တာဇန်ရဲ့ယံသူဖြစ်တယ်ဇန်ဒီပင်လေနိဝရဏတို့ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အတွက်သူဒီနိဝရဏကိုပဲပြောခြင်းဖြစ်ပါတယ်ဆိုပြီးတော့မှပြောထားတာဒါလေးတွေကတော့တရားနီးအရာတို့ဘာလို့ပြန်ရှင်းထားတာပေါ့နော်ဟုတ်ပဲအချမ်းဆိုလည်းအတူတူပါပဲအဓိကတော့ကျမတို့နိဝရဏတွေကင်းစိတ်တယ်အကုသိုလ်ကနေကင်းစိတ်တယ်ဆိုရင်ရပါတယ်ဝိဝိစအကုတလေဟိဓမ္မေဟိဝိဝိစေဝကာမေဟိเนาะဒါတွေဟာနိဝရဏတရားအကုသိုလ်တရားတွေကနေကင်းစိတ်တယ်လို့ပြောခြင်းတဲ့သဘောကဲဒါဆိုရင်ကျမတို့ဆက်သွားမယ်နိဝရဏတရားတို့ကနေကင်းစိတ်ပြီးတော့မှတာဝိတကတာဝိစာရံလို့ခုနပူဇော်လိုက်တယ်ဘာနဲ့ဖြစ်တာလဲဝိတက်နဲ့လည်းဖြစ်တယ်ဝိစာရနဲ့လည်းဖြစ်တယ်ဒါဆိုတခြားမဟုတ်ပါဘူးတဲ့ဝိတက်ဆိုတာအာယုံကိုရှေ့ရှုတင်ပေးနေတဲ့သဘောဝိစာရဆိုတာအာယုံကိုအဖက်ဖက်ဖန်အထက်ထက်သုံးသက်တဲ့သဘောဒါဆိုရင်ခေါင်းလောင်းလေးနဲ့ဥပမာပေးမယ်ဆိုရင်စတီးကာစားသည်ဝိတက်အနောက်ကနေပြီးတော့တီးပြီးတဲ့အချိန်မှာအနောက်ကဝေဒူမြည်သွားတာဒီဝိစာရငါကလေးပြန်တက်ဖို့အတွက်အတောင်ပံကလေးကိုခတ်လိုက်တာဒီဝိတက်ပြန်ပြီးတော့မှရွဝဲနေတာဒီဝိစာရစသဖြင့်ကျမတို့ဥပမာလေးနဲ့အတိတ်ပဲဖွင့်လို့ရပါတယ်เนาะဒါဆိုရင်ဒါကဝိတက်နဲ့ဝိစာရဒီထဲမှာလည်းဥပမာလေးတွေထပ်ပါသေးတယ်เนาะကျမကကောင်းမြင်တဲ့ဒီပေါ့ခေါင်းလောင်းဥပမာလေးကိုပဲပြောလိုက်တဲ့သဘောတခြားဥပမာတွေအများကြီးရှိပါတယ်ဆက်ပြီးလေ့လာလို့ရပါဝိတက်နဲ့ဝိစာရနဲ့တကွာဖြစ်တယ်ဆိုမှတော့ဓမ္မမိတ်ဆွေများရဲ့တေချာပေါက်ဘာဇန်လဲဝိတက်လည်းပါတယ်ဝိစာရလည်းပါတယ်ဆိုတော့ပထမဇန် ပထမဇန်ဟုတ်ကဲ့ပါရှင်ဒါဆိုရင်ခုနကတော့ပူဇော်တဲ့တာဝိတကံတာဝိစာရံဝိဝေကဇံတဲ့ဟလာဇာခွဲသေးသေးတင်လို့တော့ပြောခဲ့သေးတယ်လေဝိဝေကဇံဆိုတာဝိဝေကကြောင့်ဖြစ်တယ်ဆိုတော့ဝိဝေကဆိုတာတခြားမဟုတ်ပါဘူးတဲ့ကင်းစိတ်တာတဲ့ဘာတွေကနေကင်းစိတ်တာလဲနိဝရဏတွေကနေကင်းစိတ်တာကာမိသနာနိဝရဏဥဒ္ဒစ္စပြပါလာစသဖြင့်เนาะကင်းစိတ်တာဒီလိုမျိုးပေါ့ဒီအကုသိုလ်တရားတွေကနေကင်းစိတ်တာဒီနိဝရဏတရားတွေကနေကင်းစိတ်တဲ့အတွက်ကြောင့်မှုလို့ဝိဝေကလို့သုံးနှုန်းလိုက်ခြင်းဖြစ်ပါတယ်တဲ့ပထမဇန်ရောက်ပြီဆိုတာနဲ့ဝိဝေကဖြစ်တာပဲဘယ်ကနေကင်းစိတ်တာလဲဆိုရင်နိဝရဏတရားတွေကနေကင်းစိတ်တဲ့အတွက်ဝိဝေကဖြစ်တဲ့သဘောတစ်ခါဝိဝေကဖြစ်ပြီးတော့ဘာတွေရအောင်မှလဲပီတိတွေရှိအောင်မယ်ဒုက္ခတွေရအောင်မယ်ဒါဆိုရင်ဒီနေရာမှာပီတိဆိုတာဘာလဲနှစ်သက်ခြင်းလက္ခဏာရောင်ရဲခြင်းလက္ခဏာစောင့်မဖြစ်မဲ့လူလေးတွေကဒီတဲ့က definition ပုံစံလေးတွေကျက်လို့ရတယ်เนาะတစ်ခုကျက်ရင်ရပါတယ်တက်ခြင်းလက္ခဏာရောင်ရဲခြင်းလက္ခဏာတက်ကြွတဲ့သဘောပေါ့ပီတိဆိုတာလေအဲ့ဒီထဲမှာပီတိ5မျိုးလဲခဏမေးတတ်ပါတယ်ပီတိ5မျိုးထဲမှာခုတ်တကာပီတိရှိမယ်ခဏိကာပီတိရှိမယ်အောက်ကန္တိကာပီတိဥပ္ပေကာပီတိနဲ့ဖရဏပီတိဆိုပြီးရှိပါတယ်ခုတ်တကာဆိုတာတင်းငယ်တာပေါ့ဘာမှမဆိုလို့ကြားဘူးမှာပေါ့နော်တုတ်တန်နိကေထဲမှာခုတ်တကာနိကေဆိုတာလေအတူအသေးလေးတွေဆိုတော့တင်းငယ်တော့နှစ်သိမ့်မှုခုတ်တိကာပီတိခဏလေးပဲဖြစ်လိုက်တာခ
ခနဲလေးပေါ့နော်တခဏကလေးပဲနှစ်သိမ့်မှုကတည်သွားတယ်ခဏိကာပီတိမမိတ်ဆွေတို့ကျမတို့ဖြစ်တဲ့ပီတိတွေနေမှာပေါ့နော်တခဏလေးပဲခဏိကာပီတိတခါလေးလေကိုကနေပြီးတော့အရန်ခက်ခဲနေတဲ့စာဆရာသမားရှင်းလိုက်လို့ပဲဖြစ်ဖြစ်တရားနာလိုက်ရလို့ပဲဖြစ်ဖြစ်ပြင်းထန်သွားတယ်ဖြတ်ခနဲလေးပေါ့တခဏပဲဖြစ်တာလေနောက်တစ်ခုကျတော့နည်းနည်းတိုးလာပြီအောက်ကန်တိကကျတော့တက်၍ဖြစ်တိုးပြီးဖြစ်တဲ့သဘောတခါဥပေကပီတိကြတော့များသွားပြီနော်ဖက်ကိုတောင်ကြွတက်စေတဲ့ပီတိလေအဲ့ဒါနဲ့ပတ်သက်တဲ့ဥပမာလေးလာလိုက်မယ်နော်တခါနောက်ဆုံးဖရဏာကြတော့တကူလုံးဟုတ်လားစက်သိမ်းမွေးညင်းတွေတဖြည်းဖြည်းထားတဲ့အထိကောင်းတဲ့စိတ်စားရုပ်တွေဖြစ်ကောင်းတဲ့စိတ်စားရုပ်တွေတကူလုံးကိုပြန့်နှံ့တဲ့နှစ်သိမ့်မှုဆိုတဲ့ဖရဏာပီတိဆိုပြီးတော့မှ5မျိုးရှိပါတယ်ခဏမေးတယ်နော်ကျမတို့အထက်ကျမ်းတွေမှာလည်းဘာအောင်ရှောက်မေးတယ်ပုဒ္ဒကာရဲ့ခဏိကာရဲ့အောက်ကန်တိကာရဲ့ဥပေကာရဲ့ဖရဏာရဲ့ဆိုပြီးပီတိမျိုးစား5မျိုးရှိပါတယ်အဲ့တော့အဲ့ဒီပီတိမျိုးစား5မျိုးကလေးကို तू ကဟာလားစာသဘောအရကြည့်မယ်ဆိုရင်ပုဒ္ဒကာပီတိဆိုတာခန္ဓာကိုယ်မှာစက်သိမ်းမွေးညင်းထသွားလောက်ကလေးပဲဖြတ်ခနဲဖြစ်ဟောခဏိကကြတော့လျှက်စီးလက်တလို့ပဲပြက်ခနဲပဲပေါ့နော်စက်သိမ်းမွေးညင်းထားတဲ့ပုံစံကလေးရဲ့လျှက်စီးလေးဖြတ်ခနဲလက်လိုက်တဲ့ပုံစံကလေးရဲ့ခဏိကာပီတိဆိုတာလေတက်၍ဖြစ်တာကြတော့ခန္ဓာကိုယ်မှာပြန့်ပြီးတော့လှိုင်းတဘိုးလိုမျိုးပေါ့နော်တိတ်ကနေဖြစ်တဲ့တဘောဥပ္ပေကကြတော့အာတီလွန်တဲ့အတွက်ကြောင့်မလို့ကောင်းကင်မှာတော့ခုံပြန်ကြော်သွားပြီးတော့နော်တက်စေနိုင်တဲ့အထီတဲ့စားဘူးတဲ့ဓမ္မမိတ်ဆွေတွေလည်းရှိမှာပါနော်အဲ့တော့ဒါလေးကိုစိတ်ထဲကပူဇော်ကြည့်ပါလားဓမ္မမိတ်ဆွေများတိတဲ့ဟာလားကြားဘူးလားတိလားဆိုတာလေးလေတိပြီးသားတွေဖြစ်မှာပါဘာလို့ဆိုတော့ဒါလေးကခဏပြောကြပါတယ်ဆရာတော်ကြီးလည်းတော်တော်ဟောပါတယ်နော်ဖတ်ကြည့်နော်ဖရင်နဲ့ပေါ်လာပြီဟုတ်တယ်မလားမမိတ်ဆွေများကြားဘူးပြီးသားဟုတ်လားဖျားသွားဖို့အတွက်ကိုလေကိုဝင်သေးဆိုပြီးထားခဲ့တာဒါပေမဲ့ဒီဖျားရှိခိုးတန်နေရွတ်တဲ့အတန်တွေကြားတဲ့အချိန်မှာစိတ်ကပီတိဖြစ်ပြီးတော့ခုန်ပြန်ပြီးတော့ကြွတက်သွားတာကိုယ်အိမ်ကသွားတဲ့သူတွေထက်တောင်ကြိုပြီးတော့မှအရှိမဘာဖြစ်ရောက်နေတာဓမ္မမိတ်ဆွေများနော်ဒါဒီကြွတက်တဲ့ပီတိအမြင့်ကိုကြွတက်စေတဲ့ပီတိအဲ့တော့မှမိဘတွေကလေဘယ်လမ်းကနေလာခဲ့လို့ဒီအရှိကနေကြိုရောက်နေတာလဲဆိုတဲ့အခါမှာဘာပြောလဲကောင်းကင်ကနေလာခဲ့တာမြေပြင်လမ်းနဲ့လာတာမဟုတ်ဘူးဆိုတော့ကောင်းကင်ဖြစ်ဆိုတာယဟန္တာတွေပဲသွားနိုင်တာဒီလိုသွားနိုင်တာလဲဆိုတော့လာရောင်နဲ့ဇေဒီကိုဖူးမြော်ပြီးတော့နေနေတဲ့အချိန်မှာဖျားကုံအာယုံပြုတ်လိုက်တဲ့အခါမှာအားကြီးတဲ့ပီတိဖြစ်လာအဲ့ဒီပီတိကဘာဖြစ်စေတာရက်နေတာလားထိုင်နေတာလားတော့မသိတော့ဘူးသူယူလိုက်တဲ့အာယုံနမိတ်ရှိရနေအောင်ပီတိကကောင်းကင်ကိုပြန်တက်စေပြီးတော့မှဇေဒီရင်မြေမှာတည်ပြီးသားဖြစ်နေတော့တာအိမ်ရလူတွေမရောက်ခင်ကြိုရောက်အိမ်ရလူတွေကမခေါ်သွားတော့ဘဲနဲ့ဖားခဲ့တာဗိုက်ကြီးတယ်လို့ပြီးတော့နော်ကြိုရောက်ဒါကိုပြောချင်တာဥပ္ပေကပီတိဆိုတာနော်ဟုတ်တယ်နော်ဓမ္မမိတ်ဆွေများအဲ့ဒါလေးတခါဖရဏပီတိရကြတော့တကိုယ်လုံးမှာလေဖြစ်မှုတ်တယ်လို့ပြည့်စေဖောင်းစေပြီးတော့စီပိုင်းကဲ့သို့ပေါ့ပြောရမယ်ဆိုပြည့်ရှံပြီးတော့ပေါက်ထွက်တော့မယ်အတိုင်းပေါ့နော်ပီတိဖြစ်လုံးအာကြီးလုံးလို့ပေါက်ထွက်တော့မယ်ဘူပေါင်းတစ်လုံးလို့နော်ဥပမာလေးကပေးထားတာပါအဲ့ဒါဆိုဒီပီတိမှာပဲရက်နေမှာလားမရက်ဘူးနော်တမာတိကိုတတ်မယ်ပီတိ5ပါးဒီတဲ့နော်ပတ္တိဖြစ်ကြောင်းကိုဝင်ကိုယူလေးရဲ့ရင့်ချက်ချင်းတို့ရောက်လျင်ဆိုတာကဒီတိုင်းမနေဘူးလေပီတိဆိုတဲ့ကိုဝင်ကိုယူပြီးတော့မှကျမတို့ရင့်ချက်ပြီးဆိုလို့ရှိရင်ကာယပတ္တိစိတ်တပတ္တိတွေကိုဖြစ်စေပါတယ်တဲ့ပီတိကနေမှတစ်စင်ပတ္တိတွေဖြစ်စေတာဘာကိုယူလိုက်တာလဲပီတိကပတ္တိဖြစ်ခြင်းတဲ့အတွက်ကြောင့်မို့လို့ကိုဝင်ယူပြီးတော့မှပတ္တိကိုဖြစ်စေပတ္တိကလည်းပဲဒုက္ခဖြစ်ခြင်းတဲ့အတွက်ကြောင့်မို့လို့ကိုဝင်ယူပြီးတော့မှရင့်ချက်ခြင်းဆိုတာတဖြည်းဖြည်းနဲ့ပေါ့မွေးပြီးတော့မှရင့်ချက်အောင်လုပ်တဲ့သဘောအဲ့တော့ပီတိကနေပတ္တိကနေပြီးတော့မှဒုက္ခကနေပြီးတော့မှတမာတိလို့ပြောလိုက်တာနော်ပီတိ5ပါးဒီပတ္တိဖြစ်ကြောင်းကာယပတ္တိစိတ်တပတ္တိကိုဖြစ်စေတယ်ပီတိကနေပြီးတော့မှပတ္တိဖြစ်တယ်ပြောတာဖြစ်လာရင်လည်းပတ္တိဒီကာယရောစိတ်တရောပါတယ်စိတ်တွေစေတသိက်တွေကိုပြောတာပတ္တိဒီလည်းပဲဒုက္ခဖြစ်ကြောင်းလို့ပြောတာဖြစ်တဲ့အတွက်ဒုက္ခတွေဖြစ်လာပြီဆိုရင်ကာယကဒုက္ခတွေရောစေတသိက်ကဒုက္ခတွေရောပြည့်စုံလာတာဟောဒုက္ခတွေလည်းပဲတမာတိဖြစ်ကြောင်းတမာတိတွေဖြစ်လာပြီဆိုလို့ရှိရင်လည်းပဲတမာတိ3ပါးခဏိကရဲ့ဥပ္ပစာရရဲ့အပ္ပနာရဲ့ဇန်အထိတောင်ရနိုင်တယ်ဘယ်ကနေဆွဲခေါ်သွားလိုက်တာလဲပီတိကနေဆွဲခေါ်သွားလိုက်တာပီတိပတ္တိဒုက္ခတမာတိဆိုဆွဲခေါ်သွားလိုက်တာနော်နောက်ဆုံးမှာအပ္ပနာတမာတိဖြစ်စေပါတယ်တဲ့ဒါဆိုရင်ဒီနေရာမှာတော့တဲ့ပြောချင်တဲ့ပီတိဒီဘာကိုပြောချင်တာလဲဆိုတော့အပ္ပနာတမာတိရဲ့အရင်းအမြစ်ရှေးတုန်းကနော်ဇန်အနီးနားမှာရှိခဲ့တဲ့ဥပ္ပစာရတမာတိနဲ့ရှင်လို့ရှိရင်အစဉ်တိုင်းပွားပြီးတော့မှ
ဖြစ်လာတဲ့ပီတိကိုပြောချင်တာပါပီတိ၅ပါးတွေမှာကြတော့ပီတိ၅ပါးထဲမှာနော်ရှေ့မှာဖြစ်ခဲ့တဲ့ကိုအခုတောက်လျှောက်ပွားနေခဲ့တဲ့ပီတိနဲ့အစဉ်အတိုင်းဖြစ်လာတဲ့ပီတိကိုပြောချင်တာပါဒုက္ခချမ်းသာဆိုရင်လည်းပဲဥပမာလေးတွေ definition လေးတွေဖတ်မယ်တာယာစေတတ်တဲ့အတွက်ကြောင့်ဒုက္ခရှင်ဘတရားတို့ကိုပွားခြင်းကိစ္စရှိတဲ့အတွက်ကြောင့်ဒုက္ခဟောပီတိနဲ့ဒုက္ခအထူးဆိုလဲဓမ္မမိတ်ဆွေများကြက်လို့ရတယ်เนาะဖြေမဲ့ပုံကိုယ်တွေလေဥပမာလေးကတော့ဗာနဲ့ပဲမှတ်ထားမလဲဆိုရင်တေခန္ဓာရခရီးထဲမှာသွားနေတဲ့ရေကိုမြင်တယ်။အော်ရေတောက်ရတော့မှာပဲဆိုပြီးတော့မှဖြစ်တာဒီပီတိဒီမတောက်ရသေးဘူးเนาะတောက်ရတော့မယ်ဆိုပြီးတော့မြင်ပြီးတော့မှနှစ်သက်တာဒီပီတိတကယ်တောက်လိုက်တော့မှဒုက္ခဆိုတဲ့ချမ်းသာကိုခံစားရတာဖြစ်ပါတယ်။ဒါဆိုရင်ဓမ္မမိတ်ဆွေများဝိဝေကဇံပီတိဒုက္ခအထိပြီးတော့ဥပတမစ္ဆပြည့်စုံတယ်။ဘာနဲ့ပြည့်စုံတာလဲဒီပထမဇန်ကိုရဖို့အတွက်ပထမဇန်ကိုရောက်ဖို့အတွက်ပထမဇန်နဲ့တိတွေ့ဖို့အတွက်ပထမဇန်မျက်မှောက်ပြုဖို့အတွက်အကုန်ပြည့်စုံသွားပြီလေ။ဘာဝိတကတာဝိစာရဝိဝေကဇံပီတိဒုက္ခဆိုပြီးတော့မှပြည့်စုံသွားပြီးတော့မှဝိဟာရတိနေဤဆိုတာဒီပထမဇန်တက်စားရဖြစ်သွားတာပေါ့ပြောချင်တာပါဒီအာယုံကလေးပေါ်မှာအကုန်လုံးစုစည်းပြီးတော့အညီအမျှအလုံးလုံးနေပြီဖြစ်တဲ့အတွက်ညတာသွားတာဖြစ်တဲ့အတွက်ပထမဇန်လေးရသွားပြီလို့ပြောလိုက်တာပထမဇန်ရရင်သိကြတယ်လေနိဝရဏတွေကိုဖဲ့ပြီးရောအဆိုနိဝရဏတွေကဘာတွေလဲကာမိသနာကာမဂုဏ်လွှမ်းမိုးခံရတဲ့စိတ်တွေယာဘာရဒေါသတွေမကျေနပ်တာတွေနှိမ့်ဆက်တဲ့စိတ်တွေပေါ့နော်ယာဘာရဆိုတာသူများကိုပဲနှိမ့်ဆက်တာမဟုတ်ဘူးကိုယ်လည်းနှိမ့်ဆက်တယ်ကိုကဒေါသဖြစ်လို့သူများကိုနှိမ့်ဆက်လိုက်တယ်ထင်တာအဲ့ဒေါသကိုယ်ကနှိမ့်ဆက်နေတာဖြစ်တဲ့အတွက်နှိမ့်ဆက်အပ်တဲ့စိတ်လို့သုံးလိုက်ပါယာဘာရကိုနာမိတ်တာလွှမ်းမိုးနှိမ့်ဆက်ခံရတဲ့စိတ်တွေနော်ဥပ္ပစ္စကုကုစာတွေဝိသိကိစ္စတွေစသဖြင့်ပေါ့နော်ဒီ၅ပါးကိုလည်းပယ်လိုက်တာဖြစ်တဲ့အတွက်နိဗ္ဗာန်၅ပါးကိုပယ်တာနဲ့ပထမဇန်ဖြစ်တာပဲပထမဇန်ဖြစ်တာနဲ့နိဗ္ဗာန်၅ပါးကိုပယ်တာပဲ vice versa ပဲဒါမှမဟုတ်များနော်တခါအင်္ဂါ၅ပါးနဲ့ပြည့်စုံတယ်ဆိုတာဘယ်သူကိုပြောတာလဲဆိုရင်ဇန်အင်္ဂါ၅ပါးနဲ့ပြည့်စုံတာပါဒါမှမဟုတ်များဇန်အင်္ဂါ၅ပါးလက်ချိုးပြီးပူဇော်ကြည့်ပါဦးဝိတ္တမိစ္ဆာပိပိဒုက္ခဧတကတာဒါဆိုဇန်ငါ၅ပါးနဲ့ပြည့်စုံသွားပြီဆိုလို့ရှိရင်ဇန်ငါ၅ပါးဘာတွေလဲဒီမှာမိတ်ဆွေပြီးသားဝိတ္တတိအာယုံမှာစိတ်ကိုတင်ပြီးတယ်ဝိစာရတိအာယုံမှာစင်ကြယ်သုံးသက်ပြီးတော့ပီတိတိဟာလာတကူလုံးပြန့်နှံ့ပြီးတော့ဒုက္ခလည်းတကူလုံးမှာပြန့်နှံ့တာပဲဒါပေမဲ့ပီတိကနှစ်သက်တဲ့ဒုက္ခချမ်းသာတဲ့နောက်ဆုံးဧကဂတကြတော့မှစူးဆိုင်ပြီးတော့မှဘာဖြစ်သွားတာလဲမြဲသွားတာပေါ့နော်ဒီအာယုံကလေးပေါ်မှာဘာဒီတဲ့ကောင်းခြင်း၃ပါးလက္ခဏာရှိတယ်ဆိုတာခုနပူဇော်လိုက်တဲ့တိဝိဒကလျာဏလေခုနပါဠိတော်ကြီးအကြောင်းကိုသူကဖြတ်ပြီးတော့ဥပမာလေးတွေနဲ့အဓိပ္ပာယ်လေးတွေပြန်ပြောတာနော်ကျမတို့စစွာဥဆောင်ပူဇော်လိုက်တဲ့ဝိဝိစေဝကာမေဟိဝိဝိစအကုတလေဟိဓမ္မေဟိစသဖြင့်ပေါ့အဲ့ဒီထဲမှာကလျာဏဆိုပြီးတော့ကျမတို့ပြောတယ်တိဝိဒကလျာဏဆိုတာ၃ပါးကောင်းခြင်း၃ပြားကောင်းခြင်း၃ပါးပါလေအစလဲကောင်းတယ်အလယ်လဲကောင်းတယ်အဆုံးလဲကောင်းတယ်ဘာကြောင့်လဲဇန်ရာကြောင့်အကျင့်ဟာပထမဇန်ရဲ့အစပဲဥပိ္ပခါပွားလိုက်တာဒီပထမဇန်ရဲ့အလယ်ပဲဇန်ရလို့ကျင့်တတ်သွားတာဒီပထမဇန်ရဲ့အဆုံးပဲဒါကြောင့်အစရဲ့လက္ခဏာကဘာတွေလဲဒီဝရဏတွေကနေကျင်းသွားတာတေချာပေါက်ကတော့နော်ဒါကစင်ကြဲတဲ့အတွက်ကြောင့်မို့လို့တမာတိနမိတ်တွေကျင့်တဲ့အတွက်ကြောင့်တမာတိနမိတ်တွေကပြေးဝင်ပြောချင်တာကစလေဆုံး၃ပါးလုံးကောင်းတယ်အလယ်မှာလည်းဒီလိုပဲသင်ကျဲတဲ့စိတ်ကိုကိုကဥပိ္ပခါထားနိုင်တယ်ဟုတ်လားလမ်းတော်ကိုသွားလို့တဲ့စိတ်ကိုလူရှုနိုင်တယ်ကိလေသာအဖို့မရှိဘဲနဲ့တခုတည်းတော့အဖြစ်မှာတည်နေတဲ့အပ္ပနာစိတ်အာယုတခုတည်းမှာတည်နေတဲ့အပ္ပနာစိတ်ကိုဥပိ္ပခါနဲ့ပွားလိုက်တာဒီအလယ်မှာဥပိ္ပခါလို့ပြောလိုက်ပါနော်ဥပိ္ပခါလို့ပြောပြီးတော့မှဟောနောက်ဆုံးမှာကြည်တာရွှင်လန်းတော်မယ်လေဘလို့ကြည်တာရွှင်လန်းမလဲအဆုံးမှာပထမဇန်စိတ်မှာဖြစ်တဲ့တရားတွေကအချင်းချင်းမလွန်ဘူးဆိုတော့ဟိုတစ်ဘက်ကပြောခဲ့သလိုပဲကျမတို့တွေဟာဝိတ္တတွေလည်းသိတယ်ဝိစာရတွေလည်းသိတယ်ဒါပေမဲ့ဘာဖြစ်လို့ပထမဇန်မဖြစ်တာလဲဆိုရင်အဲ့ဒီဇန်အင်္ဂါ၅ပါးဟာအညီအမျှမဖြစ်သေးလို့ဒါဆိုရင်အခုဒါဇန်ရသွားပြီဆိုတော့ဇန်အင်္ဂါတွေဟာဘာဖြစ်သွားပြီလဲပထမဇန်မှာဖြစ်တဲ့တရားတွေဆိုတော့ဇန်အင်္ဂါ၅ပါးပဲဆိုကြပါစို့အချင်းချင်းမလွန်ဘူးဆိုတော့ညီမျှနေတဲ့သဘောညီမျှနေတဲ့အတွက်ရှင်လန်းနေတီးလင်းနေအိန္ဒြေတွေကလည်းညီမျှမျှပဲเนาะအိန္ဒြေတွေညီမျှတယ်ဆိုတော့နှိပ်စရာလည်းမလိုတော့ဘူးပင့်စရာလည်းမလိုတော့ဘူးအားလုံးဟာအညီအမျှတွေဆောင်ရွက်ကုန်ပြီတခါအဲ့ဒီအိန္ဒြေတို့နဲ့လျော်တဲ့ဝရိယကိုစောင့်နိုင်တဲ့အတွက်ခြေနှက်တာပြီးတော့မှဒီတရားကိုမှီဝဲရပါလားဆိုပြီးတော့ခြေနှက်တာမှာပဲဆိုများဒါဒီစလေဆုံးကောင်းခြင်း၃ပြာနဲ့ပြည့်စုံတဲ့သဘောဖြစ်ပါတယ်အကျယ်လေးတွေကတော့အောက်မှာပါပါတယ်เนาะဒါပေမဲ့အထူးတလဲအကျယ်ကြီးမရှိပါဘူးနံပါတ်1ဒီကောင်းခြင်း၃ပြာမှာနံပါတ်1ဒီဇံရာကြောင့်အကျင့်မှာစင်ကြယ်တယ်နံပါတ်2ဒီလစ်လူရှုတယ်ဥပိ္ပခါပွားတဲ့သဘောနံပါတ်3ဒီပြည်တာရွှင်လန်းတဲ့သဘောဖြစ်ပါတယ်
ဒါဆိုဒါကဇန်နဲ့ပတ်သက်တဲ့ကောင်းခြင်း၃ပြပြီးတဲ့အခါမှာကျမတို့ဒီပထဝီကတိုင်းကိုအာယုံပြုတဲ့ပထမဇန်ကိုရပြီဆိုတာလေးနဲ့အခန်းတက်လိုက်တယ်လေအဆုံးတက်လိုက်တယ်ဒါဆိုရင်ပထမလို့ဘာလို့ပြောတာလဲရှင်းပါတယ်အစအနေရည်တာကိုရေတွက်ချင်းအစဉ်အားဖြင့်ရှေ့ကြတယ်ဆိုပထမဦးဆုံးရည်တယ်လို့ပြောလိုက်တာပထမဦးဆုံးခေါန့်လုပ်တဲ့အတွက်ပထမဇန်မြည်တယ်ပထမဦးဆုံးဖြစ်လို့ပထမဇန်မြည်တယ်ပထမမြည်တယ်ဇန်လို့ဘာလို့မြည်တာလဲဇန်ရဲ့ definition เนาะဒုတာဓမ္မမှာမေးသွားတယ်ပထဝီကတိုင်းအာယုံကိုကတ်ရှုတတ်သောကြောင့်၎င်းနိဝရဏတရားတွေကိုလောင်ကျွမ်းစေတတ်သောကြောင့်၎င်းဇန်မြည်တယ်နှစ်ချက်ရှိပါတယ်ကျမတို့ကအခုပထဝီကတိုင်းအကြောင်းပြောနေလို့ရှေ့မှာပထဝီကတိုင်းကိုထည့်လိုက်တာအာယုံကိုကတ်ပြီးတော့ရှုတတ်သောကြောင့်၎င်းနိဝရဏတရားတွေကိုလောင်မြိုက်စေတတ်သောကြောင့်၎င်းဇန်မြည်ပါတယ်ဒါကပထမမြည်ပုံရဲ့ဇန်မြည်ပုံရဲ့ပထဝီကတိုင်းလို့ဘာလို့မြည်တာလဲဆိုတော့ရှင်းပါတယ်မြေအဝင်းသည်ပဲလေပထဝီကတိုင်းကျမတို့ရှုမဲ့အလုံးစုံအကျွင်းမဲ့ဆိုတာတဏ္ဍဘာမှမကြည့်တော့ဘူးဘေးပတ်ဝန်းကျင်လည်းမကြည့်တော့ဘူးဘာမှလည်းမတွေ့တော့ဘူးဒီမြေဆိုပြီးပထဝီကြီးကိုပဲကြည့်နေတော့မှာလေဒါကြောင့်မို့လို့အလုံးစုံအကျွင်းမဲ့ရှုအပ်တဲ့အနက်သဘောကြောင့်အဲ့ဒီမြေအဝင်းကြီးကိုပဲကတိုင်းလို့ခေါ်လိုက်တာအဲ့ဒီစီးအပြင်ကိုလုံးဝမကြည့်တော့ဘူးစိတ်လည်းဝင်စားတော့ဘူးတဲ့လည်းမကြည့်တော့ဒါကိုပြောချင်တာနော်မြေအဝင်းကိုမှီပြီးတော့ရအပ်တဲ့နမိတ်ကိုလည်းပဲပထဝီကတိုင်းလို့ပြောတယ်ဘယ်နမိတ်လဲပရိပါကနမိတ်တခါဇန်ကိုလည်းပဲပထဝီကတိုင်းလို့ခေါ်တယ်ဒီပထဝီကတိုင်းမှာရလိုက်တဲ့ပရိပါကနမိတ်အဲ့ဒီပရိပါကနမိတ်ကိုမှအမိပြုတ်ပြီးတော့မှနောက်ဆုံးရလိုက်တဲ့ဇန်ကိုလည်းပထဝီကတိုင်းလို့ပြောတာဖြစ်တဲ့အတွက်ပထဝီကတိုင်းမြေပုံဆိုရင်အဆင့်၃ဆင့်ရှိတယ်မြေကြီးအဝင်းအဝိုင်းပထမအဆင့်ဖြစ်တဲ့မြေကြီးအဝင်းအဝိုင်းကိုလည်းပထဝီကတိုင်းအဲ့ဒီမြေကြီးအဝင်းအဝိုင်းကိုကြည့်နေတဲ့မှာရလာတဲ့ပရိပါကနမိတ်ကြီးကိုလည်းပထဝီကတိုင်းအဲ့ဒီမြေကြီးအဝင်းအဝိုင်းကိုကြည့်နေတဲ့မှာရလာတဲ့ပရိပါကနမိတ်ကိုအမိပြုတ်ပြီးတော့မှဖြစ်ပေါ်လာတဲ့ဇန်ကိုလည်းပထဝီကတိုင်းဆိုပြီးတော့ကျမတို့ကအဆင့်၃ဆင့်အခြေခံကနေစပြီးခေါ်လိုက်တာကတိုင်းဝင်းလဲပထဝီကတိုင်းပဲပထဝီကတိုင်းဝင်းကိုကြည့်ပြီးတော့ဖြစ်လာတဲ့ပရိပါကနမိတ်လဲပထဝီကတိုင်းပဲအဲ့ဒီပထဝီကတိုင်းဝင်းကြီးကိုကြည့်ပြီးတော့ဖြစ်ပေါ်လာတဲ့ပရိပါကနမိတ်ကြီးကိုအာယုံပြုတ်ပြီးတော့ရလာတဲ့ဇန်ဒီလဲပဲပထဝီကတိုင်းဆိုပြီးတော့အခြေခံကနေစပြီးဟိုအဆုံးအထိပထဝီကတိုင်းတစ်မျိုးတည်းနဲ့၃ခုပေါ့ခွဲပြီးခေါ်လိုက်ပါတယ်ဒါဆိုရင်ကျမတို့ပထဝီကတိုင်းပြီးပါတယ်နော်ပထဝီကတိုင်းနဲ့ကျမတို့ဇန်ရတယ်ပထဝီကတိုင်းနဲ့ဇန်၅ပါးလုံးရပြီးပြီဆိုရင်ကြာမြင့်စွာတည်ဖို့အတွက်ဘာလုပ်ရမလဲအခုနောက်လို့ဖက်ခနဲလေးဇန်ရပြီးဘဝင်ကြပြီးနောက်တစ်သလုံးပြန်မရတော့တဲ့ကိစ္စမျိုးတွေမဖြစ်စေဖို့အတွက်ဘာလုပ်ရမလဲဆိုတော့ကျမတို့လိုအပ်တာပေါ့နော်ဟုတ်လားဘာလုပ်ဖို့လိုလဲဆိုတော့အဲ့ဒီပထမဇန်ကိုပြန်ရတယ်ပထမတစ်ခေါက်တရားစခန်းဝင်တော့လေအဲ့လိုမျိုးလေနောက်မဖြစ်ဘူးနောက်တစ်ခါများဖြစ်အောင်မလားဖြစ်ဘူးတယ်နော်လူတိုင်းဆိုတော့အဲ့လိုဖြစ်ချင်တယ်ဆိုရင်ねဘာလုပ်ထားအောင်လဲဆိုတော့မှတ်ထားဒီပထမဇန်ကိုရခဲ့တယ်ဆိုရင်ယောဂီကအဲ့ဇန်ကိုရတဲ့အချိန်တုန်းကအဲ့ဒီရက်အဲ့ဒီနေ့အဲ့ဒီလအဲ့လိုအခြေအနေမျိုးတုန်းကတရားရှင်ဝင်နေလားလူဝင်နေလားဘာတွေစားခဲ့လဲအဲ့နေ့ကဘောဇင်လဲမှတ်မိရမယ်ပုံကိုနားမှာရှိတဲ့ပုံကိုဟာလာကြောင်းကိုထိုင်ခဲ့တဲ့ဟာလာပုံစံဣရိယာပုတ်အချိန်ကာလတွေကိုသေချာမှတ်ပြီးတော့မှတကယ်လို့ကိုယ့်ရဲ့တမာရီကနှုတာကိုဘကနဲ့ဇန်ကစိတ်ကတခဏဖြစ်ပြီးတော့ဘကနဲ့ဘဝင်ပြန်ကြတဲ့ကိစ္စဘလို့ထိမ့်မလဲနော်ဒါကြောင့်သေချာမှတ်သားပြီးတော့နှုတဲ့တမာရီကပျောက်ခဲ့မယ်ဆိုရင်တဲ့အဲ့ဒီအချင်းရာအတိုင်းပြန်လုပ်ပါတဲ့နော်အဲ့ဒီအစာပြန်စားအဲ့ဒီပုံကိုအဲ့အချိန်မှာရှိတဲ့ပုံကိုရှိမယ်နော်အဲ့ဒီတောင်းရှိမယ်အဲ့ဒီဣရိယာပုတ်ရှိမယ်အဲ့လိုအကုန်လုံးအစအဆုံးပြန်လုံးလို့ပြောချင်တာနော်အဝါဝစွာမလေးလာအပ်သေးတဲ့တမာရီကိုလေးလာတဲ့တေးကြတာပေါ့အမဝါလို့ကျမတို့နာထွက်သွားတာလေအဝါဝစွာမလေးလာအပ်သေးဆိုကိုမတေးချာမထိန်နိုင်သေးတာဒီတမာရီကိုအဲ့ဒီတမာရီကိုအဖန်ဖန်ပြန်ဝင်စားနိုင်ပါတယ်တဲ့အဖန်ဖန်ပြန်ဝင်စားဖို့အတွက်ကိုအစပြန်လုပ်ခိုင်းတာနေရာရောအစားအသောက်ကောကြောင်းရောဣရိယာပုတ်ကောကိုအရင်တော့ရခဲ့ဘူးတဲ့ပုံစံမျိုးအကုန်ပြန်လုံးလို့နော်အဲ့တော့ဥပမာလေးဗာပေးထားလေသားမီးရဲ့အမြင်ကိုမှန်အောင်ဖြစ်နိုင်တဲ့လေးသမားအမီးကိုမဟုတ်ဘူးနော်အမီးရဲ့အမြင်ကိုမှန်အောင်ဖြစ်နိုင်တဲ့လေးသမားဆိုအင်မတန်မှတဲ့ရမယ်တမာရီရှိရမယ်လွဲလို့မရအောင်ဒါခါကျွမ်းကျင်လိမ္မာတဲ့ဇရော်ကဲနော်ကျွမ်းကျင်လိမ္မာတဲ့ဇရော်ကဲရပဲလေစားဘလောက်ထည့်လိုက်တယ်ဟာလာအချိန်ဘလောက်ထည့်လိုက်တယ်ရေဘလောက်ထည့်လိုက်တယ်စသဖြင့်မှတ်သားသလိုပါပဲတဲ့အဲ့တော့ဒီမှာလေးသမားဥပမာနဲ့ဇရော်ကဲဥပမာအိမ်မှာဖတ်ကြည့်နော်ဒီမှာမိတ်ဆွေများဇရော်ကဲဥပမာဆိုရင်လည်းပဲ तू ကလေအစအဆုံးပေါ့ဒီထဲမှာပါသမျှဟင်းနေအကုန်လုံးကို तू ကမလုပ်တာလဲဆိုရင်အကုန်လုံးကိုမှတ်ထားတာနော်ဘလို့တော့မှတ်ထားသေးလဲဆိုရင်ငါရှင်ချက်ပြီးလို့နော်ဘယင်ကဖုံးပေးတဲ့ပွဲတော်တဲတဲ့အခါမှာလဲဒီဟင်းကိုနှစ်သက်သလား
ဟိုဟင်းကိုလက်လှမ်းသလားဟိုဟင်းကိုနည်းနည်းပဲနှိုက်တာလားဟိုဟင်းကိုအများကြီးနှိုက်တာလားဟိုဟင်းကိုချီးမွမ်းသလားဟိုဟင်းကိုချင်းနေပြောသလားစသဖြင့်ပေါ့အစာအဆုံးအကုန်လုံးမှတ်ထားတယ်လို့မျိုးတဲ့နော်လေးသမားဥပမာနဲ့စရောကဲဥပမာလေးကိုပေးထားပါတယ်ဘာဥပမာလဲဆိုလို့ရှိရင်အစာအဆုံးမှတ်ထားအစာအဆုံးမှတ်ပြီးတော့အဲ့ဒီအတိုင်းပြန်ကျင်လို့ပြောတာနော်ဒါဆိုရင်တဲ့ဒီဇန်တွေကိုထိန်းထားဖို့အတွက်ကကျမတို့ကဘာလုပ်ရလဲဆိုရင်နိဝရဏတရားတွေကိုကောင်းစွာစင်ကြယ်အောင်တုတ်တင်ပြီးမှကြာမြင့်စွာတည်နိုင်တယ်ဆိုတော့အဲ့ဒါကြည့်ပဲဘာဖြစ်လို့ပြန်မရတာလဲဆိုတော့နိဝရဏတရားတွေကြီးစိုးလို့ပြန်မရတာစာကြက်တာတောင်ရှိတယ်နော်ဒါလည်းသုဒ္ဓဓမ္မထင်ပါတယ်တုတ်တံမှာလားသုဒ္ဓဓမ္မမှာလားတော့မပြောတတ်တော့အဲ့မှာမေးထားတယ်ကိုကြက်မှတ်ထားတဲ့စာတွေမိသွားတာဘာကြောင့်လဲတဲ့ကြက်မှတ်ထားတဲ့အချိန်တုန်းကနိဝရဏတရားတွေရောနေခဲ့လို့မမှတ်မိတာပါတဲ့ဟောတချို့စာတွေကြတော့တောက်လျှောက်အများနဲ့မှတ်မိနေတာဘာကြောင့်လဲဆိုတော့ကြက်မှတ်လေးလာမှတ်သားနာယူပူဇော်စီးပူးနေတဲ့အချိန်တုန်းကနိဝရဏတရားတွေကင်းနေတဲ့အတွက်အဲ့ဒီစာကိုတောက်လျှောက်မှတ်မိတာပါဆိုတာမျိုးလေးရှိခဲ့တာဖြစ်တဲ့အတွက်ဓမ္မမိတ်ဆွေများဒါဒီလဲပဲဘာဖြစ်လို့ကြာမြင့်စွာတည်တာလဲဆိုတဲ့အကြောင်းရင်းဒီနိဗ္ဗာန်တရားတွေကိုကောင်းစွာစင်ကြယ်တုတ်တင်ပြီးမှသာတည်နိုင်တာဖြစ်ပါလေတဲ့ပြီးရင်လည်းကျမတို့ကဘာလုပ်ရမလဲဆိုတော့နမိတ်ကိုပွားရကိုရထားတဲ့နမိတ်ကိုပွားရမယ်နော်ခင်းသားငယ်တို့ဟာအတောင်နေပေါက်တဲ့အချိန်ကနေစပြီးတော့မှဖြည်းဖြည်းချင်းပြန်ကျင့်တာပေါ့နော်မိတ်ဆွေများအစဉ်အတိုင်းလာနေထံကိုဖြည်းဖြည်းချင်းသွားသလိုပဲယောဂီယဟန်ကလည်းတဲ့နမိတ်ကိုအပိုင်းအခြားလေးနဲ့ပွားရပါမယ်တဲ့နော်ဟုတ်လားပရိပါကနမိတ်ကိုဘလို့ပွားမလဲပါကနမိတ်ကိုတပိတ်ခွက်ရောက်တွေကိုပွားတဲ့နီးမုတ်ကိုပွားတဲ့နီးခမင်းကိုပွားတဲ့နီးနွယ်ကိုပွားတဲ့နီးအဝတ်ကိုပွားတဲ့နီးနဲ့ပွားရမှာမဟုတ်ဘူးလဲသမားလဲထွားမဲ့နေရာကိုအရင်သတ်မှတ်လိုက်တယ်အဲ့ဒီသတ်မှတ်ထားတဲ့အပိုင်းခြားအတွင်းမှာပဲထွန်ရမှာနော်တိမ်သမုတ်ရင်လည်းဒီလိုပဲအရင်ဦးဆုံးတိမ်သမိတ်ကိုမှတ်ပြီးတော့မှတိမ်သမုတ်တလို့ပါပဲတဲ့ယထာတိုင်းနဲ့နမိတ်ကတစ်လက်တစ်နှစ်လက်တစ်သုံးလက်တစ်လေးလက်တစ်အတိုင်းရှိအရင်ပိုင်းခြားလိုက်ပိုင်းခြားထားတဲ့အတိုင်းပဲနမိတ်ကိုပွားရမှာမပိုင်းပဲမပွားနဲ့စီတာလို့ပြောလိုက်တဲ့သဘောပြီးတော့မှဒါတဖြည်းဖြည်းနဲ့တထွာတို့တတောင်တို့ကြောင်းဦးတို့ကြောင်းဝိုင်းတို့ကြွာတို့ဏီကုန်းတို့ဖြည်းဖြည်းနဲ့အပိုင်းခြားကိုတိုးပြီးတော့ပွားရမှာဘာလို့လဲဆိုတော့ကျမတို့ပွားစီအပ်တဲ့ဟာတွေထဲမှာကတိုင်းတွေလည်းပါတယ်လေဘာကြောင့်ပြောလို့ရှိရင်ဒိဗ္ဗစက္ခုတို့ဒိဗ္ဗသောတာတို့အဘိညာဉ်တွေကြကန်နေကြလို့ရှိရင်အဘိညာဉ်တွေပြကန်နေကြလို့ရှိရင်ဒီလိုပွားထားမှဟိုးဝေးသောနေရာဆိုလဲနိုင်မှာဒီရေးတွေလေးတွေမြေးတွေကိုဟုတ်တယ်မလားနီးသောနေရာလားဝေးသောနေရာလားဒါကြောင့်မို့လို့ပွားအပ်တယ်အပိုင်းခြားလေးနဲ့တာပြီးတော့မှဖြည်းဖြည်းချင်းပွားခိုင်းတာအဲ့ဒီတော့မှနမိတ်ကပွားစီရအရက်မှာပဲမြင့်ရလားနှိမ့်ရလားမြင့်ရအရင်တိုက်စားတဲ့ကြောက်ကပါလားအညီညွတ်တဲ့တောင်အရက်လားဘလို့နေရာမျိုးမှာပဲဖြစ်နွားတရေကဲ့သို့တပြေးညီတယ်ဖြစ်မှာဟုတ်တာဗောဓမ္မမိတ်ဆွေများဓမ္မမိတ်ဆွေကိုဟာလာဒီရေပေါ်ကနေလက်လျှောက်ခိုင်းနေဆိုပါစို့ရေပေါ်ကနေဟိုကိုလက်လျှောက်ပြမယ်ဘေးကလူတွေအမြင်မှာတော့ရေပေါ်မှာရှောက်နေတာပဲဓမ္မမိတ်ဆွေကဘာဖန်ဆင်းရလဲဆိုတော့မြေကိုဖန်ဆင်းရတယ်ဖန်ဆင်းတိုင်းလဲတဖြောင်းနဲ့ဖြစ်ချင်မှဖြစ်မှာလေတချို့နေရာလေးတွေမှာခြိုက်နာတွေဝတ်တာတွေဖြစ်ရင်ဖြစ်နေနိုင်သေးတာပဲဟုတ်တယ်မလားဒါကြောင့်မို့လို့တပြေးညီတယ်ဖြစ်ဖို့အတွက်ကိုကဘာလို့ ရလဲပွားရတယ်ဒါပေမဲ့ကိုပွားဖို့အတွက်ကိုကြည့်လိုက်တဲ့ပိုင်းခြားတဲ့အရက်ကမြင့်တက်နေတာလည်းဖြစ်နိုင်တယ်နှိမ့်ကျနေတာလည်းဖြစ်နိုင်တယ်ဂျောက်ကဘာရှိတာလည်းဖြစ်နိုင်တယ်မညီညွတ်တဲ့အရက်တွေလည်းပဲဖြစ်နိုင်ပါတယ်နောက်တစ်ခုထပ်ပြီးဥပမာပေးတယ်တတိပေးတာပေါ့နော်ဇံကိုဝင်စားတာများတဲ့သူဖြစ်ရမယ်စင်ကျင်တာများတဲ့သူမဖြစ်ရဘူးနော်ဝင်စားတာများတဲ့သူပဲဖြစ်ရမယ်ဆိုတာဒီရာပြီးသားဇံကိုပြန်ပြီးတော့ဝင်စားနေရမှာဘာလို့ပါလဲပမာပတ်ယူတဲ့သဘောစင်ကျင်တာကြတော့ဉာဏ်နဲ့ပြန်ပြီးတော့ဒါကဒီလိုလားဟိုဟာကဟိုလိုလားဆိုပြီးတော့စင်ကျင်တာတွေများနေလို့ရှိရင်ထပ်ပြီးတော့အထက်ကိုမတက်နိုင်ဘူးနော်။ဒါကြောင့်ပရိပါကနမိတ်နဲ့ပထမဇန်ကိုယာဘီခါစားကိုပြောတာနော်။ယာဘီခါစားပုဂ္ဂိုလ်ဟာဇန်ဝင်စားခြင်းများတဲ့သူဖြစ်ရမယ်။ဟုတ်လားဝင်စားထားမှကိုယ့်ဟာကိုထိမ့်သိမ့်နိုင်ပါလေမဝင်စားရင်ပြန်လျှောမှာ哦စင်ကျင်တာများနေတဲ့သူမဖြစ်ရအောင်စင်ကျင်တာများတယ်ဆိုတော့ဒါလေးကဘလို့လေးလဲဝိတက်ကလေးလားဝိစာရကလေးလားဘလို့ဖြစ်နေတာလဲဆိုပြီးတော့ညံနဲ့စင်ကျင်နေတာထက်ဆိုင်လို့ရှိရင်အလေးအလာများအောင်လို့ဝင်စားဖို့အရေးကြီးပါတယ်အဲ့ဒါဆိုရင်အပြစ်ကဘာဖြစ်နိုင်လဲဆိုတော့စင်ကျင်များတဲ့ယောဂီကလေစင်ကျင်နေတာတော့စင်ကျင်ပေးတာမဟုတ်ဘူးဒီဇန်ကဘလို့လဲဆိုပြီးတော့မှစင်ကျင်နေတာများတော့သူ့မှာဝိတက်တရားများနေဝိတက်တရားများတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဇန်အင်္ဂါတွေကဘာဖြစ်လဲဆိုတော့ဂျုံရင်းကြမ်းတမ်းကုန်တာမှုမဖြစ်တော့သူကတစ်ချိန်လုံးစင်ကျင်နေတာဟုတ်လားကျမတို့လူတယောက်ကိုပေါင်းရင်လည်းအဲ့လိုပဲလေသူ့အရန်ကိုအတွင်းကြတွေနှိုက်ပြီးတော့ပေါင်းနေပြီဆိုလို့ရှိရင်သူ
အစင်မပြေမှုတွေကိုကျမတို့ကမြင်လာပြီလေဟုတ်တယ်မလားယုံရင်းကြမ်းတမ်းမှုတွေအားနည်းချက်တွေကိုကျမတို့ကမြင်လာပြီအဲ့တော့အစင်ပြေပေါင်းမြင်တယ်ဆိုရင်အရန်ဒီတေးကြီးတွေထက်ဝင်လိုက်မကြည့်နဲ့ဆိုတာအဲ့ဒါကိုပြောတာလေအစင်ချင်းချင်းများတဲ့ယောဂီကဇန်အင်္ဂါတွေကယုံရင်းကြမ်းတမ်းတယ်ဆိုပြီးတော့မှအားနည်းချက်တွေထင်တယ်ထင်လဲထင်ရော तू ကအဲ့နေရာမှာနေမဲ့ရက်ပြီးတော့အထက်ကိုမတက်နိုင်ဘူးအဲ့နေရာမှာနေမဲ့ तू ကရက်နေတာပေါ့နော်အစင်မပြေရှောတောင်ရှောနိုင်တဲ့သဘောဇန်တောင်ရှောနိုင်တဲ့သဘောဒါကြောင့်မို့လို့တဲ့ရပြီးသားဇန်ကိုထက်က digest ဖြစ်အောင်လို့ကြေပြုံမဝင်စားခဲ့ဘူးဆိုရင်အထက်ကိုလည်းရောက်ဖို့မလွယ်သလိုရပြီးသားတောင်ဆုံးရှုံးတတ်ပါတယ်တဲ့အဲ့ဥပမာလေးကလည်းအရန်ကောင်းတယ်နော်ဥပမာလေးကဘာပေးထားလဲဆိုတော့တောင်မှာပဲများစွာတက်စားလေးရှိတယ်စင်ញဉဏ်မရှိတယ်မိုက်မဲတယ်နွားမနော်တက်စားရနေရအောင်မသိတဲ့နွားမမညီညွတ်တဲ့တောင်မှာလှဲ့လေတက်စားဖို့အတွက်ဒီကျွမ်းကျင်လားဆိုတော့မကျွမ်းကျင်ဒါပေမဲ့အဲ့နွားမကဘာတဲ့လဲငါဒီမရောက်ဘူးသောအရက်ကိုရောက်ရမစားဘူးတဲ့မြက်တွေလည်းစားရမှာပဲရေးကြီးရမျက်နှူရပေါ့ဓမ္မမိတ်ဆွေများရဲ့ရေးကြီးရမျက်နှူရကိုသွားဖို့အတွက်အတန်အစီလည်းဖြစ်ပေါ့သူကဘာလုပ်လဲဆိုတော့ပြည့်ချေကိုကောင်းကောင်းမတီးသေးပဲနဲ့နောက်ချေကိုတွားမိရောက်တဲ့ကန်းလွတ်တဲ့သဘောနော်ရှေ့ချေကကောင်းကောင်းမတီးသေးဘူးနောက်ချေကိုတွားမိတာအဲ့လိုတွားမိတဲ့အချိန်မှာနွားမကဘာဖြစ်ရလဲမရောက်ဘူးတဲ့ရက်ကိုလည်းမရောက်ရပြန်ဘူးမစားဘူးတာလည်းမစားရဘူးမတောက်ဘူးတာလည်းမတောက်ရတဲ့အပြင်ကိုမူလအရက်ကိုလည်းချမ်းသာပြန်မရောက်ဘူးဆိုတော့အကုန်လွတ်ကုန်တာပေါ့ဟုတ်လားတစ်ခုကမမြဲသေးဘူးနောက်တစ်ခုကိုတွက်လှမ်းတဲ့သဘောတစ်ခုမပိုင်သေးဘူးနောက်တစ်ခုကိုလှမ်းတဲ့သဘောအဲ့ခါကျတော့ရှေ့လည်းမရနောက်လည်းမရဒါကိုပြောချင်တာဘာဖြစ်လို့ထို့သို့ဖြစ်တာလဲဆိုရင်မကျွမ်းကျင်မလိမ္မာလို့ဖြစ်တာဒါကြောင့်ဖြစ်တာကယာပြီးသားဇံကိုကျွမ်းကျင်လိမ္မာအောင်အဖန်ဝင်စားပေးပါလို့ပြောချင်တဲ့သဘောလာပါပြီ main character เนาะအဖန်အထက်ဝင်စားရမယ်ဝတိဘောအရေးကြီးပါတယ်ရထားပြီးသားဇံကိုကျမတို့ဝတိဘောဝင်စားရပါမယ်ဝတိဘောလို့ပြောလိုက်လို့ရှိရင်အဝိဇ္ဇနဝတိဘောပမာပဇနဝတိဘောအဒိဋ္ဌာနဝတိဘောဝုဋ္ဌာနဝတိဘောပစ္စဝခဏဝတိဘောဒါမိမ့်မဲ့ဓမ္မမိတ်ဆွေများပထမဇန်ရပြည့်ရင်ဒီပထမဇန်ကိုဝတိဘောခဏဝင်ပြီးရင်ဇန်ဝင်စားတမာဘက်ကိုခဏဝင်စားပြီးရင်ဝတိဘောပြန်ဝင်ပြောချင်တာလေဒီဝတိဘောမနိုင်ရင်မရဘူးပြောချင်တာ practice ပဲเนาะ practice ပဲအဲ့တော့အလိုအတိုင်းဖြစ်တာကိုကဝင်စားတော့မယ်ဆိုတာနဲ့တန်းပြီးတော့ဒီစိတ်ကလေးဖြစ်ဖို့အတွက်ကိုကဒီဝင်စားနေတာကိုရက်တက်လိုက်မယ်ဆိုတာနဲ့တန်းပြီးတော့မှရက်လိုက်နိုင်ဖို့အတွက်ကိုကဘယ်နှမိနစ်ပဲဝင်စားမယ်ဘယ်နှနာရီပဲဝင်စားမယ်ဆိုရင်အဲ့ဒီမိနစ်နိုင်အတိုင်းပဲဝင်စားနိုင်ဖို့အတွက်က practice ကြည့်မှရမှာဒါကြောင့်အဝိဇ္ဇနဝတိဘောဆိုတာဘာလဲအလိုရှိရအရက်မှာအလိုရှိတဲ့အချိန်အလိုရှိတဲ့ဇန်အင်္ဂါကိုအလိုရှိသလောက်ကာလပတ်လုံးဆင်ခြင်နိုင်မှုသင်ခြင်းချင်းနိုင်နှေးကွေးမှုမရှိခြင်းသည်အဝိဇ္ဇနာဒီအချိန်ဒီနေရာဒီလိုပုံစံဒီလောက်တိုင်းတာဆိုရင်ဝတ္တိကြတာမျိုးအဝိဇ္ဇနာဝတိပေါ့အဝိဇ္ဇံကိုပြောချင်တာလေဘောဓဝါရဝိဇ္ဇံတို့ပြင်စဒဝါရဝိဇ္ဇံတို့ဆိုတာအဝိဇ္ဇံစိတ်တွေနော်ပထမဇန်ကနေထားပြီးတော့မှအရင်ဦးဆုံးဝိတက်ကိုဆင်ခြင်တဲ့ယောဂီပထမဇန်ရပြီးပြီပေါ့နော်ပထမဇန်ရပြီးတာနဲ့ तू ကတန်းပြီးတော့ဝိတက်ကိုဆင်ခြင်လိုက်တယ်ဝိတက်ကိုဆင်ခြင်တဲ့အခါမှာဘဝင်ကိုဖြတ်ပြီးတော့မှဖြစ်တဲ့အဝိဇ္ဇံရဲ့ပြီးတာနဲ့ဝိတက်ကိုအာယုံပြုမယ်ဆိုရင်တဲ့အိန္ဒြေထက်တဲ့သူမှာဇော၄ချိန်ဖြစ်မယ်အိန္ဒြေမထက်တဲ့သူမှာဇော၅ချိန်စောတယ်ပြီးတော့မှဘဝင်ဖြစ်တာကိုဟုတ်လားရှေ့မှာပြောခဲ့တဲ့နော်ပရိကံဥပ္ပစာအနုလုံဘုဒ္ဓတော်ဘုဇံအဲ့ဒီဘဝင်နောက်မှာမှဝိစာရကိုအာယုံပြုတဲ့အဝဇံဖြစ်တာအဲ့လိုနဲ့ပဲဇံ၅ပါးတို့ကိုဆင်ခြင်ရမယ်လို့ပြောလိုက်တာဝိတက်ကိုဆင်ခြင်မယ်ပြီးရင်ဝိစာရကိုဆင်ခြင်မယ်အဲ့လိုဆင်ခြင်တဲ့အခါမှာလဲဇံ၅ပါးတို့မှာအပြက်အလက်မရှိအခုပြီးတာနဲ့တခုတန်းပြီးတော့မှဆင်ခြင်တာဒီအဝဇံလို့ပြောလိုက်တာနော်ဒါကအဝိဇ္ဇနဝတိဘောအဝိဇ္ဇနဝတိဘောထပ်ပို့ပြီးတော့လှင်မြန်တဲ့အဝိဇ္ဇနဝတိဆိုတာမရှိပါဘူးတဲ့ဘယ်အဝိဇ္ဇနဝတိထက်ဆိုင်လဲမြတ်စွာဘုရားရေမီးအစုံဘဘိုးပြာရီဟာကိုပြတဲ့နေရာမှာဟိုဘက်ကလည်းရေဒီဘက်ကလည်းမီးတပရိတ်သေးဖြစ်ဖို့ဆိုတာလွယ်တာမှမဟုတ်တာလှင်မြန်တဲ့အချိန်နဲ့ဖြစ်ရမှာလေဒါကြောင့်မို့လို့အရှင်သာရိပုတ္တရာစတော့အခြားပုဂ္ဂိုလ်တို့ဒီလည်းဤသို့သဘောရှိသောအခါရအပ်ပါတယ်တဲ့ဒီအဝိဇ္ဇနဝတိဘောကိုဘဝင်2ကြိမ်ချပြီးတော့မှဇော4ကြိမ်ပဲစောတဲ့အဝိဇ္ဇနဝတိဆိုတာအမြန်ဆုံးအဝိဇ္ဇနဝတိကိုပြောတာအဲ့ဒီအဝိဇ္ဇနဝတိကိုမြတ်စွာဘုရားရပါတယ်ဘယ်အချိန်မှာလဲရေမီးအစုံတကိုးပြတဲ့အချိန်မှာအရှင်သာရိပုတ္တရာတို့လည်းကြားနိုင်ပါရပါတယ်တဲ့ဘဝင်2ကြိမ်ချပြီးတော့ဇော4ကြိမ်စောတဲ့အဝိဇ္ဇနဝတိထက်ပိုပြီးလှင်မြန်တဲ့ဝတိဆိုတာမရှိဘူးဆိုတော့ဓမ္မမိတ်ဆွေများမှတ်ထားလို့ရတယ်အလှင်မြန်ဆုံးအဝိဇ္ဇနဝတိဆိုရင်ဘဝင်2ကြိမ်ပဲချပြီးတော့မှဇော4ကြိမ်စောပါတယ်တဲ့နော်နန္ဒောပနန္တနဂါမင်းကြီးရလဲပဲလေကျမတို့တားလိုက်နိုင်တာဟုတ်လားတားလိုက်နိုင်တာလေ
ဒီအဝဇန်ပေါ့နော်လင်းမြန်တဲ့အဟုန်ရှိတဲ့အတွက်ကြောင့်မို့လို့လင်းလင်းမြန်မြန်ဝင်စားလိုက်နိုင်တာအဝိဇ္ဇနာဝတိဘောဆိုတာလင်းလင်းမြန်မြန်ဝင်စားနိုင်တာကိုပြောတာနော်ကိုရိုးရိုးနားလည်လွယ်အောင်ပြောမယ်ဆိုရင်လင်းလင်းမြန်မြန်ဝင်စားနိုင်တာအဲ့လိုလင်းလင်းမြန်မြန်ဝင်စားနိုင်ဖို့အတွက်ကလည်း practice လုပ်ထားရမှာပေါ့ပမာပဿနာလည်းပထမဆုံးအလိုရှိတာအရက်အလိုရှိတဲ့အချိန်မှာလင်းလင်းမြန်မြန်ဝင်စားနိုင်မှုဒီလည်းပဲတမာပဿနာဝတိဘောလာပါပြီရှင်မာမောက်ကလန်ရဲ့နန္ဒောပဏ္ဏနဂါမေကိုဆုံးမရမှာလင်းမြန်စွာဝင်စားခြင်းကစွမ်းနိုင်ခြင်းသည်တမာပဿနာတကယ်လို့များတာရှင်မာမောက်ကလန်ကတမာပဿနာဝတိဘောမနိုင်မဲလင်းလင်းမြန်မြန်ဝင်စားနိုင်ဘူးဆိုရင်ပြကြသွားမှာလေနန္ဒောပဏ္ဏနဂါမေရဲ့ဒီမိကိုလွတ်တော့မဲ့ဟာကိုတော့မှ तू ကလှမ်းပြီးတော့အချိန်မီတန်းပြီးတော့မှဘာလုပ်လိုက်နိုင်တာလဲဖန်တားလိုက်နိုင်တယ်ဆိုတဲ့သဘောတမာပဿနာဝတိတခါအဋိဋ္ဌံဆိုလို့ရှိရင်လည်းပဲဘလောက်ဝင်စားကြတာလဲ24နာရီလား9မိနစ်လား15မိနစ်လား3ရက်လားစသဖြင့်လက်ဖြောက်တစ်ဖြက်ဒီအတိုင်းရှည်လားလက်ဖြောက်10ချက်ဒီအတိုင်းရှည်လားဒီဇံကိုဖားမယ်ဆိုပြီးတော့အဋိဋ္ဌာဏဝတိဝုဋ္ဌာဏကြတော့ဘယ်ချိန်ကြရင်ဇံကနေထမယ်ပေါ့ခုနပြောတဲ့လက်ဖြောက်10ချက်ဒီအတိုင်းထိအဋိဋ္ဌံပြုတ်ပြီးတော့မှလက်ဖြောက်10ချက်ဒီလည်းပြီးရောဇံကနေထတာဇံကနေထဆိုတော့မတက်ရက်လိုက်တာပြောတာမဟုတ်ဘူးเนาะဇံစိတ်ကလေးပြီးသွားတာကိုပြောချင်တာအဲ့တော့ကျမတို့ဖားအောင်ပါဆိုလေ့ကျင့်ပေးတယ်လေဟုတ်လားနံပါတ်တွေပါတွေစနစ်နံပါတ်နဲ့ရီလို့10မိနစ်ဆိုတာကိုပိုင်နိုင်သွားပြီဆိုတဲ့အခါကျရင်နိုင်ဝက်ထိုင်မယ်နိုင်ဝက်ထမယ်ဘာခေါင်းလောက်မှမတီးပေးတော့နိုင်ဝက်ကကိုယ့်အကူကိုယ့်ရဲ့အမှတ်နဲ့ကိုယ့်အကူမှတ်ပြီးတော့နိုင်ဝက်ကိုယ့်ရဲ့အမှတ်နဲ့ကိုယ့်အကူမှတ်ပြီးတော့မတည့်ရတာဒါဒီလဲပဲတနည်းအားဖြင့်ဒီလိုအဋိဋ္ဌာဏဝတိဘောဝုဋ္ဌာဏဝတိဘောပုံစံမျိုးလေးတွေကိုဘာလုပ်တာပဲလဲ practice လုပ်တာပဲเนาะအဲ့ဒီအဆင့်အထိမရောက်ရင်တော့မှလေတခါပစ္စုပ္ပန္နာကြတော့ဗါတဲ့လေစင်ကျင်တာဒီအဝဇဝတိနဲ့ပဲဟလာအဝိဇ္ဇနာဝတိမှာအဝဇန်ရဲ့အခြားမှာဖြစ်တဲ့ဇောတွေကိုဘာလုပ်တာလဲပြန်စင်ကျင်တာသောနာကအဝိဇ္ဇဝတိမှာဆိုလို့ရှိရင်ဝိတက်ကိုစင်ကျင်တယ်တို့ဟလာဝိစာရကိုစင်ကျင်တယ်တို့အဲ့ဒါလိုပါပဲအဝိဇ္ဇနာဝတိဘောဆိုတာကလည်းစင်ကျင်တာနဲ့ပတ်သက်တာဖြစ်ပါတယ်ဆိုတော့ဓမ္မမိတ်ဆွေများဝတိဘောဝင်ကိုဝင်ရပါမယ်ဝတိဘောမဝင်ထားဘူးဆိုလို့ရှိရင်မနိုင်နှင်းပါအောင်เนาะဝတိဘောဝင်ထားမှသာလေနိုင်နှင်းတာဖြစ်တဲ့အတွက်ကျမတို့ဒီကနေ့ပထမဇန်လဲပြီးပါတယ်ဝတိဘောလဲဝင်ပါတယ်ပထမဇန်ရပြီးတော့မှပထမဇန်ကိုဝတိဘောနဲ့အထက်ထက်လေ့ကျင့်ပြီးတော့တမာဘတ်တွေအခါခါဝင်စားပြီးတော့မှသာလေဘယ်ဇန်ကိုတက်ကြမှာလဲဆိုတော့ဒုတိယဇန်ကိုတက်ကြမှာဖြစ်ပါတယ်ဒါဆိုရင်ကျမတို့ဒီလဲပဲဒုတိယဇန်ကိုအင်္ဂါနေ့မှာတက်ကြပါမယ်เนาะမပိတ်ဆွေများတခြားမေးစရာမရှိတော့ဘူးဆိုလို့ရှိရင်ကျမတို့တွေဗုဒ္ဓသာသနာနဲ့အတန်းသိမ်းပါမယ်ဗုဒ္ဓသာသနာ သာသနာရှိတာ ရှိရန်ဒိဋ္ဌတု ဗုဒ္ဓသာသနာ သနာ ရှိတာဒိဋ္ဌတု ဗုဒ္ဓ ဘုရား သာသ သ နာ နာရှိရန် ရှိ ဒိဋ္ဌ တာဒိဋ္ဌတု သာဓုသာ သာဓုဓမ္မမိတ်ဆွေများအားလုံးဘေးပရာကင်းကွာချမ်းသာစွာဖြင့်တရားဓမ္မစာပေများကိုစတဲ့တဘူလေ့လာသင်ယူနိုင်ကြပါစေလေ့လာသင်ယူထားတဲ့အတိုင်းလေကျမရောဓမ္မမိတ်ဆွေတို့ရောကျင့်ကြံကြိုးပုတ်အားထုတ်နိုင်ကြပါစေအမှန်မြင်၍အလင်းပေါက် ဆရာမပြည့်တဲ့ဆွေပြပါစေဆရာမလည်းစိတ်ချပါစေဒီကျမကျင့်ပြပါ ဒီတော့ မမိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေပြီးတဲ့စုနဲ့လည်းပြည့်ကြပါစေရှင်ကျမ်းမာရေးကြီးစိုက်ကြပါသင်္ကန်းပါထဲမှာထွက်ခွာဝင်ပြုပါနော် good night ပါ